မေကွန်းမေရှောက်ခွင့်ပြုပါဖေဟာအွန်လိုင်းမှာမေးထားသောမေကွန်းဖြစ်ပါတယ်ဖေဟာလူသေးရင်တေပြီးတာနဲ့တက်ပြောက်ဆုံးကတ်ချိန်၃ရက်ပြည့်မြေချသို့မဟုတ်မိသက်ကြိုချိန်အဲ့လိုချိန်တွေမှာရဟန်းများကပေးရွတ်ဖတ်ပေးကြပါတယ်ဖေဟာအမှအုပ်ပွဲငပြောပွဲကွန်တို့ပါတို့အစုံပေါ့ဖေဟာအဲ့ဒါပါလိုအပ်တယ်လို့ရတယ်လို့လာယူပေးတဲ့ရဟန်းတော်ကိုယ်တိုင်ကပြောပါတယ်ဖေဟာတပည့်တော်အနေနဲ့သိစင်တာကအဲ့လိုလုပ်ရတဲ့နှစ်ဖက်စလုံးရဲ့အကျိုးပြစ်ကိုသိချင်ပါတယ်ဖေဟာတပည့်တော်ကတော့မလုပ်ချင်ပါဘူးဖေဟာကလွဲလို့မလွဲတာလို့လုပ်ရတဲ့ပုံစံဖြစ်နေပါတယ်ဖေဟာဖေဟာကြောက်ဆောင်ရှိမှာကိုမထားချင်တာပါဖေဟာအဲ့လိုစိတ်ထားရင်တော့တပည့်တော်မှာဖြစ်ပါသလားဖေဟာနောက်ပြီးဖေဟာเจ้าကအစရှိသည်တို့မှာပြုလုပ်နေကြတဲ့သာသနာပွဲဖေဟာပွဲလို့ခေါ်နေကြတဲ့အုံငပြောပွဲတွေရဲ့အကျိုးပြစ်ကိုဖြေကြားပေးတော်မူပါဖေဟာလူသေးတာနဲ့ငါပြောပွဲတွေအုံပွဲနေတော့ဘာမှတော့မဆိုင်ဘူးလေနော်အဲ့ဒါကသူဘသူကိုပူဇော်ပတာလည်းတော့မသိဘူးအဲ့ငါပြောပွဲအုံပွဲကိစ္စကလည်းလူသေးရင်တော့အမျှဝေဖို့ဟာအဓိကအကြဆုံးပဲလေစာတန်းမှာပါတာရှိတယ်သူကတည်သွားတဲ့ပုံကိုယ်တွေကိုသူကကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမျှဝေပေးဖို့ပဲလေသူတို့ကိုဒီတိုင်းရော့အင်းလို့ချကြွေးလို့မှမရတာကွယ်လွန်သွားတဲ့ပုံကိုယ်တွေဒါလည်းသူကလည်းအဲ့ဒီမှာပိတ်တာဖြစ်နေအောင်မှလူဖြစ်နေလည်းဘာမှအမျှဝေလို့လည်းမရအောင်နှစ်ပြည်ရောက်နေလည်းအမျှဝေလို့မှမရတာသူပိတ်တာဖြစ်နေမှသူ့ကိုအမျှဝေလို့သူကတာတူးခေါ်မှကျွတ်မှအဲ့တော့ငပြောပွဲအုံပွဲကတော့ဒါကသူတို့ဘယ်လိုခေါ်မလဲရိုးရာဓလေ့လို့ဖြစ်နေတော့လေဘာလို့ပွဲတင်ဆိုတာမျိုးဖြစ်နေတာငပြောပွဲအုံပွဲကတော့သာသနာတော်ကတော့မလိုအပ်ပါဘူးเนาะသာသနာပွဲလို့ဆိုတာလည်းဘယ်ကနေပေါ်လာမှန်းတော့မသိဘူးဒါသာသနာမှာအစင်လာတော့မဟုတ်ဘူးအဲတခုလေးတော့နည်းနည်းကြားပြတ်ထက်ပြောချင်တာကတော့နတ်တင်တယ်ဆိုတဲ့ကိစ္စလေးကတော့နည်းနည်းပြောစရာတော့ရှိတာပေါ့ဥစ္စာနေ့စဉ်ရုပ်ဖက်နေတဲ့ယတနာတုတ်ထဲမှာလေဒီဝါစရတောစဟရန္တိရေပလိန်ဆိုတာလေနော်အဲ့တော့အဲ့ဒီမှာရေဟရန္တိရေပလိန်ဆိုစကားတစ်ခုပါတယ်ဒါမြတ်စွာဘုရားပြောတဲ့စကားလေးအဲ့ဒါနော်ပရိကြီးမှာယတနာတုတ်ထဲမှာဘုရားကိုယ်တိုင်ပြောတာနတ်တွေကိုဘုရားကစောင့်ရှောက်ပေးဖို့မေတ္တာရက်ခံတဲ့စကားအဲ့ဒီတုတ်ကိုနည်းနည်းဘာသာပြန်ကြည့်ရင်သိလိမ့်မယ်လူတရားဓမ္မတွေကတဲ့လူပုဂ္ဂိုလ်တွေကဒီဝါစာနေကင်းဘက်မှာရောရတောစာညမှာရောသင်တို့ကိုဗလိန်နော်ဆိုတော့ဗလိဆိုတဲ့နေရာမှာစကားဘာသာပြန်နှစ်ခုရှိတယ်ဒီခေတ်ကနေတိယမြန်မာဆရာတော်ကြီးတွေတော့ဗလိနတ်စာတင်တယ်လို့ဘာသာပြန်တာပေါ့နော်ဒီဗလိကိုအဲ့တော့သင်တို့ကိုနေရောညရောဗလိနတ်စာတင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲသူတို့ကိုစောင့်ရှောက်ပေးပါလို့မြတ်စွာဘုရားကနတ်တွေကိုပြောတာရှိတယ်ယတနာတုတ်ထဲမှာလေနော်အဲ့တော့ဒီဝါစာရတောစာဟရန္တိရေပလိနော်ဒီရခတအပမတ္တာဆိုတာလေသူတို့ကိုစောင့်ရှောက်ပေးပါပေါ့မြတ်စွာဘုရားမေတ္တာရက်ခံတာဒါကဘလို့သဘောနဲ့ပြောလဲဆိုစာပေထဲမှာပလိန်ဆိုတဲ့နေရာမှာနှမျိုးပြောတယ်အဲဒီနေ့ခေတ်လိုညောင်ပင်ဆောင်နဲ့ဒီဘာတွေရွာဦးထိပ်ဒီမှာရှိတယ်အဲ့လိုညောင်ပင်ဆောင်နဲ့ဒီဘာတွေကိုသူတို့တွားပြီးတော့ပူဇော်ပသကြတယ်ခုနလိုငပြောပွဲအုံပွဲတွေလည်းပါချင်းပါမှာပေါ့နေမှာလည်းသွားပူဇော်တယ်ညမှာလည်းပူဇော်တယ်ရွေးချက်ကသူတို့ကိုးကွယ်တာမဟုတ်ဘူးလူချင်းဥပမာပေးတာကလူချင်းဥစဉ်လို့ကျေးဇူးခံကျေးဇူးစားသဘောမျိုးလေကိုလူချင်းချင်းတောင်မှကုညီဖေးဖို့တဲ့ပုံကိုဆိုရင်ကိုဒုက္ခရောက်ရင် तू ကကိုပြန်ကုညီတက်တာပဲလေအခုအဲ့တော့ဘောပဲနတ်တွေကိုကိုကကျွေးမွေးပေးကမ်းစောင့်ရှောက်ပေးထားတယ်ဆိုရင်ကိုကိုလည်းသူတို့ကစောင့်ရှောက်ပေးတယ်ပေါ့ဒီသဘောမျိုးနဲ့နတ်တွေကိုကျွေးမွေးပေးကမ်းတာလူချင်းတောင်မှကျွေးမွေးပေးကမ်းလို့ရရင်နတ်ကိုဘာလို့ကျွေးလို့မရမှာလဲဆိုတာသဘောပေါက်လားမသိဘူးဟိုနတ်ကိုကိုးကွယ်တာမဟုတ်ဘူးကျွေးမွေးပေးကမ်းတာရတယ်လူချင်းကျွေးတယ်လို့နတ်ကိုလည်းနတ်ဟာလည်း30ပုံနဲ့တတ္တဝါတစ်မျိုးပဲလေဟုတ်လားအဲ့တော့နတ်ကိုလည်းကျွေးမွေးပေးကမ်းလို့ရတယ်တိရစ္ဆာန်တွေကိုကျွေးမွေးပေးကမ်းတယ်လူချင်းကျွေးမွေးပေးကမ်းအခန့်တယ်သူတို့ဆိုရင်ဒီလူကငါတို့ကိုကျွေးမွေးပေးတယ်ဆိုတော့ကျေးဇူးတရားကိုရှိတယ်အခါနတ်တရားကျေးဇူးတင်တယ်အဲ့သဘောမျိုးအနေနဲ့စာထဲမှာဖွင့်ထားတာကနတ်တွေကိုအဲ့လိုမျိုးနေညကျွေးမွေးပေးကမ်းထားတဲ့သဘောနော်သူတို့ကိုပေးထားတယ်နောက်တစ်ခုကဘာလဲဆိုတော့အမျှဝေတာအဲ့ဒီမှာလေဟရန္တိရေပလိန်မှာသူအမျှဝေတာကိုပြောထားတယ်အဲ့တော့နေခင်းဘက်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးအဲ့နတ်တွေကိုအမျှဝေပေးတယ်ညဘက်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးအမျှပေးဝေတယ်ပေါ့နော်ဆိုတော့အဲ့ဒီအမျှပေးဝေခြင်းဟာလည်းသူတို့ကိုပူဇော်တာလို့ခေါ်တယ်ဒါကတော့အကောင်းဆုံးပူဇော်နည်းပဲဒါကြောင့်ကျွန်တော်နတ်တွေကိုပူဇော်တဲ့အခါမှာနော်ဒီငပြောပွဲအုံပွဲတွေနဲ့ပူဇော်တာထက်အဲ့လိုမျိုးမိမိလုပ်လို့ရတဲ့ကုသိုလ်ကောင်းမှုတွေကိုအမျှတန်းပေးဝေပြီးတော့ပူဇော်တာကပို့ပြီးတော့ဒါကောင်းတယ်ပို့ပြီးတော့သူတို့အတွက်ပို့ပြီးတော့အကျိုးကျေးဇူးများတယ်ထိရောက်တယ်အဲ့လိုမျိုးစာထဲမှာဆိုတယ်အဲကြောင့်မြတ်စွာဘုရားကယတနာတုတ်ထဲမှာအဲ့ဒါကိုပြောတာသင်တို့ကိုအမျှပေးဝေပြီးတော့နော်ပူဇော်နေတဲ့သူတွေရှိတယ်သင်တို့ကို
ဒီစားစရာတွေနဲ့ပူဇော်နေတဲ့သူတွေရှိတယ်အဲ့ဒါကိုမေတ္တာနဲ့ဆက်ချောက်ပေးပါလို့ဘုရားမေတ္တာအယတသုတ်ထဲမှာပြောထားတယ်ဒါကြောင့်ဆိုလို့ဒီငပြောပွဲအုံပွဲကိုလူနဲ့တွေကိုကိုးကွယ်တယ်ဆိုတာတဲ့ကျွေးမွေးပေးကန့်တယ်ဆိုတဲ့ပုံစံမျိုးဆိုရင်တော့အပြစ်မရှိနိုင်ဘူးပေါ့နော်အင်္ဂုတ္တထဲမှာလည်းပဲဟိုဗလိနတ်စာ၅မျိုးဆိုတဲ့ဆိုဘုရားဟောထားတာရှိတယ်အဲ့ဒီမှာဆွေမျိုးတွေကိုပေးကမ်းတာဧည့်သည်တွေကိုကျွေးမွေးပေးကမ်းတာတည်သွားတွေကိုကျွေးမွေးတာခုနကလိုနတ်တွေကိုကျွေးမွေးတာပါတယ်အဲ့ဒါဟာကြီးပွားကြောင်းလို့ဘုရားကိုယ်တိုင်လည်းဟောထားတာရှိတယ်ဒါကြောင့်နတ်တွေကိုနော်ဟိုပူဇော်တယ်ဆိုတာထက်နော်ခုနကျွေးမွေးပေးကမ်းတယ်ဆိုရင်ပုံမှန်တယ်နောက်အမြပေးဝေခြင်းကပို့ပြီးတော့ကောင်းတယ်ပေါ့ဒါကြောင့်ခုနကငပြောပွဲအုံပွဲနဲ့ပတ်သက်ပြီးတော့ဟိုတစ်ဖက်သက်ကြီးအပြစ်တော့ပြောလို့တော့မရဘူးပေါ့နော်သူကိုးကွယ်တဲ့အနေနဲ့ဆိုရင်တော့ဒါလုံးဝမလုပ်သင့်ဘူးကိုကိုပြန်စောင့်ချောက်ပါစေဆိုတဲ့သဘောမျိုးနဲ့ကျွေးမွေးပေးကမ်းတာဆိုရင်တော့အပြစ်မရှိနိုင်ပါဘူးလို့နော်မိကုံးမေးလျှောက်ခွင့်ပြုပါဗျာကပိယပတ်စံတင်ထားပြီးလဲဘုန်းကြီးကလိုရအောင်စိတ်ကြိုက်စီမံသုံးဆွဲတာပါပဲဘုန်းကြီးကိုယ်တိုင်တင်စီရတာလဲဘုန်းကြီးစိတ်ကြိုက်စီမံသုံးဆွဲတာပါပဲအဲ့တော့ဘာဖြစ်လို့ဘုန်းကြီးတွေကငွေမကန်ရဘူးဆိုပြီးဖြစ်ရတာလဲနည်းနည်းရှုံနေလို့ပါဗျာပြောရလဲတိတ်မရှင်းဘူးမိကုံးကနည်းနည်းပြန်မေးပါအောင်ဟဲ့ကပိယကပတ်စံတင်ထားပြီးလဲဘုန်းကြီးကလိုရအောင်စိတ်ကြိုက်စီမံသုံးဆွဲတာပါပဲဟုတ်ပြီဘုန်းကြီးကိုယ်တိုင်တင်ထားလဲဘုန်းကြီးကစိတ်တိုင်းကြစီမံသုံးဆွဲတာပါပဲအဲ့ဒါကိုဘာဖြစ်လို့ဘုန်းကြီးတွေကငွေမကန်ရဘူးဆိုပြီးဖြစ်ရတာလေဗျာဟောသူမိကုံးကလည်းပြတ်တော့တယ်ဟောသူပြောတာကဟိုကပ္ပယပဲတိမ်ဘုန်းကြီးပဲတိမ်ဘုန်းကြီးပဲစီမံတာပဲမလားလို့ပြောချင်တာကွာတာပေါ့အများကြီးကွာတာပေါ့လို့အများကြီးကွာတာပေါ့နော်လက်ထက်မှာဘုန်းကြီးကိုယ်တိုင်ငွေကင်ထားမယ်ဆိုလို့ရှိရင်နော်စီမံပုံစီမံနည်းနဲ့ဘုန်းကြီးကကပ္ပယစီမှာထားတယ်ဆိုတဲ့ပုံစံကအများကြီးကွာတယ်အများစုဘုန်းကြီးတွေကလူတွေရောထင်နေတာကဘုန်းကြီးပတ်စံမကင်ဘူးကပ္ပယစီမှာအပ်ထားတယ်လို့ထင်နေတာမဟုတ်ဘူးလေဘုန်းကြီးရဲ့ဝီနီးကအဲ့လိုမှမဟုတ်တာဝီနီးမှာကမကင်ုံနဲ့မပြီးဘူးလေသူကစီမံတာမှာအစားမအပ်မဆက်တဲ့အသုံးလုံးနဲ့လုံးဝသုံးခွင့်မရှိဘူးမအပ်မဆက်တာကိုစီမံခွင့်မရှိဘူးလက်ထက်မှာပတ်စံကင်တဲ့ပုဂ္ဂိုလ်ကစီးမရှိတော့ဘူးကြိုက်တယ်လို့သုံးတယ်ကြိုက်တယ်လို့စီမံတယ်ကပ္ပယစီမှာအပ်ထားတဲ့ပုဂ္ဂိုလ်ကကိုယ်သဘောနဲ့ကိုယ်ကြိုက်တယ်လို့စီမံလို့မှမရတာမှားမယ်ဆိုရင်တော့မှကပ္ပယကြီးသင်္ကန်းသွားဝယ်လို့ဆိုတဲ့စကားသုံးလို့မရတာဝီနီးမှာသင်္ကန်းအလိုရှိတဲ့စကားတစ်လုံးမပြောလို့ရတယ်နော်အဲ့ဒါတော့မှစီးနဲ့ကန်နဲ့အလူခံရတာစီးမဲ့ကန်မဲ့အလူခံလို့မရအောင်အချိန်ရင်ကန့်သက်ချက်ရှိသေးတယ်လေဒါတော့မှ3ချိန်ပဲတောင်းရမယ်ဆိုတာတို့6ချိန်ရက်ရမယ်ဆိုတာစီးကန်နေရှိသေးတယ်နော်အဲ့တော့အများကြီးကွာသွားတယ်မတူလုံးဝမတူနော်ကပ္ပယကြီးငါသင်္ကန်းတစ်စုံဝယ်ပေးကွာဆိုရင်အဲ့သင်္ကန်းမအပ်ဆက်တော့နော်သင်္ကန်းအလိုရှိတယ်လို့ပြောခွင့်ရှိတယ်အဲ့လိုမျိုးနောက်တကဝတ္ထုငွေလာအပ်တယ်အေးကပ္ပယကြီးသွားပေးလိုက်ဆိုရင်မအပ်တော့ဘူးဒါတွေကိုသူတို့မသိဘူးမကင်တာပဲသိတာဒီလိုစကားတွေပြောခွင့်တော့မရှိဘူးဝီနီးမှာလေနော်အဲ့ကပ္ပယကြီးလာယူနော်ဒီမှာလာလူနေပြီကပ္ပယလာယူဆက်ပြောလို့မရအောင်တော့လားငါမကင်ရင်ပြီးတော့မဟုတ်ဘူးနော်အဲ့ဒါတွေပါလိုက်နာရတာနော်ပတ်စံလက်နဲ့မထိုံနဲ့မပြီးတာမဟုတ်ဘူးလက်ခံတဲ့အခါကအစကပ္ပယကြီးလာယူပါဆိုတဲ့စကားပြောခွင့်မရှိဘူးနော်ကပ္ပယကိုသွားပေးလိုက်ပါဆိုတဲ့စကားလည်းပြောခွင့်မရှိဘူးနော်ဝီနီးမှာလေအဲ့လောက်ထိအသေးစိတ်လိုက်နာရတယ်သူတို့များသောအားဖြင့်မသိကြဘူးမသိလို့သိတာကဘုန်းကြီးတချို့ကကိုယ်တိုင်ကင်တယ်တချို့ကကိုယ်တိုင်မကင်ဘူးဒါပဲသိတာလေခြားနှက်ချက်ကအချားမှအများကြီးရှိသေးတယ်နော်အဲကြောင့်ပစ္စည်းတစ်ခုခုလိုချင်တော့မှလိုချင်တယ်လို့ပဲပြောခွင့်ရှိတယ်ဝယ်ပါလို့ပြောခွင့်မရှိဘူးဟုတ်ပြီလားနော်ပတ်စံထုတ်ပေးလိုက်လို့ပြောခွင့်မရှိဘူးကပ္ပယကြီးပတ်စံရှင်းလိုက်ပတ်စံထုတ်ပေးလိုက်ပြောလို့မရအောင်နော်အဲ့လိုမျိုးပြောလို့မရအောင်ဒါကြောင့်ဂျားထဲမှာအများကြီးခြားနှက်ချက်တွေရှိပါတယ်လို့နော်ဟုတ်မိကိုမေးလျှောက်ခွင့်ပြုပါဗျာတိမ်လှူရခြင်းအကျိုးနဲ့တိမ်ကိုတဟူတန်းလှူဒန်းခြင်းအများနဲ့စုပေါင်းလှူဒန်းခြင်းနှမျိုးတွင်ဘယ်အရာကပိုအကျိုးများပါသလဲဖေဟာအကျိုးများတယ်ဆိုတာဘသူအတွက်လဲအလှရှင်ပြောတာလားအလှခံပြောတာလားပေါ့နော်အကျိုးများတယ်ဆိုတာကဘာကိုဆိုလိုတာလဲဒါတော့မေးရတော့မထင်နဲ့အလှခံယဟန်အတွက်ကတော့စုပေါင်းမဲ့လူဘာပဲလူပြီးဖို့အဓိကပဲလူတွေကတော့ဟုတ်တယ်မလားတိမ်ပြီးသွားဖို့ကလိုရင်းပဲအဲ့တော့အလူရှင်အနေနဲ့ကတော့စုပေါင်းလူတော့အများကုသိုလ်ရတယ်ဗောတဦးတဲ့လူတော့တဦးတဲ့ကုသိုလ်ရတယ်ဗောဒါပဲပြောလို့ရတယ်လေအကျိုးများတယ်ဆိုတာကကုသိုလ်ပိုးရသွားတာကိုပြောတာလားအသုံးဝင်တာကိုပြောတာလားဗောနော်အဲ့တော့မေကွန်းရှင်ကိုပဲပြန်မေးရမယ်ထင်တယ်နော်အဲ့တော့စုပေါင်းလူတော့လဲစုပေါင်းအများကုသိုလ်ရတာဗောတဦးတဲ့လူတော့တဦးတဲ့ကုသိုလ်ရသွားတာဗောဒါပဲပြောလို့ရမယ်လေနော်တိမ်လှူရခြင်းအကျိုးလဲမေးထားပါတယ်တိမ်လှူရခြင်းရဲ့အကျိုးပြောတာလားတိမ်လှူရခြင်းရဲ့အကျိုးကြတော့သူကတိမ်ဆိုတာကသူကတန်ဃာတော်တွေကန်ဆောင်တဲ့ဥစ္စာလေးနော်တန်ဃာတော်တွေကန်ဆောင်တဲ့ဥစ္စာဆိုတော့သူကယနေ့ခေတ်တိမ်လှူတယ်ဆိုတာကအစာအုပ်ကိုလှူတာကိုပြောတာတိမ်ကိုလှူလို့မရအောင်တကယ်တော့အစာအုပ်ကိုလှူတာတန်ဃာတွေကန်ဆောင်ဖို့အတွက်အစာအုပ်ကိုလှူတာဒါကိုပဲတိမ်လို့တင်စားပြောကြတာပေါ့နော်တိမ်ဆိုတာတော့ယဟန်တွေကသမုတ်လိုက်တာလေသမုတ်တဲ့နေရာမှာအစာအုပ်ဆောက်တာကိုပဲတိမ်လှူတယ်လို့ပြောကြတာ
အဲ့တော့ကျောင်းဆောင်အလှနဲ့အတူတူပဲသိရင်လှကနော်ကျောင်းဆောင်အလှနဲ့အတူတူပဲအဲ့တော့တန်ဃာတော်တွေကန်ဆောင်တဲ့နေရာမှာကျောင်းဆောင်ပြီးလွှဲတဲ့သဘောပါပဲအဲ့တော့ကျောင်းအလှနဲ့သိရင်လှကအတူတူပဲလို့နော်ဟုတ်ရှင်ဗျာမိကောမင်း6ခွဲပြပါဗျာမိတိအပန်းများတီမေတ္တာဖို့တာတရားထူမရနိုင်ပါသလဲဗျာ မြည်သည့်အာဘတ်ဆိုတာကစေတနာနဲ့လွန်ကျူးတဲ့အာဘတ်ပေါ့နော်အာဘတ်ငယ်ငယ်ကြီးကြီးအကုန်တားတယ်သူကသင်စိတ်ဆလို့ခေါ်တယ်နော်ဇာနံဝိတိကမန္တာဆိုတာတိတိနဲ့စေတနာနဲ့ဒီဟာမအပ်ပါဘူးလို့သိတယ်သိရတဲ့နဲ့လှုပ်တယ်ဆိုရင်အဲ့ဒီစေတနာကအာဘတ်ကတားတာမဟုတ်ဘူးနော်လွန်ကျူးတဲ့စေတနာကတားတာအဲ့ဒီအကုသိုလ်စေတနာကဇာမတ်ဖို့ကိုမရအောင်တားနိုင်တယ်မသိဘဲနဲ့လွန်ကျူးမိတဲ့အာဘတ်ကတော့မတားနိုင်ပါဘူးနော် तू မသိမှမသိတာမသိတဲ့အာဘတ်ကတော့မတားဘူးအဲ့တော့တိတိနဲ့လွန်ကျူးတဲ့အာဘတ်ဆိုရင်တော့ तू တားမယ်ပေါ့ရှင်ဗျာနောက်မိကောမင်း6ခွဲပြပါဗျာဇန်အကြောင်းသိချင်ပါတယ်လို့မိထားပါတယ်ဗျာ ဇန်လား ဇန် ဇန်ဆိုတာဟုတ်လားဇန်မလားဟောဇန်ဝီနီကြောင့်ကိုပြောနေဇန်ရောက်သွားတယ်ဆိုတော့လိုက်ရာသီဥတုပြောင်းသွားသလိုပဲနော်မိုးရာသီကနေတန်းချက်ချင်းနွေရာသီရောက်သွားသလိုခံစားလိုက်ရဇန်ဆိုတာကသူကနော်ဟိုလေဒီဆရာတော်ကြီးတို့ပြောသလိုပေါ့နော်စိုက်စိုက်ဆူဆူအထူးမြန်းမြန်းရှူအားတန်ဇန်ဟုခေါ်တဲ့တဲ့ဒီလိုပြောတာပေါ့ဇာနာရဲ့အဓိပ္ပာယ်ကစုစိုက်ပြီးတော့ရှူတာကိုပြောတာဇန်မှာဇာတိုင်းပြင်တိုင်းပြောမယ်ဆိုဇန်နှစ်ခုရှိတယ်နော်အာရမဏုပနေဇန်နဲ့လက္ခဏုပနေဇန်လို့ခေါ်တယ်အာရမဏုပနေဇန်ဆိုတာကအာယုန်တစ်ခုကိုစုစိုက်ပြီးရှူတာယနေ့ခေတ်ပြောနေတဲ့ဇန်အဲ့ဒါပေါ့နော်ကတိုင်းဆိုလဲကတိုင်းပေါ့အတုပဆိုလဲအတုပအာနာပါနဆိုလဲအာနာပါနတစ်ခုတည်းကိုစုစိုက်ပြီးတော့ရှုနေတာကိုဇန်လို့ခေါ်တယ်အဲ့တော့ဇန်တမာတိအဆင့်ဟိုလိုရူပဇန်ပထမဇန်ဒုတိယဇန်ဆိုတာကကြတော့သူကနော်ဒီဇန်ဝင်စားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဘေးကအတန်ဒီဘာမှမကြားရတော့ဘူးနော်ဘေးနာကဘလောက်ပဲစုညံနေ तू မကြားဘူး तू ကဒီအာယုံတစ်ခုတည်းပဲရှိတယ်ဒီအာယုံကလေးကိုစိတ်ကကတ်နေတာပဲ तू ကစူပါဂလူးနဲ့ကတ်ထားလို့ငြိမ့်နေတာအဲ့ဒါအာရမဏုပနေဇန်ခေါ်တယ်ယနေ့ခေတ်ပြောတဲ့အများပြောတဲ့ဇန်ပေါ့နော်အဓိကတော့အာယုံတစ်ခုတည်းမှာစုဆိုင်နေတဲ့သဘောနောက်လက္ခဏုပနေဇန်ဆိုတာရှိတယ်ဒါကယုတ်တရားနဲ့တရားတို့ရဲ့အိသဒုက္ခအနတ္တလက္ခဏာကိုရှုတာဒါလည်းဇန်ပဲနော်တချို့ကဇန်ဆိုရင်မြေချုံမှုပြန်ပြန်သိနေကြတာမဟုတ်အဲ့ဒါအဘိညာဉ်ခေါ်တယ်အဲ့တော့ယုတ်တန်တရားတို့ရဲ့သဘောတရားတွေကိုဝိပဿနာဉာဏ်နဲ့ရှုရင်လည်းဒါလည်းဇန်ပဲအဲ့ကြတော့လက္ခဏုပနေဇန်လို့ခေါ်တယ်ဒါတော့လူသိနေတဲ့တာကိုနော်အဲ့တော့ဇန်နှမျိုးရှိတယ်ပေါ့ဟုတ်မိကုံးမေရှောက်ခွင့်ပြုပါဖေဟာဖစ်ဖိုလိုက်မှမိထားတော့မိကုံးဖြစ်ပါတယ်ဖေဟာအလူပြုတ်လုပ်တဲ့အခါမိတ်ဆွေတငယ်ချင်းတွေကပတ်စံကူကြပါတယ်ဖေဟာတချို့သောလူတွေကငါတော့လူလိုက်တာဘလောက်ရှုံးသွားတယ်ဘလောက်ကုန်သွားတယ်ပြောကြပါတယ်ဖေဟာအဲ့ဒါကုသိုလ်ရနိုင်ပါသလားဖေဟာအလူလုပ်တဲ့အခါမှာဟုတ်လားဘလောက်ကုန်သွားတယ်ဘလောက်ရှုံးသွားတယ်လို့ပြောလားတင်ပါဖေဟာအေးတော့ကုသိုလ်ကတော့လှူတဲ့အချိန်မှာတော့ကုသိုလ်ဖြစ်တာပေါ့နော်ခုနဆက်သွားပြောခဲ့သလိုပေါ့မြင့်မြတ်တဲ့သူတွေရဲ့အလုပ်တော့မဟုတ်ဘူးပေါ့နော်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါတွေဘာမှထက်တွက်မနေတော့ဘူးလေမြတ်တာတွေချုံတာတွေမတွက်တော့ဘူးအလူခံပုဂ္ဂိုလ်တွေချမ်းသာရင်ပြီးရောဆိုတဲ့စိတ်တစ်ခုတည်းနဲ့လှုပ်တာဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အလုပ်ကုသိုလ်ပါရမီထိုက်တယ်ခုနကအချုံးမြတ်တွေ၆တွက်နေတာပေါ့နော်အချုံးမြတ်တွေတွက်တာကြတော့ဒါကြတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အလုပ်မဟုတ်တော့ဘူးပေါ့နော်ကုသိုလ်မရဘူးလို့ပြောလို့မရပါဘူးစွန့်လို့ချင်းမှတမများအားလုံးမှာကုသိုလ်ပါပါတယ်နော်အဲ့တော့စိတ်စေတနာထက်သန်မှုမထက်သန်မှုပဲဆိုင်ပါတယ်နော်ဟုတ်အရှင်ဗျာမိကုံးမေးလျှောက်ခွင့်ပြုပါဗျာပြီးတော့ဘုန်းကြီးကျောင်းတွေကိုတက္ကရာမတွေတွားတဲ့အခါမှာတော်တော်များများတည့်ရတီးတို့ပိန်နေတီးတို့အဲ့ဒါမျိုးတွေဟိုတစ်ခုမဟုတ်တစ်ခုတော့ယူဆောင်လာကြပါရဲ့ရှင်ဗျာဒါအရှင်ဗျာပြီးတော့ပြောတဲ့အချိန်မှာမြူဆောင်တဲ့ဆိုတဲ့ဟာတွေသိရတဲ့အခါမှာဘလို့အပြစ်တွေဖြစ်နိုင်တယ်လဲဆိုတာတွေသိပြရစီရှင်ဗျာဘလို့အပြစ်ဖြစ်နိုင်လဲဆိုတော့ကျောင်းကားဥစ္စာဆိုတော့တန်ခိကပစ္စည်းလေအဲ့တော့တန်ခိကအပင်ကတည့်ရတီးတွေပိန်နေတီးတွေယူသွားတယ်ဆိုရင်အိမ်ကိုရောက်သွားလဲဒါကတန်ခါပိုင်ပစ္စည်းပဲကိုယူသွားလို့ကိုယ့်ဥစ္စာဖြစ်မသွားဘူးလေတန်ခါပိုင်ပစ္စည်းပဲအဲ့တော့တန်ခါပိုင်ပစ္စည်းဆိုတော့ကိုဒါကိုစားလိုက်လို့ရှိရင်လည်းကို့မှာအကျွေးတင်သွားတယ်တန်ခိကအကျွေးတင်သွားတယ်အဲ့တော့ကိုတိတဲ့အချိန်မှာအကျွေးပြန်ဆက်ပေးရမှာပေါ့သူနဲ့တည်းဒီတစ်လုံးယူရင်တစ်လုံးတန်ဖို့ပေါ့နော်10လုံးယူရင်10လုံးတန်ဖို့ပို့ရမှာလို့ဦးဇင်းတို့မြောင်းမြဆရာတော်ကြီးရှိစဉ်တုန်းကကျောင်းတကာကြီးဥစုဆိုတာရှိတယ်ကျောင်းတကာကြီးဥစုကဟိုဒီဓဝရဆရာတော်တို့အစရှိတဲ့ဆရာတော်ကြီးတွေကိုကိုးကွယ်လာခဲ့တာဆိုတော့လေသူဝင်းကြီးတော်တော်နားလဲတယ်သူအဲကျောင်းမှာသူကမြောင်းမြပစ္စောတောင်တိုက်မှာတီးပင်စားပင်နဲ့စိုက်ထားတာရှိတယ်လိမ္မော်တီးတွေထင်တယ်ကြည့်ရတာလိမ္မော်ပင်တွေစိုက်ထားတာဆိုတော့ဒီနေ့အဲ့မှာကျောင်းတကာရဲ့ตาလားသမီးလားမသိပါဘူးသူကကျောင်းကအသီးတွေခူးလာရောကျောင်းကအသီးတွေခူးလာတဲ့အခါကျတော့သူ့ကျောင်းတကာကြီးကတိသွားတော့
အဲ့ဒါအသီးတွေတော့ပြန်မပေးခိုင်းတော့ဘူးခုလာပြီဆိုတော့လေအိမ်ထဲရောက်လာပြီဆိုတော့မပေးခိုင်းတော့အဲ့တော့အသီးအခြေအတွက်ကိုသူရေတွက်ပြီးတော့ကျောင်းကိုသွားပြီးတော့ကပ္ပိယစီမှာဗန္နာစားသူတည်းထပ်ပြီးအဲ့ဒါပေါ့နော်သူသားအသီး10 လုံးခုလာတယ်ဒီ10 လုံးရဲ့တန်ဖိုးဆိုပြီးတော့ဗန္နာစားကပ္ပိယစီမှာပြန်အပ်လိုက်တာပေါ့လှူလိုက်တာပေါ့နော်အဲ့လိုမျိုးဗန္နာစားပြန်ပေးရတယ်နော်ဒီလိုမျိုးဟုတ် ဆက်ဆက်မေးကုန်မေးရှောင်းခွင့်ပြုပါရှင်ဗျာတပည့်တော်အနေနဲ့ဒါကိုမိတ်ဆွေတရားကိုပြောဖို့ပါရှင်ဗျာသူကမသိရင်ဘာမှဖြစ်တဲ့အတွက်ဆက်မပြောပါနဲ့လို့တားပါရှင်ဗျာတကယ်လို့မသိရင်မသိပဲနဲ့နေရင်ရောအပြစ်ဖြစ်သေးတာရှင်ဗျာ ဖြစ်တယ်လေဒါမဖြစ်သူကဘာလို့အကျွေးတင်နေတာလေလူတယောက်မှတိမသိတဲ့အကျွေးဟာအကျွေးပဲလေနော်ဒါသူဗန္နာစားတိုင်းကိကပစ္စည်းကိုယူထားတဲ့ကြောင့်သူ့မှာအကုသိုလ်ဖြစ်နေပြီသားနော်အကျွေးတော့တင်သွားတယ်လေဒါကြောင့်တိတာကောင်းတာပေါ့တိတော့ကူချလို့ရတယ်လေဟိုတချို့ဘယ်လိုပြောမလဲယောဂါတွေကို medical check လုပ်ရမှာကြောက်တဲ့လူတွေတော့တူတယ်သိလားယောဂါဆက်လိုက်လို့ရှိရင်ငါမှယောဂါတစ်ခုခုတည်းတိုင်းဘယ်လိုလုပ်မလဲဆိုတာကြောက်စိတ်တွေချိတဲ့ခါမစည်ရဲဘူးခန္ဓာကိုယ်ကိုလေသူကသူရှိလဲရှိပါစေတေးလဲတေးပါစေဆိုတာမျိုးတချို့ကကြောက်ပြီးတော့အဲ့ဒီလူတွေတော့တူတယ်သူတို့တွေကအမှန်ဆိုရင်လို့ရှိရင်နားလည်တဲ့ပုံကိုယ်တွေဆိုရင်မြန်မြန်သိမြန်မြန်ကုလို့ရတယ်မလွန်တော့ဘူးပေါ့ကင်ဆာဆိုလဲကင်ဆာမှသူတို့တိသွားလို့ရှိရင်ကုလည်းရတဲ့အဆင့်ကိုရောက်တည်တယ်လွန်သွားရင်ကုလို့မရတော့အဲ့တော့ယနေ့ခေတ်ဟိုမတိဘဲနဲ့ခြောင်နေတဲ့ပုံကိုယ်တွေကကိုယ့်ရဲ့ယောဂါကိုသိမှဆိုလို့ပတ်ပြေးနေတယ်တူတယ်သူတို့တွေကြတော့နော်အဲ့ကျူချင်းသိတော့ကာကွယ်လို့ရတာပေါ့လို့နော်ရှင်ဗျာမေကွန်မေးရှောင်းခွင့်ပြုပါရှင်ဗျာတိမ်တက်တဲ့ခါမှာရှင်ဗျာကန်ဆောင်နေပေါ့ရှင်ဗျာကန်ဆောင်တဲ့နေရာမှာဆိုလို့ရှိရင်ပါဠိတပည့်တော်တို့ဟိုဒုံလဘာတွေဆိုရင်ရှင်ဗျာပါဠိလိုဆရာတော်ဘုရားကြီးကပို့ချတဲ့ခါမှာတပည့်တော်တို့အတန်မပီတာတွေရှိရပေါ့ပီတဲ့ဟာတွေလည်းရှိရပေါ့အဲ့မှာတပည့်တော်သိချင်တာကပီလိုက်လို့ဟိုတပည့်တော်တို့ဟိုမပီလိုက်လို့ကံပြတ်တဲ့အရာတွေရှိသလားအဲ့ဒါတကယ်လို့ပီတာမှရမယ်ကံပြတ်မဲ့အရာကြီးရှိလားသိချင်ပါတယ်ရှင်ဗျာသူယဟန်ခန္ဓာမှာကျတော့ထွန်လုံးမနဲ့မဆိုင်တော့ကမ္မဝါဒဖတ်တဲ့ဆရာနဲ့ပဲဆိုင်တယ်လေယဟန်လောင်းကသိဘာမှရွတ်ဖတ်တယ်ဆိုတာမရှိဘူးကမ္မဝါဒဆရာကပဲဖတ်ရတာလေအဲ့တော့ကျောင်းတိုင်းမှာယဟန်ခံမယ်ဆိုကြတဲ့ကကမ္မဝါဒဖတ်တဲ့ပုဂ္ဂိုလ်ကစွန့်ရင်တတိရှိရမယ်လေစာပေထဲမှာဆိုရင်ဖြတ်တေနာဘိက္ခုနာပฏิပလေနာဆိုတာတွေ့ကြရလူဖတ်တာမှမဟုတ်တာကမ္မဝါဒကိုလေမင်းဖတ်ကွာဆိုပြီးတော့တွေ့ကြရလူကိုဖတ်ခိုင်းလို့မရအောင်ယဟန်ခံလုပ်ငန်းတစ်ခုကိုလုပ်မယ်ဆိုကြတဲ့ကဒီကမ္မဝါကိုဖတ်နိုင်တဲ့ပုဂ္ဂိုလ်ရှိရမယ်ကမ္မဝါရဲ့အဓိပ္ပာယ်ကိုသိနာလဲပြီးတော့ထန်ကတိုင်းကြကြဖတ်နိုင်တဲ့ပုဂ္ဂိုလ်ရှိရမယ်မရှိရင်ဒီကံဆောင်လို့ကိုမရဘူးလေနော်အဲ့တော့အကြောင်းယတ္တပฏิပလယဟန်ဆိုတာရှိရမယ်ကျောင်းတိုင်းမှာလေအဲ့တော့ဒါယဟန်ခံလို့ရှိရင်ယဟန်နောက်နဲ့တော့မဆိုင်ဘူးကမ္မဝါဒဖတ်တဲ့ဆရာနဲ့ဆိုင်တယ်ရှင်ပြုလို့ရှိရင်တော့နှစ်ဖက်လုံးဆိုင်သွားတယ်တရဏဂုံပေးတဲ့ဆရာကောတရဏဂုံရွတ်တဲ့ရှင်လောင်းကောပေါ့နော်နှစ်ယောက်လုံးကထန်ကတိုင်းကြကြတရဏဂုံကိုပြီးရတယ်ထန်ကတိုင်းကြကြဆိုတော့တချို့ကနည်းနည်းပြောင်းတလို့ဘာလို့ပြောတာရှိသေးတယ်ဟိုမြန်မာနိုင်ငံမှာကဒီဘုံတရဏကိစ္စမျိုးတချို့ထန်ကတိုင်းကိုရွတ်တဲ့အခါမှာတအားစောင့်ငေါက်ပြီးရွတ်ကြတာဟုတ်နော်ဟိုတရွေးဆအောင်တော့တချို့ကရွတ်ကြတာပေါ့နော်ပုတ်ထန်ဆိုအကျယ်ကြီးစောင့်ငေါက်ပြီးရွတ်ကြတာအဲ့လောက်ထိတော့မလိုပါဘူးပေါ့နော်ဟိုဗုဒ္ဓမှာဒါဝအချိုက်အခရာကဓဏိတလို့ခေါ်တယ်နည်းနည်းလေးပုံမှန်အတန်ထက်နည်းနည်းလေးပြင်းသွားတဲ့သဘောပဲဆိုတော့အမှန်ကသူ့ပင်ကိုယ်သဘောကအတန်ကပြင်းတဲ့အတန်ကပါပြီးသားပါဒါကိုထပ်ပြီးတော့ဆရာတော်တွေကပီအောင်ဆိုပြီးတော့စောင့်ယူလိုက်တဲ့အခါမှာဘေးရလူတွေကြတော့ရည်စရာပုံစံဖြစ်သွားတာပေါ့နော်ဒါပြောင်ကြံတော့မဟုတ်ပါဘူးဆရာတော်ကြီးတွေကဟိုပီတစေခြင်းလွန်းလို့သူကပီတအဲ့လိုပြင်းပြင်းထန်ထန်ရွတ်လိုက်တဲ့အခါမှာအပြင်လူအနေနဲ့ကြည့်တော့ရည်စရာလိုဖြစ်သွားတာပေါ့ဒါကြောင့်တကယ်နားလဲတဲ့ပုံကိုယ်တွေဆရာတော်ကြီးတွေကြတော့တအားကြီးကိုတရွေးစင်လောက်အောင်ကြီးကိုစောင့်ငေါက်ပြီးမရွတ်ပါဘူးပုံမှန်တိတတလေးနည်းနည်းလေးဟိုအတန်ကလေးကွဲုံလောက်ပဲပြင်းထန်တယ်ဆိုရင်လောက်ပဲပြွတ်တာပါကမ္မဝါစာထန်ကတိုင်းကိုလေကျိုးဆိုရင်ဆရာတော်ကြီးတွေဆိုရင်ဟိုတိတ်တောင်မတိတောင်ရွတ်ကြတာပေါ့နော်အဲကြောင့်ကျွမ်းကျင်တဲ့ပုံကိုယ်တွေဆိုလို့ချင်းအရန်ကြီးကိုပြင်းပြင်းထန်ထန်မရွတ်ဘူးပုံမှန်လေးပဲရွတ်ပါတယ်ဒါပေမဲ့ထန်ကတိုင်းပြီးပါတယ်ထန်ကတိုင်းပြီးတယ်အဲ့တော့ဆိုလိုတာကစောင့်ငေါက်ပြီးတော့အရန်အော်ကြီးဟစ်ကျရွတ်မှမဟုတ်ပါဘူးပုံမှန်အတန်လေးတန်ထားလေးကိုနည်းနည်းလေးသူ့ထန်ကတိုင်းနဲ့သူထိအောင်ရွတ်ရင်ရပါပြီနော်ရှင်ဗျာဆက်မေးကုန်ပါရှင်ဗျာပြီးတော့ကန်ဆောင်တဲ့အခါမှာဆိုရင်ကန်ဟိုဆရာပေါ့နော်ဆရာကန်ဟိုဒီရွတ်တဲ့အခါမှာတပားတော့ပြီးတယ်၅ပါးမှာဆိုရင်လည်းတပား2ပါးပြီးတယ်3ပါးမပြီးတာဘူးပေါ့အဲ့လိုမျိုးတွေဆိုရင်ရောကန်ပြတ်ပါသလားရှင်ဗျာအေးလေကိုရင်ဝတ်တဲ့အခါမှာ तू မပြီး तू မဖြစ်ဘူးပေါ့ကိုမပြီးကိုမဖြစ်ဘူးပေါ့အဲ့တော့ဆရာဖက်ကတော့ပြီးတယ်မရှင်တော့၅ပါးပေါ့နော်ဒီပြိုင်နဲ့တရဏဂုံဆိုတယ်ဆရာဖက်ကတော့ပြီးတယ်ရှင်တော့၅ပါးရွတ်တဲ့အခါမှာ၅ပါးမှာ2ပါးပြီးတယ်3ပါးမပြီးဆိုအဲ့3ပါးမဖြစ်ဘူးပေါ့နော်ဆရာဖက်ကလည်းပြီးရမယ်ရွတ်တဲ့တစ်ဖက်ကလည်းပြီးရမယ်အဲ့ဆိုရင်ဖြစ်တယ်ပေါ့စင်တပည့်၅ပါးလုံးကပြီးပြီးတော့ချပေးတဲ့ဆရာကမပြီးရင်တော့၅ပါးလုံးမဖြစ်ဘူးပေါ့
နော်အဲကြောင့်ဆရာဘက်ကမပြီးရင်တပည့်၅ပါးလုံးမဖြစ်ဘူးဆရာဘက်ကပြီးတော့တပည့်ဘက်ကပြီးတဲ့သူပြီးတယ်မပြီးတဲ့သူမပြီးဘူးဆိုရင်ပြီးတဲ့သူဖြစ်တယ်မပြီးတဲ့လူမဖြစ်ဘူးပေါ့နော်အဲကြောင့်ကိုရင်ဝတ်တာနဲ့ပြောတာရဟန်းခံမှာတော့မဆိုင်တော့ဘူးရဟန်းခံမှာကျတော့ဖတ်တဲ့ကမ္မဝါစာဆရာ၃ပါးဖတ်တယ်လေ၃ပါးဖတ်တဲ့ခါမှာတပါးပါးကပြီးတယ်ဆိုရင်ဖြစ်ပါတယ်နော်ကမ္မဝါစာ၃ပါးဖတ်တာမှာတပါးကပြီးရတယ်ဆိုရင်ဖြစ်တယ်တခုတော့ရှိတာကတပါးကအစမှမပြီးလိုက်ဘူးကျန်တဲ့နှစ်ပါးကအစမှပြီးတယ်နောက်တစ်ပါးကျတော့အလဲမှမပြီးဘူးအစနဲ့အဆုံးမှပြီးတယ်နောက်တစ်ပါးကျတော့အဆုံးမှမပြီးဘူးဆိုရင်သုံးပါးလုံးမပြီးဘူးခေါ်တယ်ဘောလာမသိဘူးတစ်ပါးနဲ့တစ်ပါးဖာလို့မရဘူးနော်ငါကအစမှမပြီးမဲ့ तू ပြီးသွားတယ်ဆိုရင်အဲ့လိုမျိုးမရအောင်နော်तू ကလည်းတခြားတနေရာမှာသွားမပြီးဖြစ်နေပြန်တယ်ဆိုရင်တော့မရအောင်အဲ့တော့သုံးပါးလုံးမှာတစ်ပါးပါတော့အနည်းဆုံးစင်းလုံးကြောတော့ဖြစ်နေဖို့လိုတယ်နော်သုံးပါးလုံးမှာတစ်ပါးလောက်ကတော့စင်းလုံးကြောကြီးဖြစ်သွားတယ်ဆိုတော့ဒီကံမြောက်ပါတယ်သုံးပါးလုံးတနေရာမှာလွဲသွားရင်တော့မရအောင်အရှင်ဖေဟာဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံကိုရှင်းပြပေးတော်မူပါဖေဟာ ဝါဆိုသင်္ကန်းဆိုတာကပါဠိစာပေမှာဝတ္တဝါတိကနော်စီဝရဒီလိုခေါ်တာနော်အဲ့တော့ဝတ္တိကတာတိကဆိုတာကတော့မိုးရေခံသင်္ကန်းခေါ်တာဒီပါဠိနှစ်ခုကအစင်လူယိုမာလီပဲနော်အဲ့တော့မိုးရေခံသင်္ကန်းနဲ့ဝါဆိုသင်္ကန်းကိုတချို့ကတိုင်ပတ်နေကြတာပဲနော်မိုးခံလို့ရင်မိုးရေခံသင်္ကန်းမိုးရေခံသင်္ကန်းဆိုတာမိုးရေရွှေတဲ့သင်္ကန်းပြောတာပါရဟန်းတော်တွေကသူကနော်ဟိုတိဋ္ဌိတွေလိုမျိုးတော့သင်္ကန်းချွတ်ချိုးကြတာကိုရဟန်းတော်တွေမှာသင်္ကန်းအပိုမရှိဘူးတိစီကိုလည်းသင်္ကန်း၃ထည်ပဲရှိတာအဲ့တော့မိုးရေချိုးတော့သင်္ကန်းချွတ်စီကိုချိုးစရာမရှိတော့သင်္ကန်းတွေချွတ်ပြီးချိုးကြတာအဲ့တော့တိဋ္ဌိတွေနဲ့တူးနေလို့ကျောင်းမာရေးဝိတာခါကဒါရေချိုးဖို့သင်္ကန်းခွင့်ပြုခိုင်းတာအဲ့တော့ရေချိုးသင်္ကန်းပါပဲအဲ့တော့မိုးရေခံသင်္ကန်းဆိုတာရေချိုးသင်္ကန်းနော်အဲ့ဒါကဝတ္တတာတိကပေါ့နော်အဲ့တော့ဝတ္တိကတာတိကသင်္ကန်းလို့ခေါ်တယ်နောက်တစ်ခါဟိုနကဝါဆိုသင်္ကန်းကြတော့နော်ဝတ္တဝါတိကဆိုတာဝတ္တဆိုတာမိုးလပလုံးဝါတိကဆိုတာနေတာအဲ့တော့ဒီနှစ်ခေတ်ကတော့ဝါဆိုသင်္ကန်းလို့ပြောရင်ဝါဆိုတဲ့အခါမှာလှူတဲ့သင်္ကန်းလို့နားလည်ကြတာရှစ်ခေတ်ကပုံစံကြတော့ဝါဆိုသင်္ကန်းဆိုတာကဝါကျွတ်ပြီးမှလှူရတာကရင်သင်္ကန်းနဲ့သွားဆင်သွားတယ်သူကဘယ်လိုလဲဆိုတော့ရှစ်ခေတ်တုန်းကဟိုကျောင်းတိုက်ကြီးတွေမှာကျောင်းဆောင်တွေစောက်ကြတယ်ပေါ့နော်ဒါကျောင်းတကာဟိုမိသားစုတွေလိုက်ကျောင်းစောက်ကြတယ်အဲ့ဒီခါမှာသူတို့ကျောင်းဆောင်မှာသူတို့လှူထမ်းထားတဲ့ကျောင်းမှာဝါဆိုတဲ့ဥပဇင်းတွေကိုဒါကျေးဇူးတင်တဲ့အနေနဲ့တွားကတ်တာသင်္ကန်းကိုရှစ်ခေတ်ကဝါဆိုသင်္ကန်းပုံစံကဘုရားလက်ထက်ကလေဒီနေ့ခေတ်လို့ဝါဆိုဥမာလှူတာမျိုးမဟုတ်ဘူးတရင်ကျွတ်တဲ့အခါကျမှဒီအရှင်ဘုရားကငါတို့ကျောင်းမှာဝါဆိုပေးတယ်ငါတို့လှူတဲ့ကျောင်းမှာဝါဆိုတဲ့ဥစဉ်ပဲဆိုပြီးတော့အဲ့ဒီဥစဉ်ကိုဝါဆိုသင်္ကန်းအနေနဲ့တွားကတ်တာဝါဆိုပြီးတဲ့မို့အတွက်ကြောင့်ဝါဆိုသင်္ကန်းအနေနဲ့တွားကတ်တာအဲ့ဒါရှစ်ခေတ်ကပုံစံပဲဒါပေမဲ့ဒီနေ့ကလည်းစာရေးတယ် online ပေါ်မှာဝါဆိုသင်္ကန်းတစ်နှစ်ပတ်လုံးလှူလို့ရတယ်ဆိုတာတစ်နှစ်ပတ်လုံးလှူလို့ရတယ်ဆိုတာကသူကတရင်ကျွတ်ကနေပြီးတော့တပေါင်းလားပေါ့နော်9လအဲ့ဒီကာလကဒါဝါကျွတ်ပြီးခါစားမှာလှူတဲ့သင်္ကန်းအဲ့ဒီကာလမှာလှူတဲ့သင်္ကန်းတွေအားလုံးဒီတော့ဝါဆိုတဲ့ယဟန်ကိုလှူတဲ့သင်္ကန်းဝါဆိုပြီးတဲ့ယဟန်လှူတဲ့သင်္ကန်းအဲ့တပေါင်းလားရဲ့နောက်ပိုင်းပေါ့နော်တကူးကစုံနှယုံဝါဆိုဥတွေမှာလှူတယ်ဆိုတော့ဝါဆိုလက်တက်ယဟန်တွေကိုလှူတဲ့သင်္ကန်းဘောလားမသိဘူးတစ်နှစ်ကိုနှစ်ပိုင်းပိုင်းလိုက်ဝါဆိုပြီးမှလှူတဲ့သင်္ကန်းရှိတယ်ဝါမဆိုခင်လှူတဲ့သင်္ကန်းရှိတယ်အခုယနေ့ခေတ်လှူနေတဲ့သင်္ကန်းဆိုတာဝါဆိုလက်တက်ယဟန်တွေကိုလှူတဲ့သဘောဟုတ်လားအခုဝါဆိုလာမှလှူနေကြတယ်ဒါတွေကဝါဆိုမဲ့ယဟန်တွေကိုလှူတဲ့သဘောဝါကျွတ်ပြီးမှလှူတယ်ဆိုလို့ရှိရင်ဒါဝါဆိုပြီးသားယဟန်ကိုလှူတဲ့သဘောအဲ့တော့ဝါဆိုသင်္ကန်းတစ်နှစ်လုံးရှိတယ်ဝါဆိုသင်္ကန်းတစ်နှစ်လုံးလှူလို့ရတယ်အဲ့တော့ဝါကျွတ်ပြီးမှလှူတယ်ဆိုရင်ဝါဆိုပြီးသားကိုလှူတာဝါမဆိုခင်လှူတယ်ဆိုလို့ရှိရင်ဒါဝါဆိုမဲ့ယဟန်တွေကိုလှူတာအဲ့တော့ရှစ်ခေတ်ကတော့ဝါဆိုပြီးသားယဟန်တွေကိုလှူတာများတယ်နော်အဲ့ဒါကြောင့်ဦးဇင်းတို့အကယ်၍များတကူးလားတို့ကစုံလားတို့မှာအရှင်မရဝါဆိုသင်္ကန်းလှူပါလို့လာလျှောက်ရတယ်ဒါဆိုမင်းတို့တစ်ခုမေးရမယ်ဒီသင်္ကန်းကဆိုပြီးသားဝါကိုလှူတာလားဆိုမဲ့ဝါကိုလှူတာလားလို့မေးရမယ်အဲ့ဒါဆိုဟောတပည့်တို့ကအခုဆိုမဲ့ဝါအတွက်လှူတာပါဗျာဆိုရင်အခုဆိုမဲ့ဥစဉ်နေရမယ်ပြီးခဲ့တဲ့ဆိုပြီးသားဥစဉ်နေမရအောင်ဘယ်အကြောင်းတို့ကမေးရမှာပေါ့နော်အဲ့လိုဘယ်ဆိုခဲ့ပြီးသားသမားတွေကိုလှူမှာလားအခုဆိုမဲ့ပုံကိုယ်တွေလှူမှာလားဆိုတာကိုမေးရတယ်ဝါဆိုသင်္ကန်းကတ်လို့ရှိရင်လေအဲ့လိုမျိုးပေါ့တရင်ကျုံမှာကတ်တယ်ဆိုလို့ရှိရင်တော့ဒါဝါဆိုပြီးသားယဟန်ကိုလှူတာသိချတယ်နော်အဲ့တော့တပေါင်းလိုက်ရဲ့နောက်ပိုင်းကိုလှူတယ်ဆိုရင်တော့ဆိုပြီးသူကိုလားဆိုလက်တန့်ကိုလားနှစ်တဝက်ဖြစ်သွားပြီလေနှစ်တဝက်ဖြစ်သွားတဲ့အတွက်ကြောင့်ဟိုလာလက်တန့်ကိုလားပြီးသားကိုလားဆိုတာကိုမေးပေးရတယ်ဒါကြောင့်ဆိုလိုတာကဝါဆိုသင်္ကန်းတစ်နှစ်ပတ်လုံးရှိတယ်အဲ့တော့ဝါဆိုသင်္ကန်းဖြစ်လာပုံကတော့ရှစ်ခေတ်ကမိမိเจ้าမှာဝါဆိုတဲ့အတွက်ကြောင့်ဝါကျွတ်တဲ့အခါမှာတွားပူဇော်ကြောတဲ့သဘောနဲ့လှူတာဝါဆိုသင်္ကန်းလို့ခေါ်ပါတယ်နော်ဟုတ်မိကိုမိရှောက်ခွင့်ပြုပါရှင်ဗျာကပိယဒါယကအွန်လိုင်းမှာစာအုပ်လမ်းမှာပါတယ်ဗျာမယုံမိစာအုပ်စရင်ကိုအတည်ပြုရန်အွန်လိုင်းစာအုပ်ဆိုင်မှာ
ဖုန်းပြန်ဆက်တော့အခါကပိယကအနာမရှိသည့်အတွက်ယဟန်ကဖုန်းကန်လိုက်ပါတယ်ဆိုင်ကပစ္စည်းရောက်မှဝတ္ထုငွေပေးမိလားဟုမေးသည့်အတွက်ယဟန်ကဟုတ်တယ်လို့ပြောလိုက်ပါတယ်ယဟန်စီမံရရောက်မရောက်အမှန်အသိကြမှာရဲ့ဖျားဖြေချပေးတော်မူပါရှင်ဖျား ဒါတော့ကပ္ပိယကိုသွားပေးလိုက်လို့ပြောတာမျိုးလည်းမဟုတ်ဘူးပေါ့နော်ဦးစင်းပေးမယ်လို့ပြောတာမျိုးလည်းမဟုတ်ပါဘူးဒါသူမေးတဲ့မေးခွန်းကိုပဲကိုအလိုက်တဲ့ဖြေပေးတဲ့သဘောမို့လို့ဒါမအပ်ဆက်ဘူးလို့တော့ပြောလို့မရပါဘူးနော်ဟုတ်ညာ ရှင်ဗျာမိကောင်းမလျှောက်ခွင့်ပြုပါဗျာတရားမှုမတရားမှုအမှားအမှန်ဓမ္မအဓမ္မဆိုတဲ့စကားလုံးတွဲတွေကအတိပ္ပယ်တူနိုင်ပါသလားဗျာလောကီနဲ့လောကုတ္တရာဆိုပြီးဖွဲ့ဆိုချက်ကွဲနိုင်ပါသလားဗျာလောကီအမှန်ကိုဟန်တန်ကများကဝင်ရောက်ပြောဆိုတက်ပါသလားဗျာ ဘေလီတွေအများကြီးသူစကားတယ်လောကီတွေရောလောကုတ္တရာတွေရောဓမ္မတွေရောအဓမ္မတွေရောလောကီဟာလောကီပေါ့လောကုတ္တရာလောကုတ္တရာပေါ့နော်ဓမ္မအဓမ္မဆိုတာကလည်းဘယ်ပေတဲ့နဲ့တိုင်းမလဲလေဟုတ်တယ်လေတော့ဓမ္မဆိုတာဘာကိုဆိုတာလဲအဓမ္မဆိုတာဘာကိုဆိုတာလဲပေါ့နော်ဟိုလောကီမှာပြောတဲ့ဓမ္မအဓမ္မနဲ့သာသနာမှာပြောတဲ့ဓမ္မအဓမ္မတော့တူချင်မှတူပါလေသာသနာမှာအဓမ္မဆိုတာအကုသိုလ်ပြောတာနော်သာသနာမှာအကုသိုလ်အဓမ္မလို့ခေါ်တယ်ကုသိုလ်ကိုဓမ္မလို့ခေါ်တယ်နော်အဲ့တော့ဟိုစာပေထဲမှာနော်ဟိုနာယိဓမ္မောအဓမ္မောစဥဘောသမဝိပါကိနောဆိုတာဓမ္မနဲ့အဓမ္မအကျိုးပေးမတူဘူးလို့ဘုရားဟောတာရှိတယ်အဲ့မှာဓမ္မဆိုတာကကုသိုလ်ကိုရည်ညွှန်းတာအဓမ္မဆိုတာအကုသိုလ်ကိုပြောတာအဲ့တော့သာသနာရှုထောင့်မှာကအကုသိုလ်မှန်သမျှမှန်မှန်ဒါအဓမ္မပဲလေနော်ကုသိုလ်ဆိုလို့ရှိရင်ဒါဓမ္မပဲအဲ့တော့လောကီမှာပြောတဲ့ဓမ္မအဓမ္မတော့သူတို့ဘယ်ပေတိုင်းနဲ့တိုင်းမလဲဒါတော့သူတို့ပြောတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲဆိုင်ပါပေါ့နော်ဥစ္စာတို့သာသနာရှုထောင့်ကတော့အကုသိုလ်မှန်သမျှဒါအဓမ္မအကြီးပဲနော်ကုသိုလ်မှန်သမျှဓမ္မအကြီးပဲအဲ့တော့လောကီကိစ္စတွေကိုတန်ခါတဲ့ဝင်ရောက်ခွင့်ရှိမရှိဆိုတာကလည်းအမျိုးမျိုးရှိတယ်ဒါကလည်းနော်လောကီဆိုတဲ့နေရာမှာဘယ်တိုင်းဓာတိဆိုတာလေးကိုလည်းဒါပြောရမှာပေါ့နော်ကျေပြတ်ပါလောကီဆိုတာကိစ္စကလည်းဥမာဘယ်လိုခေါ်မလဲမျိုးသမီးတရားအင်ထောင်ပြုတ်တယ်အင်တာဗျူးတဲ့အခါမှာဟိုဘယ်လိုပြောမလဲမင်္ဂလာဆုံးကျွေးဘုန်းကြီးကြွတယ်ဒါလည်းလောကီကိစ္စမှာဘုန်းကြီးကသာသနာရေးကိစ္စနဲ့တွဲပြီးပါသွားတာပဲလေနောက်ခလေးမိမဖွားနိုင်လို့ဘုန်းကြီးကိုပြင်ပြီးတော့မင်္ဂလာဟိုအင်္ဂုလိမာလာတို့ကျွတ်တယ်ဒါလောကီခေါ်မလောကတရာခေါ်မလားကြတော့ဟုတ်တယ်မလားစကြဝဠာကစက်နယ်မှုတွေတော့ရှိတာပေါ့နော်စက်နယ်မှုတွေတော့ရှိတယ်ဒါကြောင့်ဒီကိစ္စတွေကကြက်ပြန့်နေပေါ့နော်ပုံသေးကြီးဘယ်လောက်ထိလို့ကန့်သက်လို့တော့မရအောင်စက်နယ်မှုတွေရှိရင်တော့ရှိမှာပေါ့နော်မိကုမေးလျှောက်ခွင့်ပြုတော်မူပါဖေ။လောင်ကစားပြုခြင်းဟာကံ၅ပါးမှလည်းမပါပါဘူးဖေ။အာကုသိုလ်အပြစ်ဟာဘလို့ဖြစ်နိုင်ပါသလဲဖေလို့မိထားပါတယ်ဖေ။ လောင်ကစားကသူကဘာခေါ်မလဲဆိုရင်သူကလောဘနဲ့လောက်တာပဲလीနော်လောယဟန်နေဆိုရင်တော့လောင်ကစားလုံးဝမလောက်အောင်ဒါအာဘဲတင်တဲ့ထက်မှာဘုရားဟောတာပြီးသားရှိတယ်အဲ့တော့လူတွေနေနဲ့ကြတော့လောင်ကစားဆိုတဲ့သဘောတရားကသူကဟိုဒုစရိုက်ထဲမှာတော့မပါဘူးလေနှစ်ဦးသဘောတူလောက်ကြတဲ့သဘောပဲလေဒါနိုင်တယ်မနိုင်ဘူးချုံတယ်မချုံဘူးဆိုတာနှစ်ဦးသဘောတူလောက်ကြတာဘယ်လိုဆိုရင်နိုင်တယ်ဘယ်လိုဆိုရင်ချုံတယ်ဆိုတော့ဒါပေမဲ့သူကဒီပေါ်မှာလောဘတွေကပါနေတယ်လीအာကြီးတဲ့လောဘတွေပါနေတာဆိုတော့ဒါလောဘကြီးဒီမခေါ်လဲဟိုအကုသိုလ်တစ်မျိုးပဲပေါ့နော်လောဘကြီးတဲ့အကုသိုလ်တစ်မျိုးပဲပြောရမှာပဲဟိုတာမန်တဘာဝဦးစင်းခါကမေးခွန်းလေးခုမေးလို့ပြောဘူးတယ်အဲ့ဒါတာမန်အပြင်တော့ဒုစရိုက်ထဲမှာမပါဘူးမိစ္ဆာဇီဝထဲမှာလည်းဒီဥစ္စာမပါဘူးဒါပေမဲ့ဒီလောင်းကစားကိုအကြောင်းပြုပြီးတော့တချို့ဘဝပြတ်သွားတာတွေရှိတယ်မိသားစုလိုက်တချို့အိမ်တွေပေါင်ပြီးတော့လေတချို့ယူတော်ယူရတာမျိုးတွေရှိတယ်ကြားဘူးတယ်နော်တခါတုန်းကနေဘက်မှာဆိုရင်သူရှဲကနန်းတွေပါထိုးတော့အိမ်တွေတောင်ပေါင်ရတာမျိုးတွေလောင်းကစားလောက်ရတာဘောလုံးပွဲလောက်တော့မိသားစုတွေကွဲပြဲကုန်တာတွေလည်းရှိတယ်နော်ဆိုတော့ဒီလောင်းကစားကြောင့်သူများမိသားစုစီးပွားရေးတွေပျက်စီးသွားတယ်တကွဲတပြားတွေဖြစ်ရတဲ့ဟာဖြစ်မျိုးရောက်သွားတဲ့ဟာမျိုးကတော့မကောင်းဘူးလေဒါကြောင့်ကျွန်တော်ဟိုစီးပွားရေးထိခိုက်မိသားစုတွေပြက်ပြားကွဲပြားရတဲ့အနေထားရောက်တဲ့ဥစ္စာမျိုးဆိုတော့ဒါဘလို့မှကောင်းတယ်လို့ပြောလို့မရအောင်လေအဲကြောင့်ဒုစရိုက်ခေါင်းစဉ်ထဲမှာမရှိပေမဲ့မိစ္ဆာစီးပွားခေါင်းစဉ်ထဲမှာမရှိပေမဲ့ဒါမလုံးသင့်တဲ့စီးပွားခြာနေတစ်ခုပဲဖြစ်တယ်ပေါ့နော်သူများဒုက္ခရောက်မှကိုဆန်းသာရမယ်ကိစ္စမျိုးကတော့မလုံးသင့်တဲ့တစ်ခုပဲဒါကြောင့်ဟိုအကုသိုလ်တော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒုစရိုက်အကုသိုလ်မျိုးလည်းမဟုတ်မိစ္ဆာစီးပွားအကုသိုလ်တော့မဟုတ်ဒါပေမဲ့လောဘဝိတ္တမလောဘပုံစံမျိုးအကုသိုလ်တစ်ခုပေါ့နော်ဒီလိုပြောရမှာပေါ့မမဖေမိကုမေးလျှောက်ခွင့်ပြုတော်မူပါဖေအရှင်ဖေမြတ်စွာဘုရားလက်ထက်တုန်းကအမျိုးကောင်းသားတဦးကယဟန်ဝိယာမှာတိတ်ခါပုတ်တွေအယမ်းများနေလို့လူထွက်တော့မယ်လို့တဲ့အခါမှာမြတ်စွာဘုရားကတိတ်ခါပုတ်တစ်ခုရဲဆိုရင်စောင့်ထိန်နိုင်မလားဆိုပြီးပြောတယ်လို့ကြားဘူးပါရဲ့ရှင်ဖေအဲ့တပါးတဲ့တော့တိတ်ခါပုတ်ကဘာလဲဆိုတာကိုသိချင်ပါတယ်ဖေလို့မေးထားပါတယ်ဖေတိတ်ခါပုတ်တပါးတဲ့ဆိုတာကမြတ်စွာဘုရားကနော်ဒီစိတ်ကိုပြောတာပါနော်စိတ်ကိုထိန်းလိုက်လို့ရှိရင်သူကကျန်တာအကုန်ထိန်းပြီးသွားပြီဆိုဘုရားကပရိယံနဲ့ပြောတာ
သူဆရာသမားတွေကအဲ့ဒီယဟန်ကိုဟိုကမလို့ကဒီကမလို့ကပြောတော့သူစိတ်တွေချုပ်လာတာအဲ့တော့လူထွက်တော့မယ်တကယ်ကဲလို့တော့သူ့ဆရာတွေကမထွက်နဲ့ငါဘုရားစီခေါ်သွားမယ်ဆိုတော့ဘုရားစီခေါ်သွားဘုရားစီရောက်တဲ့ခါကျမှဘုရားကသူ့ရဲ့အကြောင်းကိုလည်းသိထားတဲ့ခါကျတော့သူ့ကိုတစ်ဖက်လက်နဲ့ပြောလိုက်တာလေကဲအဲ့တော့သူဆရာသမားတွေလည်းမြတ်စွာဘုရားကအပြစ်တင်လိုက်တယ်သူကျင်နေသွားအောင်လို့အေးမင်းတို့ကလည်းတပည့်ရဲ့နော်အရေးကလည်းနားမလဲကြဘူးနော်ဟုတ်တာပေါ့တပည့်ကိုစိတ်ချော့အောင်ပြောနေကြတယ်ဆိုဘုရားကသူ့ဆရာသမားတွေကိုနည်းနည်းချိန်မောင်းပေးလိုက်တယ်ဟိုဦးစင်းတွေကသဘောတွေကြားလို့ဘုရားငါ့ဘက်မှာရှိတယ်ပေါ့ငါ့ဘက်မှာပါတယ်သဘောတွေကြားလို့စိတ်ကနည်းနည်းလေးနုညံ့ပျော်ပြောင်းသွားတဲ့အချိန်မှာဘုရားကယဟန်အေးသိခါဖို့တွေအများကြီးမထိန်နိုင်ဘူးဆိုတော့တခုထိန်မလားထိန်ပါမယ်အေးတခုဆိုတာစိတ်ပဲပေါ့နော်မိမိရဲ့စိတ်တစ်ခုတည်းကိုထိန်လိုက်လို့ရှိရင်ဇဏအကုန်ထိန်ပြီးသားဖြစ်သွားတယ်ဘုရားဒီလိုပြောတာသူကစိတ်ကိုထိန်လိုက်လို့ဟုတ်တယ်လေဦးဇင်းတို့လိန်ညာပြောခြင်းနဲ့မုဒ္ဒဝါဒပြောတယ်ဆိုတာလဲစိတ်ပဲလေအဲ့တော့လိန်ညာပြောခြင်းနဲ့စိတ်ဖြစ်ပြီးခါမှာဗဇက်ကလိန်နဲ့စကားပြောတာလေနော်သူတစ်ပါးတက်ကိုတက်တယ်ချင်းလေးတက်တယ်ဂျဘိုးတွေတက်တယ်ဆိုရင်လည်းတက်ခြင်းနဲ့စိတ်ကလေးဖြစ်ပြီးခါကြမှာနော်ဂျဘိုးတွေချင်းတွေကိုတက်လိုက်တာပဲလေအဲ့တော့တက်ခြင်းနဲ့စိတ်ကလေးပေါ်လာတာနဲ့အဲ့ဒီစိတ်ကိုထိန်လိုက်ခိုးခြင်းနဲ့စိတ်ပေါ်လာတာနဲ့ခိုးခြင်းနဲ့စိတ်ကိုထိန်လိုက်နော်လိန်ခြင်းနဲ့စိတ်ကလေးပေါ်လာရင်လိန်ခြင်းနဲ့စိတ်ကိုထိန်လိုက်ရင်ဗဇက်ကလည်းမလင်းဖြစ်တော့ဘူးခန္ဓာကိုယ်နဲ့မခိုးဖြစ်တော့မတက်ဖြစ်တော့ဒါကိုမြတ်စွာဘုရားကပရိယေနဲ့တစ်ဖက်လည်းပြောပြီးတော့ဒါတစ်ခုတည်းကိုထိန်နိုင်မလားဆိုတော့ထိန်နိုင်ပါတယ်အဲ့ဒါစိတ်ပဲစိတ်ကိုထိန်လို့ဘုရားပြောလိုက်တော့သူကျဉ်းနဲ့သွားတာလေသူတော့ပေါက်သွားတာပဲဟုတ်သားပဲငါတိတ်ခါဖို့ဘယ်လောက်ပဲများစိတ်ကလေးတစ်ခုကိုထိန်လိုက်ရင်ဒါတွေအကုန်လုံးပြီးသွားတယ်ဆိုတော့သူနားလည်သွားတာထိန်နဲ့အဲ့ဒီဦးစင်းကအဲ့ဒီသဘောပေါက်သွားတာသူကနော်အဲ့တော့အဲ့ခါကျမှသူကမြတ်စွာဘုရားအရင်ကျေးဇူးတင်တာဟုတ်တာပေါ့ငါဆရာသမားတွေကငါ့ကိုမဆုံးမတတ်ဘူးတကယ်တော့ဘုရားရှင်ရဲ့တရားဟာတော်တော်ကောင်းတာပဲပေါ့နော်ဒီစိတ်ကိုထိန်းလိုက်တာနဲ့ဝိနည်းတွေအားလုံးကိုလည်းထိန်းပြီးသားဖြစ်သွားပြီဆိုတာကိုသူသဘောပေါက်သွားတဲ့အခါမှာသူဆရာသမားတွေကိုမြတ်စွာဘုရားတွေကိုသူပြန်ခြောက်ပြတာပေါ့နော်သူသဘောပေါက်ပါပြီတဲ့ဟောဒီစိတ်တစ်ခုတည်းကိုထိန်းလိုက်တာနဲ့ဝိနည်းတွေအားလုံးကိုထိန်းပြီးသားဖြစ်သွားတယ်ဆိုတော့သူနားလည်သွားပါပြီဆိုပြီးတော့ဘုရားကိုခြောက်တာအဲကြောင့်တစ်ခုတည်းသောသိက္ခာပုဒ်ဆိုတာကစိတ်ကိုပြောတာပါနော်မိကုံမေလျှောက်ခွင့်ပြုပါဗျာအလူခံပုဂ္ဂိုလ်ကအလူခံပြီးတိုင်းပစ္စည်းတစ်ခုခုပြန်ဆွန့်လိုက်တာအဆက်ပါသလားဗျာအမွှေးတိုင်းဖျောင်းနိုင်ကလေးဆိုရင်မုတ်တွေပြန်ဆွန့်လို့ရပါသလားဗျာတက္ကမတွေအနေနဲ့ရောလက်ခံတင်ပါလားဗျာလို့မေးထားပါရဲ့ဗျာစွန့်ကောင်းတဲ့ပစ္စည်းမစွန့်ကောင်းတဲ့ပစ္စည်းရှိတယ်လေနော်ဟိုစွန့်ကောင်းသူမစွန့်ကောင်းသူပေါ့နော်ဟိုစွန့်ဦးစွန့်ဖျားဆိုရင်တော့မစွန့်ရဘူးလေဦးဖျားဆိုရင်တက္ကမတွေကကိုယ့်ကိုဖုံးပေးစီခြင်းလို့ကတ်တယ်အဲ့ဒါကမဖုံးပေးဘဲနဲ့ရော့အင်းဆိုဘယ်သူမှပေးခွင့်မရှိဘူးဆုံးဆိုပြပေးခွင့်မရှိဘူးနောက်ပေးခွင့်ရှိတဲ့ပုံကိုရှိတယ်မပေးခွင့်ရှိတဲ့ပုံကိုရှိတယ်အဲ့တော့အခက်အခဲရောက်နေလို့ဆင်းရဲလွန်အားကြီးလို့ကျောင်းမှာလာပြီးတော့အကူအညီတောင်းတဲ့ပုံကိုပေးလို့ရတယ်နောက်ခရီးသွားပြီးတော့လမ်းမှာရိတ်ခါပြတ်သွားလို့ကျောင်းနိုင်မှာလာအလူခံနဲ့ပေးလို့ရတယ်နောက်ဓမြတွေပေးလို့ရတယ်နောက်မင်းဆိုးရာဇာပုံကိုတွေပေးလို့ရတယ်နောက်ဒီဝေယဝိဇ္ဇလုတ်တဲ့ကပ္ပိယကာရကတွေပေးလို့ရတယ်တခြားပုဂ္ဂိုလ်တွေလမ်းမှာတွေ့တဲ့ပုဂ္ဂိုလ်တွေဒီတိုင်းပေးသွားလို့မရအောင်အဲ့တော့ပေးခြင်းတယ်ဆိုရင်သူတို့ကိုကြောင်းခေါ်ပြီးရင်ဝေယဝိဇ္ဇလောက်ခိုင်းတပြည့်စီလဲတာတို့ရေခတ်တာတို့နော်မြက်ကပ်ပြီးပေးတာလို့ကြောင်းတိုင်းရဲ့ဝေယဝိဇ္ဇတစ်ခုကိုလုပ်ပြီးခါကြမှာသူ့ကိုဒါဝေယဝိဇ္ဇပြုသူအနေနဲ့ပေးလို့ဆွလို့ရတယ်ဒီတိုင်းဗလိုင်းရတော့စင်ရသားလာတောင်းတာလည်းမျိုးလည်းမဟုတ်ဘူးပေါ့နော်အခက်အခဲကြုံနေတာလည်းမဟုတ်ပဲနဲ့ကိုယ့်ဘာကိုဒီတိုင်းဆွတာမျိုးတော့မဆွကောင်းဘူးဒါယဟန်ဘက်ကပေါ့လူတွေဘက်ကလည်းပဲမစွန့်ကောင်းပဲနဲ့မယူသင့်ပါဘူးအဲ့ဒါနဲ့ပတ်သက်ပြီးမြောင်မြဆရာတော်ကြီးရှင်တုံးကမေးတယ်လေဘုန်းကြီးတစ်ပါးအနေနဲ့မစွန့်တဲ့ပုဂ္ဂိုလ်ကိုစွန့်လိုက်တယ်ဆိုလို့ရှိရင်ဘယ်သူမှအပြစ်ရှိတယ်လဲမေးတော့ဆရာတော်ကြီးကယဟန်မှာပဲအပြစ်ရှိတယ်ဒါဝီနည်းကယဟန်နဲ့ပဲဆိုင်တယ်လူနဲ့မဆိုင်ဘူးတဲ့လူပုဂ္ဂိုလ်ကဘုန်းကြီးပေးလို့ယူတာဖြစ်လို့လူပုဂ္ဂိုလ်မှာအပြစ်မရှိဘူးတဲ့ဒီလိုပြောတယ်ဒါကတော့တန်ခိကပုဂ္ဂလိကပြောတာနော်ဘုန်းကြီးကိုပိုင်ပစ္စည်းကိုစွန့်တာကိုပြောတာကျောင်းတိုက်တန်ခါပိုင်ခုနကပြောတဲ့တန်ခိကဟာမျိုးဆိုရင်တော့ဘုန်းကြီးကပေးရင်လည်းမယူခေါင်းပါဘူးအဲ့ဒါနော်တန်ခိကပစ္စည်းကတန်ခိကပစ္စည်းပဲအဲ့ဘုန်းကြီးရဲ့ကိုယ်ပိုင်ပစ္စည်းကိုလူကိုစွန့်နေဆိုရင်တော့ဒါဘုန်းကြီးကိုယ်တိုင်ကပေးတာမဟုတ်လို့လူမှာကအပြစ်မရှိဘူးနော်အဲ့ဒါကြောင့်ဟိုဖြစ်နိုင်တော့ဝေယဝိဇ္ဇလုပ်ပြီးခါမှယူရင်တော့ပိုကောင်းတာပေါ့လေကိုတန်ချေယူတဲ့သဘောပေါ့အဲ့တော့ဘာမှဝေယဝိဇ္ဇမလုပ်ဘဲနဲ့ဘုန်းကြီးဥစ္စာကိုယူတာကြတော့မသင့်တော်မကောင်းပေါ့နော်အပြစ်ကတော့လူမှာမရှိပါဘူးတန်ခိကဆိုရင်တော့လူမယူသင့်ဘူးဘုန်းကြီးကိုယ်ပိုင်ဥစ္စာဆိုရင်လူယူလို့ရတယ်အပြစ်မရှိဘူးနော်နှမျိုးခွဲပြီးမှတ်ပေါ့မိကုံမေလျှောက်ခွင့်ပြုပါဗျာကိုဗစ်နဲ့တည်ရင်ငရဲရောက်နိုင်ပါသလားဗျာကိုဗစ်နဲ့ပဲတည်တည်ဘာနဲ့တည်တည်သူတေကာနီးမှာနော်ဟိုဘာစိတ်နဲ့တည်မလဲဆိုတာကိုပဲကြည့်ရမှာပါနော်ဟိုတေကာနီးမှာဘာစိတ်နဲ့တည်မလဲဥစဉ်ဟိုတပတ်ကတော့တစ်ခါပြောပါတယ်တရဏဆိုတဲ့ဥပါဒကတယောက်အကြောင်းလေးနော်သူ့နာမည်ကတရဏလို့ခေါ်တယ်လေသူဆိုရင်ဒါဘုရားတရားတန်ခါယန္တာသုံးပါးကိုကြည်ညိုတယ်တ
ဒါပေမဲ့သူကအယက်သမားသူအယက်တောက်နေတာအယက်ဂျိုးပဲပတ်ဝန်းကျင်ကသူ့ကိုအယက်သမားတို့အားလုံးကမြင်ထားနားလည်ထားတာလေဆိုတော့အဲ့ဒီတကာဆိုလို့ရှိရင်လည်းနော်တေတဲ့အခါမှာနှက်ပြေရောက်သွားတယ်အဲ့တော့လူတွေကအဲ့ဒီမှာနော်ဖះကိုသွားမေးကြတယ်ဒီစိတ်ဝင်စားတာပေါ့နော်ဒီအယက်သမားကြီးတိမ်ပေသွားမလဲပေါ့ဖះကဖြေတယ်နှက်ပြေရောက်သွားတယ်အန်ဩကုန်တယ်ဟုတ်ပါမလားပေါ့နော်၅ပါးသီလမလုံတဲ့လူကနှက်ပြေရောက်တယ်ဟုတ်ပါမလားဆိုဖះကပြောတယ်လေအဲ့အများအမြင်မှာတော့သူကအယက်သမားလို့မြင်တာပဲတဲ့ဒါပေမဲ့သူတေကာနီးမှာ၅ပါးသီလစောက်တည်သွားတယ်တဲ့တေကာနီးမှာ၅ပါးသီလနဲ့တည်သွားတာဖြစ်တဲ့အတွက်ကြောင့်သူကောင်းရံသူကလေးရောက်သွားပါတယ်လို့ဘုရားကရှင်းပြတာဒါကြောင့်ဆိုလို့ယောဂနဲ့ပဲတည်တည်ပဂရိအသက်ကြီးလို့ပဲတည်တည်ဘလို့ပဲတည်တည်နော်သူတေကာနီးမှာဘာစိတ်နဲ့တည်သွားသလဲဆိုတာကအဓိကကြပါတယ်လို့နော်နောက်ထပ်မေးခွန်းပါဖေဟာတိမ်ချောင်းလူတဲ့ပုံကိုယ်တွေအတွက်ရရှိမဲ့အကျိုးကျေးဇူးကိုမိန့်တော်မူပေးပါဖေဟာ ပြီးသွားပြီခုနနော်ဒီလိုပဲဟုတ် မေကုံးမေးလျှောက်ခွင့်ပြုပါဗျာရှင်သာမဏေဝိနီက109ပါလား119ပါလားတေချာသိချင်ပါတယ်ဗျာအချင်းယူတဲ့ပုံကိုသိချင်ပါတယ်ဗျာ119ပါပေါ့နော်သူကလိန်10ပါးသီလစတာပေါ့10ပါးသီလ10ပါးနော်နောက်လိန်10ပါးဆို20ဒန်10ပါးဆိုတော့30တေခိယ85ဘယ်လောက်ဖြစ်သွားလဲ105နော်ပြီးရင်သုဒ္ဓတခန္ဓကကို14ပါးဆိုတာရှိတယ်အဲ့တော့119ပါပေါ့နော်မေကုံးမေးလျှောက်ခွင့်ပြုပါဗျာအာယုပနာတဖလားတမဘက်ကိုစွန့်လွတ်ချိန်တွင်မြတ်စွာဘုရားသည်အရှင်အာနန္ဒာအားစွန့်လွတ်တဲ့မသိမေးခဲ့ရဝဲမာနဲ့နှောက်ယှက်သောအခါမဖေချားနိုင်ခြင်းမြတ်စွာဘုရားမသိခဲ့လေသလားတိလျက်နဲ့မေးလေသလားဘုရားတိလျက်ဘာကြောင့်အပြစ်တင်ပါသနည်းဘုရားဘာကြောင့်မသိပါလေသနည်းဘုရားတဲ့သူကအရှင်အာနန္ဒာကိုသူကမြတ်စွာဘုရားကတောကနော်ဖြေသိမ့်နိုင်အောင်လို့ပါသူကမြတ်စွာဘုရားရှင်ကအရှင်အာနန္ဒာကိုပြောတယ်လေနော်ဘုရားရှင်တို့ကဖလားသမဘက်ဝင်စားပြီးနေမယ်ဆိုလို့ရှိရင်အသက်နော်တရားကြော်အောင်လဲနေနိုင်တယ်ဆိုတာဘုရားရှင်ပြောပြတယ်ဒါပေမဲ့အရှင်အာနန္ဒာကသဘောမပေါက်ဘူးသူမာနဲ့နောက်ချက်ထားတဲ့အခါကျသဘောမပေါက်ဘူးအဲ့တော့ဘုရားကိုဟိုဖလားသမဘက်ကိုမစွန့်ပါနဲ့နော်အသက်ရှင်အောင်နေတော်မူပါလို့သူ6အောင်မဲ့တာဝန်မ6လိုက်ရအောင်ဆိုတော့အဲ့ဒါဘုရားရှင်သိတာပဲလေအတိတိနဲ့ဘုရားဘာလို့ပြောတယ်လဲဆိုတော့သူကအရှင်အာနန္ဒာယူကျုံမရဖြစ်မှာဆိုလို့မြတ်စွာဘုရားကတတိပေးခဲ့ပါရဲ့သားနဲ့အရှင်အာနန္ဒာကနော်မြတ်စွာဘုရားကိုမတားမြစ်ခဲ့ဘူးဆိုလို့မ6ခါခဲ့ဘူးပေါ့လေအဲ့ဒီခါကျတော့မြတ်စွာဘုရားရှင်ကအရှင်အာနန္ဒာကဘယ်လိုခေါ်မလဲမြတ်စွာငါကမြတ်စွာဘုရားကိုနော်6ပါးရဲ့သားနဲ့ဘုရားမနေဘူးဆိုလို့ရှိရင်နှစ်ဖက်လုံးကအစင်မပြေတော့ဘူးလေမြတ်စွာဘုရားအနေနဲ့ကလည်းထုံတန်းစင်နာကတက်တန်းတစ်ခုကို4ပုံ5ပုံပုံလို့ရှိရင်4ပုံပဲနေတယ်ဘယ်ဘုရားမဆိုတက်တန်းပြည့်အောင်မနေဘူးဒါထုံးစံပဲထုံးစံကိုသူကအရှင်အာနန္ဒာကိုမြတ်စွာဘုရားတမင်တကတတိပေးတယ်ဒါပေမဲ့အရှင်အာနန္ဒာလည်းမြတ်စွာဘုရားသူတတိပေးဖို့ဒီမာနရဲ့နှောက်ယှက်မှုကြောင့်တတိမပေးနိုင်ခဲ့ဘူးဒီတော့အရှင်အာနန္ဒာကအဲ့ဒီကိုအကြောင်းပြုပြီးတော့နောက်တစ်ချိန်မှာဟောငါကိုယ်တိုင်ရဲ့အားနည်းချက်ပေါ်လေးဒါကမြတ်စွာဘုရားမှာအပြစ်မရှိဘူးငါကိုယ်တိုင်က6ခွင့်ကြုံပါလေတဲ့ငါမ6ခဲ့ရပါလားဆိုတာသူ့ရဲ့အားနည်းချက်ဆိုတာကိုသူသိပြီးတော့ဟိုခေါ်မလဲမြတ်စွာဘုရားပေါ်မှာလည်းအပြစ်မမြင်တော့ဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးသဘောကြောင့်မြတ်စွာဘုရားကသူ့ကိုအရင်နှုတ်မဲ့ပြောတဲ့သဘောပါပဲနော်ဟုတ်အရှင်မြတ်မေကုန်း6000ဝင်ပြပါဗျာအချို့လူတွေကဒီငကတိုက်တို့တိုက်ဆက်တို့တိုက်ကလာတယ်လို့ကြားဘူးပါတယ်ဗျာအဲ့ဒါတကယ်ရှိမရှိသိကျင်ပါတယ်ဗျာတိုက်ဆက်ဆိုတာတော့အားလုံးကတော့တိုက်ဆက်တွေကြီးပဲလေဦးသိဖြစ်တာလည်းလို့ဘာလို့32ပုံကကျင်လည်နေကြတာအကြည့်ပဲနော်32ပုံအားလုံးကျင်လည်နေတာလူပြေလာခြင်းလာမယ်နက်ပြေလာခြင်းလာမယ်ငကားပြေလာခြင်းလာမယ်နော်ခွေးဘွားကလာခြင်းလာမယ်အားလုံးကဆက်ဆက်နေတာကြီးပဲအဝိဇ္ဇာတရားကြောင့်ဒါမသိနိုင်ကြတာလေနော်အဝိဇ္ဇာတွေဖုံးကွယ်နေလို့ဒါမသိနိုင်တာအဲ့ဒါကိုပဲဒီနေ့ခေတ်မှာရေးကြီးခွန်ညာလုပ်ပြီးတော့ဥစ္စာဆောင်ကဖြစ်တယ်လို့ဟိုငကားတွေကလာတော့ကျန်းဖန်ပြီးတော့ပြောနေကြတာလေတကယ်တော့အားလုံးကသူ့ဘုံသူ့ဘွားနဲ့လာတာကြီးပဲလေနော်ဖန်ဆင်းရှင်ဖန်ဆင်းထားတာမှမဟုတ်တာနော်အားလုံးကသူ့ဌာနစာရှိတာပဲအဲဒါကြောင့်တိုက်ဆက်ဆိုတဲ့စကားလုံးကအထူးဆန်းမဟုတ်ပါဘူးနော်ဟုတ်
မေကုမေရှောက်ခွင့်ပြုပါဖေ။ဆရာတော်ဖေကတကာတကမတို့အိမ်ကိုတစ်တီတွေပေးရင်အပတ်တင်ပါသလားဖေ။တကာတကမတွေကစားမရင်အပြည့်ဖြစ်လားဖေ။ အေးခုနကတော့ဖြစ်လိုက်ပြီပဲเนาะအတူတူပဲပေါ့เนาะခုနပေးတဲ့ဘုန်းကြီးမှာတော့ဒါကုလဒုသနာအပတ်တင်တယ်ပေါ့စားတဲ့သူကတော့ခုနပြောသလိုတန်ခိကဟာဆိုင်တော့အပြည့်ရှိမှာပဲလေဘုန်းကြီးရဲ့ကိုယ်ပိုင်ပစ္စည်းကိုပေးရင်တော့တရားဓမ္မတွေမှာပြည့်မရှိပါဘူးလားเนาะမေကုမေရှောက်ခွင့်ပြုပါဖေ။အာဂတိအမှုမှာအာဂတိလိုက်စားသူနဲ့တက်ဆိုးလက်ဆောင်ပေးသူနှစ်ဦးအပြစ်တူပါသလားဖေ။ ပြည့်တူတူပဲစာထဲမှာတော့အတူတူပဲလို့ပြထားတယ်ဟိုတို့ရဟန်းတော်တွေမှာဝိနည်းဆုံးဖြတ်ရတာပေါ့နော်ဝိနည်းတို့လို့ခေါ်တယ်ဝိနည်းဆုံးဖြတ်ပေးရတဲ့ပုဂ္ဂိုလ်ဟိုဝိနည်းလေးစားတဲ့ပုဂ္ဂိုလ်ဝိနည်းတို့ခေါ်တာမဟုတ်သူကဝိနည်းတွေကိုဆုံးဖြတ်ပေးရတဲ့ပုဂ္ဂိုလ်ဝိနည်းတို့လို့ခေါ်တယ်အဲ့တော့ तू ကနေပြီးတော့ဥမာပေါ့နော်ကျောင်းလူပွဲတစ်ခုဖြစ်တယ်ဘုန်းကြီးနှစ်ပါးပေါ့မူလပိုင်ရှင်ရှိတယ်မူလပိုင်ရှင်ရဲ့ကျောင်းကိုနောက်တစ်ပါးကမတော်မတရားနော်လူယူတယ်အဲ့ဒီမှာတရားရင်ဆိုင်ကြရတယ်အဲ့မှာဟိုနိုင်အောင်ဆိုပြီးတော့အတင်းလူတဲ့ဘုန်းကြီးကတရားဆုံးဖြတ်မဲ့ဘုန်းကြီးကိုနော်လက်သွားထိုးထားလိုက်တယ်နောက်တက်သေးတွေဘာတွေလဲအတုတွေပေါ့နော်ပတ်စံပေးထားပြီးတော့ငားလာတဲ့တက်သေးတွေရှိတယ်ဆိုတော့အဲ့တော့ဆုံးဖြတ်တဲ့အခါမှာဘုန်းကြီးကနေပြီးတော့နော်လက်ထိုးထားတဲ့ပုံကိုယ်ကိုဒါကြောက်ပိုင်ရှင်ပါဆိုပြီးတော့သူကဆုံးဖြတ်ပေးတယ်ဟိုကလည်းတက်သေးပတ်စံရထားတဲ့ပုံကိုယ်တွေကလည်းတက်သေးလိုက်တယ်ဟုတ်တယ်ဒီပုံကိုယ်ကကြောက်ပိုင်ရှင်အစ်စ်ပါဆိုတော့တက်သေးလိုက်တယ်ဆိုတော့အဲ့ဒီသုံးအတူတူပဲမတရားလူတဲ့ဘုန်းကြီးရယ်နော်ဟိုမတရားဆုံးဖြတ်ပေးတဲ့ဘုန်းကြီးရယ်တက်သေးလိုက်ပေးတဲ့ပုံကိုယ်ရယ်ဒီသုံးလုံးဟာအပြစ်တူတူပဲနော်ယဟန်ဆိုလို့ရှိရင်သုံးလုံးပါရာဇိကကြတယ်သူများအကြောင်းကိုမတရားလူတဲ့ဘုန်းကြီးလည်းပါရာဇိကကြတယ်မတရားဆုံးဖြတ်ပေးတဲ့ဘုန်းကြီးလည်းပါရာဇိကကြတယ်တက်သေးလိုက်ပေးတဲ့ပုံကလည်းပါရာဇိကကြတယ်နော်သုံးလုံးပါရာဇိကကြတယ်အဲ့ဒါသုံးလုံးကအပြစ်တူတူပဲနော်မေကုမေရှောက်ခွင့်ပြုပါဗျာဒေါ်လဘယဟန်ဝိရဲ့တင်ဝင်ကန်ဆောင်တဲ့အခါမိတိအချက်တွေကယဟန်မမြောက်ဖြစ်စေပါသနည်းသူကအဲ့ဒါအကျယ်ကြီးပဲမိတိအဖြစ်ကယဟန်မဖြစ်စေပါသလဲဆိုရင်နံပါတ်1ကအသက်20မပြည့်ရင်ယဟန်မဖြစ်ဘူးနော်နောက်ပန်ဒုတ်တွေဖြစ်ရင်ယဟန်မဖြစ်ဘူးနော်အချောက်တွေဖြစ်ရင်ယဟန်မဖြစ်ဘူးနောက်တစ်ခါယဟန်စစ်5ပါးမပြည့်ရင်ယဟန်မဖြစ်ဘူးတိမ်မအောင်ရင်ယဟန်မဖြစ်ဘူးနော်ကမ္မဝါစာထံကတိုင်းမပြီးရင်ယဟန်မဖြစ်ဘူးနော်အဲ့ဒီအကြောင်းတရားတွေပါပဲနော်ဟုတ်မေကုမေရှောက်ခွင့်ပြုပါဗျာယဟန်တီအချစ်အလံသေးရေးရင်မိတိအချစ်အလံသေးရေးရင်မိတိအပန်တစ်ပါတယ်လေဗျာယဟန်ကောင်းဖြစ်နိုင်ပါသလားဗျာဘာရေးတာလဲအချစ်အလွမ်းဩတရှင်းရေးတာဩအချစ်အလွမ်းတရှင်းနေရေးတာဩအေးအဲ့တော့ဟိုတီဆိုတာမဟုတ်တော့နိစ္စဂီတလို့ပြောတော့မရဘူးပေါ့နော်ဟိုဒါမသိတော့ဘူးလို့ဒီလိုပဲပြောတော့မယ်နဲ့နော်ဒါယဟန်တစ်ပါးအနေနဲ့ဒါမရေးသင့်မလုပ်သင့်တဲ့ဟာတစ်ခုလိုပဲဒီလိုပဲပြောရမှာပေါ့သူကဆိုတာမှမဟုတ်တာဆိုရင်တော့နိစ္စဂီတတီလာပြတ်မှာပေါ့အဲ့တော့လက်ကချရေးတာကြတော့ဒါမသိတော့ဘူးပေါ့နော်ဒီလိုပဲပြောရမှာပေါ့မေကုမေရှောက်ခွင့်ပြုပါဗျာကိုရင်ပါရာစီကရှိတယ်ဆိုတာကိုယခုအချိန်မှကြားဘူးပါတယ်ဗျာမိမိကိုမိမိကျူးလွန်ခဲ့ခြင်းရှိမရှိကိုဘယ်လိုဆန်းစစ်သင့်ပါတယ်လဲဗျာမမမီတော့ရင်ကောအသက်ကြီးလို့ယဟန်ဝင်းလို့ရင်ဘယ်လိုဆုံးဖြတ်နိုင်ပါတယ်လဲဗျာကိုဒီပါရာဇိကကိုသိထားတယ်ဆိုရင်ကိုလှုပ်ဖူးလားမလှုပ်ဖူးလားကြည့်အောင်ပဲပေါ့ဘယ်လိုသိနိုင်မလဲဆိုတော့ငါတရားလှုပ်ခဲ့ဘူးလားမလှုပ်ခဲ့ဘူးလားဥမာဘယ်လိုခေါ်မလဲလိန်ကိုရင်ပါရာဇိက4ပါးရှိတယ်လေ4ပါးမှာဒီနှစ်ခေတ်တော့3ပါးပဲပေါ့နော်လိန်ကထေနကဆိုတာကသင်္ကန်းကိုပါကိုဝိတ္တာပြောတာလေဆရာသမားတွေဘာတွေခွင့်ပြုချက်မပါပဲနဲ့ကိုယ်သဘောနဲ့ကိုသင်္ကန်းကောက်ပတ်ပြီးတော့ယဟန်ကိုယဟန်ဆောင်တာယဟန်ဆောင်တာဒါကိုပြောတာလေဆိုတော့အဲ့လိုမျိုးကိုလှုပ်ခဲ့ဘူးလားမလှုပ်ခဲ့ဘူးလားကိုယ့်ကိုပြန်အာရုံပြုကြည့်ပေါ့ကိုသင်္ကန်းဝတ်ခဲ့ဘူးတယ်သင်္ကန်းဝတ်တဲ့ခါမှာဆရာသမားနဲ့ဝတ်တာလားကိုယ့်ဘာကိုကောက်ဝတ်တာလားပေါ့နော်အဲ့တော့ကိုယ့်ဘာကိုကောက်ဝတ်တယ်ဆိုရင်ဒါကိုရင်ပါရာဇိကပေါ့ဒါကိုပြောတာလေနောက်ကိုရင်ဘွားနဲ့ယဟန်ဟန်ဆောင်ပြီးတော့ယဟန်တွေနဲ့အတူတူဥပုပ်ပြုတယ်ကန်ဆောင်တယ်သိဝင်တယ်ယဟန်တွေမေးရင်ဝါတွေဘာတွေလိန်ပြောတယ်ဥစဉ်တွေရှိခိုးတာကိုခံယူတယ်ဆိုဒါကိုရင်ပါရာဇိကလို့ခေါ်တာပေါ့ဒါဘာမှမသိစရာအကြောင်းမရှိဘူးလေဒီဟာမျိုးငါလုပ်ခဲ့ဘူးလားမလုပ်ခဲ့ဘူးလားကိုယ့်အကိုအာရုံပြုကြည့်ပေါ့လုပ်ခဲ့ဘူးရင်ဒါကိုရင်ပါရာဇိကကြားတယ်ပေါ့နော်
အဲ့ဒါမှကိုရင်ပါရာဇိကဆိုတာဟုတ် မေကုမေရှာခွင့်ပြုတော်မူပါဖေဟာအရှင်ဖေဟာရဟန်းတော်များကားမောင်းခြင်းသည်မအပ်ဟုသိရပါတယ်ဖေဟာသို့သောအချို့သောရဟန်းများယနေ့ထိကားမောင်းခြင်းများရှိပါသည်ဖေဟာတိလိုသည်မှာမောင်းနေစဉ်အတွင်းရင်တိုက်မှုဖြစ်ပွားခဲ့ပါသည်ဖေဟာတည်စေလိုသောစန္ဒမပါပါဖေဟာသို့သောအချိန်မီဆေးရုံသို့ပို့ဆောင်ပေးလျင်အသက်ရှင်နိုင်ပါသည်ဖေဟာကြောက်စိတ်ကြီးမှလွန်သောကြောင့်မောင်းပြေးခဲ့ပါသည်ဖေဟာတိုက်ခံရသူမှာနောက်ကျပြီးမှဆေးရုံရောက်သွားသောကြောင့်အသက်သေဆုံးခဲ့ရပါသည်ဖေဟာထို့ကြောင့်ထိုရဟန်းမှာပါရာဇိကကြမကြတိလိုပါတယ်ဖေဟာဟုမေးထားပါတယ်ဖေဟာ မကြပါဘူးဒါသူဝတ္တကစေတနာလို့ခေါ်တယ်သေစေလို့တဲ့စေတနာမှမပါတာနော်သူကသူဝိနည်းနံပါတ်မဆက်ကားမောင်းတယ်အက်ဆီဒန့်ဖြစ်ပြီးတိုက်မိတယ်လေစကြတဲ့ကားပေါ်ထိုင်ကြတဲ့ငါဘသူ့ကိုတိုက်မယ်ဆိုတဲ့စိတ်သူမှရှိမှမရှိတာနော်ငါဘသူ့ကိုတော့တိုက်လိုက်မယ်ဟဲ့ဆိုတဲ့စိတ်ပါရင်တော့စကြတဲ့ကကြံစည်မှုနဲ့သူပါရာဇိကကြမှာပေါ့ဟိုကမကြည်ရွယ်ပဲနဲ့မတော်တဆတိုက်မိသွားတယ်တိုက်မိတဲ့ခါမှလည်းသူကြောက်စိတ်နဲ့ထွက်ပြေးတာလေသူဒီပါသေးဆိုတဲ့စိတ်ကြီးနဲ့ပြစ်ထားခဲ့တာမဟုတ်ဘူးလေသူဖမ်းမှာဆိုလို့သူ့ကိုအေးအေးယူမှာဆိုလို့ကြောက်ပြီးထွက်ပြေးတာပဲလေအဲ့တော့ဒါသူတမင်တကာတရားလောက်တာလည်းမဟုတ်ဘူးနော်စတိုက်ကြတဲ့ကကိုသူကတရားဆိုတဲ့စိတ်မပါတဲ့ကြောင့်အဲ့ဒဏ်ရာနဲ့တည်သွားတာကပါရာဇိကမခေါ်ဘူးလေမခေါ်ဘူးမတော်တဆဖြစ်တဲ့ကိစ္စသာဖြစ်တယ်ဒါကြောင့်ဒါပါရာဇိကနဲ့တော့မဆိုင်ပါဘူးနော်မတော်တဆတိုက်မိတဲ့ကိစ္စတွေမေကုမေရှာခွင့်ပြုတော်မူပါဖေဟာ Facebook Live မှာမေကုဖြစ်ပါတယ်ဖေဟာအရှင်ဖေဟာဘာသာကြားတွေကြောင့်တာသနာတော်ကကွယ်ပြောင်းနိုင်ပါသလားဖေဟာဖះရှိစဉ်တုန်းကဘာသာကြားတွေကိုဘယ်လိုသဘောထားခဲ့တယ်လဲဆိုတာသိချင်ပါတယ်ဖះလို့မိထားပါတယ်ဖះဘာသာကြားကြောင့်တော့သာသနာကွယ်မှာမဟုတ်ဘူးလေဒါကတော့ဖះရှင်ကိုယ်တိုင်ဒါကအတိလင်းပြောထားပြီးသားရှိတာပေါ့လေနော်တတ္တမတန်ဘောသာသုတ်တန်လို့ဆိုတာသာသနာကွယ်ကြောင်းတရားတွေဖះဟောပြီးသားယဟန်တော်တွေစာမသိသာသနာကွယ်မှာပဲလေယဟန်တွေမြတ်စွာဘုရားဟောကြားတဲ့ဓမ္မအတိုင်းလိုက်နာမကျင့်သုံးကြရင်သာသနာကွယ်မယ်ဆိုတာဘုရားဟောခဲ့ပြီးသားပဲနော်စာမသိသာသနာကွယ်မယ်ဘုရားဟောပိဋကတ်တွေကိုနားလဲအောင်မလေ့လာကြရင်သာသနာကွယ်မယ်မကျင့်ရင်သာသနာကွယ်မယ်ဒါအနည်းချုပ်ပဲသိအောင်လည်းမလုပ်ဘူးကျင့်လည်းမကျင့်ဘူးဆိုရင်သာသနာကွယ်မှာပဲအဲ့တော့သာသနာကွယ်ခြင်းမကွယ်ခြင်းကယဟန်တွေနဲ့ပဲဆိုင်တယ်ဘာသာကြားတွေဆိုတာကအပြင်ပန်းဗဟိတကိုပဲဖျက်ဆီးနိုင်တာလေသာသနာကိုသူတို့ဖျက်လို့မရဘူးသူတို့ဖျက်ရင်ဘုရားတွေဖျက်မယ်နော်ယဟန်တွေကိုတတ်ခြင်းတတ်မယ်ကျောင်းတွေကိုဖျက်ဆီးမယ်ပိဋကတ်တွေမိရှို့ခြင်းမိရှို့မယ်သာသနာမကွယ်သေးပါဘူးဒီသာသနာတလောကလုံးမှာရှိတဲ့ယဟန်တွေအကုန်တတ်လိုက်ရင်တော့ကွယ်သွားမှာပေါ့နော်ဒါကတော့အဲ့လိုလည်းမတတ်နိုင်လောက်ဘူးထင်ပါတယ်နော်ရှိသမျှယဟန်တွေအကုန်လုံးတည်တယ်တော့မပေးနိုင်လောက်ဘူးထင်တယ်နော်အနည်းဆုံးတော့ယဟန်၄-၅ပါးလောက်၅ပါးလောက်ရှိနေရင်ကိုပဲယဟန်ပြန်မွေးထုတ်လို့ရပြီလေယဟန်၅ပါးလောက်သာသနာမှာကြံသေးတယ်ဆိုရင်သင်တွေပါတွေသမုတ်ပြီးယဟန်တွေပြန်ခံပေးလို့ရတယ်မကွယ်ဘူးပေါ့နော်အဲ့ဒါကြောင့်သာသနာတကယ်ကွယ်မကွယ်ဆိုတာကယဟန်တော်တွေအပေါ်မှာအများကြီးမူတည်ပါတယ်ဘာသာကြားအနေနဲ့တော့မဆိုင်ဘူးသာသနာကွယ်ရေးမကွယ်ရေးရနော်ဟိုဓာတ်ရိုက်တော့မပတ်သက်ဘူးပေါ့နော်အင်ဒိုရိုက်တော့နည်းနည်းတော့ပတ်သက်တာပေါ့ဘာသာကြားတွေပေါ်မှာဘယ်လိုသဘောထားလဲဆိုတော့သဘောထားဆိုတဲ့နေရာမှာဘယ်လိုပြောရမှာလဲအဲ့ဒါကြတော့ရန်သူလို့တော့မဟုတ်ဘူးသူကအတ္တမဝါဒမိစ္ဆာဝါဒဆိုရင်တော့မြတ်စွာဘုရားကနော်ဟိုဖယ်ရှားဖို့တော့ဟောတယ်ဘယ်လိုနေရာမှာဟောထားတာရှိတယ်ဆိုတော့အဲ့မှာအနာတပင်တထေးတို့တခါတရံမှာအဲ့လိုဘာသာကြားကျောင်းတွေကိုသွားတယ်ဗုဒ္ဓဘာသာတခါကြီးတွေပေါ့နော်သူတို့ကသောတာပန်လည်းဖြစ်တယ်စာရီလည်းတက်ကြတယ်ဘာသာကြားတွေစီသွားပြီးတော့တရားဓမ္မတွေဆွေးနွေးလို့ရှိတယ်တရားဓမ္မတွေဆွေးနွေးလို့ရှိရင်ဟိုကသောတာပန်လည်းဖြစ်နေတယ်စာလည်းတက်တဲ့သူတွေဆိုတော့ချက်ကြလက်ကြပြောနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ဘာသာဝါဒကိုလည်းကျွမ်းကျင်ထားတယ်သူတို့ရဲ့ဘာသာဝါဒကိုလည်းနားလည်ထားတဲ့အခါကျတော့ဝါဒချင်းဆွေးနွေးတဲ့အခါမှာပိုင်နိုင်ပြောနိုင်တယ်ဟိုပုဂ္ဂိုလ်တွေခေါင်းမထောင်နိုင်အောင်ကိုပြောနိုင်တယ်အဲ့တော့ပြန်လာလို့ရှိရင်သူတို့ကမြတ်စွာဘုရားကိုခြောက်ကြတယ်မြတ်စွာဘုရားတပည့်တော်ဒီလိုပြောခဲ့တယ်ဆိုတော့ဘုရားတာရုခေါ်တယ်ပြီးယဟန်တွေကိုလည်းတိုက်တွန်းတယ်ဒီအနာတမင်တထေးတို့လိုနော်မိစ္ဆာဝါဒတွေကိုဓမ္မနဲ့အညီပေါ့နှိတ်ကိုတဲ့နေဆိုတာမျိုးဘုရားဟောတာတွေရှိတယ်အဲ့ဒါမျိုးတွေတော့ရှိတယ်အဲ့ဒါကိုပဲဘုရားရဲ့သဘောထားလို့ပြောချင်တယ်ပြောပေါ်လိနော်မြတ်စွာဘုရားကအဲ့တထေးတွေကိုဥပမာပေးပြီးတော့ဒီတကာကြီးတွေလိုမျိုးယဟန်တော်တွေဟာမိစ္ဆာဝါဒတွေကိုဓမ္မနဲ့အညီနှိတ်ကိုပေးရမယ်လို့ခေါ်တာတွေတော့ရှိပါတယ်နော်မမဖေဟာမိကုမေရှာခွင့်ပြုတော်မူပါဖေဟာအရှင်ဖေဟာရဟန်းပြုခွင့်မရှိတော့သူဘယ်နှယောက်ရှိပါတလဲဖေဟာမတန်ဆွမ်းတွေကကောရဟန်းပြုလို့ရပါတလားဖေဟာလို့မေးထားပါတယ်ဖေဟာရဟန်းမပြုလို့မရတာတော့အများကြီးပဲရဟန်းဖြစ်မဖြစ်ကိုမေးရမှာပေါ့နော်ပြုလို့မရတာတော်တော်များပါတယ်ဇာထဲမှာအိမ်မဟာဝါထဲမှာရဟန်းမပြုခေါင်းသူတော်တော်များတယ်ဟို32ယောက်ကတအုပ်စုရှိတယ်နောက်ဟိုမှာလုံးဝရဟန်းခံလို့မရတာက17ယောက်တအုပ်စုရှိတယ်ဟိုပန်တီပက်ဆန်ပင်စာနန်ဒူတန်ဥဘောပြီးဆိုပြီးတော့အဲ့ဒီ17ယောက်ကလုံးဝရဟန်းခံလို့မရအောင်ပင်စာနန်တတိယကံလွန်ကျူးတဲ့ပုံကိုယ်တွေနော်ပင်စာနန်တတိယလွန်ကျူးတဲ့ပုံကိုယ်တွေကလုံးဝ
ယဟန်မဖြစ်ဘူးကိုရင်လည်းမဖြစ်ဘူးနော်နောက်ပန်တုတ်တွေဆိုလို့ရှိရင်လည်းကိုရင်လည်းမဖြစ်ဘူးယဟန်လည်းမဖြစ်ဘူးနော်ခုနဘိက္ခုနီဒုသကလို့ခေါ်တယ်ဘိက္ခုနီမကိုဖြစ်စည်းတဲ့ပုဂ္ဂိုလ်တွေဆိုရင်ယဟန်လည်းဖြစ်ဘူးကိုရင်လည်းဖြစ်ဘူးနော်အဲ့တော့ပန်ထေပတ်ဆံဆိုတော့တရိษံတွေပေါ့နော်တရိษံတွေဆိုလည်းဒါငကားလူအောင်ဖန်ဆင်းလို့ရတဲ့ငကားတွေကလုံးတွေနောက်နက်တွေလည်းပါတယ်နက်တွေလည်းယဟန်ဝတ်လို့မရအောင်ယဟန်ခံလို့မရအောင်ပေါ့နော်ကိုရင်ဝတ်လို့လည်းမရအောင်အဲ့တော့ပန်ထေဆိုတာကထေယတမ္မာတကဆိုတာခုနကကိုရင်ပါရာဇိကကိုပြောတာကိုယ့်ဘာကိုသင်္ကန်းကောက်ဝတ်လာတဲ့ပုဂ္ဂိုလ်တွေကပါရာဇိကကြသွားပြီသာသနာတော်မှာလေနော်အဲ့ဒါကြောင့်ပန်ထေပတ်ဆံဆိုတော့ဟိုတတိယပက္ခဏကဆိုတာရှိတယ်ယဟန်ဘဝနဲ့တိတ်ခါမချပဲနဲ့ဘာသာပြောင်းသွားတာသူကယဟန်ပဲသူကယဟန်ဘဝနဲ့ဘာသာပြောင်းသွားတာယူနီဖောင်းလဲပြောင်းတယ်အယူလဲပြောင်းတယ်ဟိုတိတ်ခါချပြီးခါကြမှာလူထွက်ပြီးခါကြမှာဘာသာပြောင်းသွားတာကသူယဟန်ပြန်ဝတ်လို့ယာသေးတယ်တိတ်ခါမချပဲနဲ့သင်္ကန်းဝတ်နဲ့ပဲဘာသာကိုပြောင်းသွားတယ်သူကနော်ဘာသာကြားအဝိစားကိုဝတ်လိုက်တယ်အဲ့ဒီအယူဝါဒကိုသူလက်ခံကျင့်သုံးလိုက်တယ်အဲ့ဒါကြတော့ပါဠိစာပေထဲမှာတိဋ္ဌိယပက္ခဏကခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေကသာသနာလုံးဝပြန်လာလို့မရတော့ဘူးနော်တချို့ဘာသာပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေတတိထားစရာပဲဘုန်းကြီးဘွားနဲ့ထိုင်ရိပ်ပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေပေါ့အဲ့တော့အဲ့ဒီပုဂ္ဂိုလ်တွေ17ယောက်ရှိတယ်အဲသူတို့ကတော့ဦးဇင်းတို့ယဟန်လုံးဝခံလို့မရအောင်ယဟန်ခံလို့မရအောင်ကျန်တဲ့ဟိုလက်ပွားတွေလက်တွေအပွားပါတဲ့ပုဂ္ဂိုလ်တွေခြေအပွားပါတဲ့ပုဂ္ဂိုလ်တွေမျက်စိကန်းတဲ့ပုဂ္ဂိုလ်လက်ပြတ်တဲ့ပုဂ္ဂိုလ်ခြေပြတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဓာတွေကြတော့ဦးဇင်းတို့ယဟန်ခံပေးကိုရင်ဝတ်ပေးလို့ရှိရင်ခံပေးတဲ့ပုဂ္ဂိုလ်တွေမှာဒုက္ခအပဲတက်တယ်ဒါပေမဲ့သူကကိုရင်တော့ဖြစ်တယ်ယဟန်တော့ဖြစ်တယ်လုတ်ပေးတဲ့ပုဂ္ဂိုလ်တွေမှာတော့အပြစ်ဖြစ်သွားတာပေါ့နော်အရှင်ဗျာဆက်ဆက်မေကွန်မေးလျှောက်ခွင့်ပြုပါအရှင်ဗျာဘာကြောင့်ယဟန်ဟိုဖျားရှင်ရပါတော့ခြေလက်အင်္ဂါမတန်ဆန်းတဲ့လူလက်ပြတ်တဲ့လူလက်တွေသေးသိမ့်တဲ့လူပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါတွေကိုဘာကြောင့်ယဟန်မပြုတ်ရတာလဲဘာလို့ပြည့်အဲ့လိုမျိုးတားမြရတယ်ပေါ့ဗျာလူခွင့်ရေးချိုးဖောက်တယ်လို့မထင်ဘူးလားရှင်ဗျာလူခွင့်ရေးမချိုးဖောက်ပါဘူးဒါတော့ကိုယ့်အဖွဲ့အစည်းကိုကာကွယ်တာလေဒါတော့ तू ကသူ့ရဲ့အဖွဲ့အစည်းကိုတန်ရှင်းစေချင်တာလေတန်ရှင်းစေချင်တဲ့အတွက်ကြောင့် तू ကဥပမတီပါခေါ်မလဲနော်ပရိသတ်ကိုရွေးချယ်တာပေါ့နော်ပရိသတ်ဒုသကလို့ခေါ်တာ तू ကပရိသတ်ရဲ့ကို तू ကအကျဉ်းညိုပြတ်စေနိုင်တယ်ပေါ့သူတို့ခေတ်ကဆိုရင်လည်းဒါအရန်ခွဲရှားတဲ့ခေတ်တစ်ခေတ်လေအိန္ဒိယနိုင်ငံမှာကြတော့ဇန်နိဇက်မြင့်တွေလည်းခွဲတယ်လူဒန်းစားတွေလည်းအလုံးခွဲတဲ့ခေတ်ဆိုတော့ဘုရားရှင်တွေနဲ့လည်းသူ့ရဲ့သာသနာတော်ကိုအစဉ်တန်းမြင့်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်စေချင်တာလေအဲ့တော့အစဉ်တန်းမြင့်တဲ့အဖွဲ့အစည်းဖြစ်စေချင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကဒီပုဂ္ဂိုလ်တွေကတော့ယဟန်မပြုတ်ပေးရဘူးအကေအဘတ်သိခိုင်မပြုတ်ပေးမယ်ဆိုတော့ဘုရားကယဟန်ဖြစ်တယ်လို့ဟောခဲ့ပြီးသားပဲဒီတိတ်အတွက်လည်းယဟန်မဖြစ်ဘူးလို့ဘုရားမပြောဘူးဖြစ်တယ်ဒါပေမဲ့မပေးသင့်ဘူးဒါပဲပြောခဲ့တာလေနော်ပြုတ်ပေးရင်တော့အဘတ်သိတယ်ပေါ့အကေအကျိုးအများမဲ့ထင်လို့အဘတ်သိခိုင်ပြုတ်ရှင်တယ်ပြုတ်ဖို့ဒါပဲရှိတယ်လေနော်အဲ့ဒါမျိုးတော့ရှိတယ်အဲ့တော့ဘုရားကမတ်ဖို့နိဗ္ဗာန်ကိုမတားပါဘူးဒါသူမတ်ဖို့နိဗ္ဗာန်မရဘူးလို့ပြောတာမဟုတ်ဘူးဒီယဟန်အဖွဲ့အစည်းမှာမပါဝင်သင့်ဘူးပါလို့ရှိရင်သူ့အတွက်ကသူ့ကိုအကြောင်းပြပြီးတော့တန်ခါပရိသတ်ဟာမျက်နှာငယ်ရမယ်ဂုံညိုးမယ်ပြောစရာအပြစ်တင်စရာဖြစ်နေမယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်သာသနာမှာအုံနာကျိုးကနေလာဆုနေလို့ပြောခံနေရမှာဟုတ်တယ်မလားသာသနာတော်ကအစင်းနဲ့နှိမ်ပါလုံးအားကြီးတယ်ဆိုတာအထင်ကြီးစရာအဖွဲ့အစည်းတစ်ခုအနေနဲ့မမြင်ရတော့ဘူးအကန်းတွေအကျိုးတွေအပက်တွေလာဆုနေမှာသာသနာမှာအဲ့ဒါမျိုးရှင်များမေကွန်မေးလျှောက်ခွင့်ပြုပါဗျာသာသနာတော်အတွက်တရားဓမ္မတွေဘက်ကဘယ်လောက်ထိအရေးကြီးပါသလဲဗျာလူဝိကြောင်ဒီဘက်ကရောသာသနာတွေထောက်ပံ့ခြင်းရင်ဘယ်အရာတွေကအဓိကလုပ်တင်ပါသလဲရှင်ဗျာသူမေကွန်ကပထမဘာလဲအရေးကြီးတယ်ဆိုတာဘာပြောတာလဲမေကွန်ပြောအောင်သာသနာအတွက်တရားဓမ္မတွေဘက်ကဟိုပါဗောဒီသာသနာတိုးတက်ရေးမှာဘယ်လောက်ထိအရေးကြီးလဲဆိုတာလေးသိပြတယ်သာသနာတော်တိုးတက်ရေးမှာတရားဓမ္မတွေအရေးပါတာကိုပြောတာလားအရေးကြီးတယ်ဆိုတာအရေးပါတာသာသနာတော်ကလူတွေအတွက်အရေးကြီးတာပြောတာလားလူတွေကသာသနာတော်အရေးကြီးတာပြောတာလားသာသနာတိုးတက်ရေးအတွက်လူတွေကဘယ်လောက်ထိအရေးပါနိုင်အေးအဲ့ဒါမေကွန်ကနော်အေးအဲ့တော့သာသနာတိုးတက်ရေးမှာမြတ်စွာဘုရားရှင်ကနော်ဟောတာပြီးသားပဲလေယဟန်တာဝန်လူတာဝန်ဆိုတာခွဲဟောပြီးသားပဲလေယဟန်တော်တွေကပရိယပฏิပတ်ပဲလုံနိုင်တာလေပစ္စည်းလေးပါးကိစ္စကယဟန်တွေဘာမှမတတ်နိုင်ဘူးဟုတ်လားအခုစင်းတို့ယဟန်တော်တွေစာသင်မယ်တရားဓမ္မတွေကစာအုပ်မလူပေးနိုင်ဘူးဆိုရင်တန်ဃာတော်တွေစာသင်ဖို့ခက်ပြီလေတန်ဃာတော်တွေကိုတရားဓမ္မတွေကဆုံးမကျွေးနိုင်ဘူးဆိုခက်ပြီလေဟုတ်လားအဲ့တော့ပစ္စည်းလေးပါးတာဝန်သာသနာတော်ရဲ့တပိုင်းပေါ့နော်ပစ္စည်းရတာဝန်ကတရားဓမ္မတို့ရဲ့တာဝန်လေအဲ့တော့ပစ္စည်းလေးပါးပြတာပြီးတော့ပရိယပฏิပတ်လောမှာတန်ဃာတာဝန်လေအဲ့တော့တန်ဃာတော်တွေဘယ်လောက်ပဲစာကြိုးစားပါတယ်ပြောနော်တရားထုတ်ပါတယ်ပြောဆုံးကတ်မဲ့လူမရှိပစ္စည်းလေးပါလူမဲ့လူမရှိရင်ဒီတန်ဃာတွေခဏလေးနဲ့ပြန်တော်မူကုန်မှာအကုန်လုံးကနော်ကိုယ့်ဘာကိုယ်လည်းချက်စားလို့လည်းမရဝယ်စားလို့လည်းမရအပင်ဆိုင်လို့လည်းရတာမဟုတ်ဘူးနှစားစရာတွေရအဲ့ဒါကြောင့်ကျွန်တော်သာသနာတော်ရဲ့တာဝန်ထက်ဝက်ပေါ့နော်90ရာခိုင်နှုန်းကလူတွေလက်ထဲမှာရှိတာလေအဲ့တော့ကျန်တဲ့90ရာခိုင်နှုန်းကတန်ဃာတွေလက်ထဲမှာရှိတာလေအဲကြောင့်လူတွေရဲ့ခန္ဓာဟာလည်းအများကြီးရေးကြည့်တယ်ဒါစာပေထဲမှာဘုရားရှင်ဟောပြီးသားရှိပါတယ်
ဒါကြောင့်လည်းမြတ်စွာဘုရားမှာဘ ഹു ပကာရတုတ်ဆိုတာဟောထားတာရှိတယ်လူတွေကအလွန်ကျေးဇူးများတယ်မိမိတို့ရဲ့ကျေးဇူးရှင်ပြတဲ့တရားဓမ္မတွေကိုပြစ်မထားကြနဲ့တရားဓမ္မတွေကိုဟောပြီးတော့ကျေးဇူးဆက်ကြပါဆိုတာဘုရားပြောထားတာရှိတယ်တရားဓမ္မတွေကကျေးဇူးများတယ်တဲ့တရားဟောတော်အားဖြင့်ကျေးဇူးဆက်ပါလို့ဘုရားပြောထားတာရှိတယ်ရှင်ဗျာမိကွန်းမိရှာခွင့်ပြုပါရှင်ဗျာတပည့်တော်တို့ပတ်ဝန်းကျင်မှာဆိုရင်နှစ်မှတ်တို့သုံးမှတ်တို့တွေတော်တော်ခက်စားပါတယ်ရှင်ဗျာအဲ့လိုခက်စားတော့သူတို့ကိုးကွယ်တဲ့တန်ဃာတွေကိုဆိုရင်သူတို့တွေကတနာတဲ့ကရုဏာနဲ့မျက်လုံးတွေနဲ့ကြည့်ရပေါ့ရှင်ဗျာဒါဘုရားလက်ထက်မှာဆိုရင်မက်ကနေပြီးတော့ပဲဆုံးဖြတ်တာလားအဲ့လိုမျိုးအဆက်မအဆက်ပြောပြပေးပါရှင်ဗျာဒီတွေ့ရမိကွန်းလဲနေတာပဲနှစ်မှတ်တွေသုံးမှတ်တွေဆိုဦးစီပထမဆင်တာဘာဆောင်မွဲတွေပါဖြစ်လို့နှစ်မှတ်သုံးမှတ်ရသွားသလားမသိဘူးမက်ကိုပြောနေတာမက်ရတယ်ပြောတာအဲ့တော့မက်ရတယ်ပြီးတော့ဗာလဲမိကွန်းနောက်ဆက်တွဲမိကွန်းနှစ်မှတ်သုံးမှတ်တွေရတဲ့ပုဂ္ဂိုလ်တွေကယဟန်တော်တွေကိုကြည့်တဲ့အခါမှာတဏှာကရုဏာမျက်လုံးနဲ့ကြည့်ကြတယ်ဟုတ်ပြီအဲ့ဒါတစ်ဖြတ်အဲ့မှာတစ်ဖြတ်ဖြတ်လိုက်ပေါ့နော်အေးဟုတ်ပြီမိကွန်းလဲသွားတယ်ဆိုတာကကိုကမက်ရထားတယ်တန်ဃာတော်တွေကမက်မရတော့တနာစရာပေါ့လေနော်ဆိုတော့အဲ့လိုမျိုးတော့မှားတယ်ဒါလေ तू ကတကယ်မက်ရဖို့ရတဲ့ပုဂ္ဂိုလ်တွေကလေတန်ဃာတော်တွေကိုအထင်သေးခြင်းတနာခြင်းအဲ့လိုမျိုးတော့မဟုတ်ဘူးသူကတန်ဃာတော်ပေါ်မှာအထင်မသေးဘူးသူကနော်ကြီးညိုစိတ်ကလုံးဝမလျော့သွားဘူးကိုလည်းလိုမာမနာကြီးတွေငါတောတာပန်กว่าဆိုတာမျိုးမာမနာလည်းမထောင်ပါဘူးမာမနာတော့ရှိတော့ရှိတယ်ဒါပေမဲ့အဲ့လိုမာမနာမျိုးတော့မဟုတ်ဘူးလေတောတာပန်မှာကိုရထားတဲ့မက်ဖို့ကိုအကြောင်းပြပြီးတော့မာမနာမျိုးတော့မဖြစ်ပါဘူးအဲ့တော့တောတာပန်ကကိုမက်ရထားတဲ့အတွက်ကြောင့်မက်မရတဲ့ပုံကိုယ်တွေကိုအထင်သေးတဲ့ပုံစံမျိုးမတူသလိုမတန်သလိုမျိုးဆိုတာတော့မရှိပါဘူးအဲ့လိုမျိုးတော့မဖြစ်ဘူးနောက်တန်ဃာတော်တွေကိုပုရုဇဉ်ဖြစ်ပါစေသူ့စိတ်ထဲမှာတန်ဃာအဖွဲ့အစည်းတန်ဃာဂုံတော်အနေနဲ့သူကကြီးညိုတက်ပြီးသားဖြစ်ပါတယ်နော်သူကပုံကိုယ်အနေနဲ့ကြီးညိုတာမဟုတ်ဘူးလေတန်ဃာဂုံကိုကြီးညိုတာဖြစ်တဲ့ကြောင့်ဘသူကိုမှသူအဲ့လိုမျိုးအထင်သေးတဲ့ပုံစံမျိုးမလုပ်ပါဘူးနော်မိကိုမေရှာခွင့်ပြုပါရှင်ဗျာအရှင်ဖေဟာလောကီရာတတ္တမအနေနဲ့ရှင်ပြုပွဲမှာပြိသိမ်းမြောက်တာတင့်တော်ပါသလားဖေဟာအကုသိုလ်ရနိုင်ပါသလားဖေဟာလို့မေးထားပါတယ်ဖေဟာပြိသိမ်းမြောက်တဲ့သဘောတရားကတော့သူကရိုးရာဓလေ့ပေါ့နော်ဘာသာရေးသာသနာရေးတော့ဘာမှမဆိုင်ဘူးသူတို့ရှင်လောင်းကိုသူတို့ကမင်းပုံစံမျိုးတင်စားကြတာကိုသူကနောက်ဆုံးအနေနဲ့ရှိမြောက်တယ်ပေါ့လေသူတို့အပြင်ကတော့နော်အဲ့တော့ဘိသိက်သွန်းတယ်ဆိုတာအဲ့တော့သာသနာရေးနဲ့တော့ဘာမှမဆိုင်တော့ဒါကုသိုလ်လုပ်ငန်းလို့တော့ပြောလို့မရဘူးဟိုစွန့်လွတ်ပေးကတဲ့ဌာနမျိုးလည်းမဟုတ်ဘူးလေဒါကဌာနလို့ပြောအောင်လည်းအဆင်မပြေဘူးပေါ့နော်တခုတော့သူပြောချင်တော့ဒါဘယ်လိုခေါ်မလဲရှင်လောင်းကိုပူဇော်တယ်လို့ပြောချင်လည်းပြောမလားပေါ့အဲ့လိုဆိုရင်တော့ကုသိုလ်ရတယ်လို့ပြောနိုင်တာပေါ့နော်ဌာနနဲ့တော့မဆိုင်ဘူးအဲ့တော့ရှင်လောင်းကိုနောက်ဆုံးအနေနဲ့အကောင်းဆုံးပူဇော်ပေးတယ်ပေါ့အဲ့လိုမျိုးပြောချင်တော့ပြောလို့ရတယ်ဟုတ်အရှင်မြတ်မိကွန်းမိရှောင်းခွင့်ပြုပါရှင်ဗျာကိုတေချောင်းကြံတယ်ပေါ့ရှင်ဗျာတိုက်ပေါ်ကခုံချရပဲဖြစ်ဖြစ်ကိုတက်တည်ရပဲဖြစ်ဒါဆိုရင်နောက်ဘဝရင်မှာဆိုရင်အဖန်905ကဘာခံရတယ်ဆိုတာမှန်ပါသလားရှင်ဗျာ905ကဘာရေလို့ပုံသေးတော့မဟုတ်ဘူးလေနော်ဒါကတော့စကားဖြစ်တာတင်စားပြောကြတာကိုအဲ့တော့ကိုတက်တည်တယ်ဆိုတာကလည်းပဲဒါဒေါသပဲလေနော်တက်တည်တယ်ဆိုကြတဲ့သူများကိုပဲတက်ကိုတက်ဒါဒေါသပဲဟိုပါဏာတိပါဒကံတော့မဟုတ်ဘူးပေါ့ပါဏာတိပါဒကြတော့ဟိုပရပါဏလို့ခေါ်တယ်သူတစ်ပါးအသက်ဖြစ်မှာပါဏာတိပါဒကံထိုက်တာအခုကကိုတက်တာဆိုတော့ပါဏာတိပါဒကံတော့မဟုတ်ပေမဲ့ပါဏာတိပါဒကံနီးပါသူ့မှာလည်းအကုသိုလ်ဒေါသစိတ်ဖြစ်တာပဲကိုတက်တည်တော့အောင်စိတ်ဆင်းရဲမှုဖြစ်နေတာလေသူ့မှာဒေါသဖြစ်နေတာအဲ့တော့ဒါဒီဒေါသနဲ့တည်မှာတော့အပယ်ကြမှာပဲလေအပယ်ကြမှာပဲအဲ့တော့ဘယ်လောက်ခံရမလဲဆိုတာတော့ဒါအသက်မချက်မရှိဘူးလေတဘွားဖြစ်နေဖြစ်မယ်နှစ်ဘွားဖြစ်နေဖြစ်မယ်ပေါ့နော်ဒါတော့ပြောလို့တော့မရဘူးရှင်ဗျာမိကွန်းမေရှောက်ခွင့်ပြုပါရှင်ဗျာရှစ်ပါးသီလစောင့်တည်ထားသူဟာအကြောင်းတစ်ခုခုကြောင့်သီလတစ်ပါးပြတ်ခဲ့နေဖျားရှင်ရှင်မှာရှစ်ပါးသီလပြန်ယူနေတဏိတာဥပုပ်ရပါသလားရှင်ဗျာတဏိတာလည်းမဟုတ်ဘူးလေကာလပရိယန္တခေါ်တယ်သူမိသလောက်ပေါ့ဥပမာသူမနက်ကဥပုပ်သီလစောင့်တည်တယ်နေ့လေတဏှာလောက်မှပြတ်သွားတယ်တက်တိုင်ပြန်ယူလိုက်လေပြန်ယူလိုက်ရင်ပြန်စောင့်တည်တဲ့အချိန်အစပြီးတော့ပြန်ရတာပေါ့လေနော်ဟိုတဏီကုံရတယ်မရဘူးဆိုတာဟိုအချိန်ပိုင်းပြန်ရတယ်ပေါ့ဒီလိုပဲပြောရတာပေါ့ကာလပရိယန္တသီလလို့ခေါ်တာပေါ့နော်ဟုတ်မိကွန်းမေရှာခွင့်ပြုပါရှင်ဗျာဥပုပ်တယ်များအုံးစင်းရေတောက်သုံးနိုင်မှာသလားလို့မိထားပါတယ်ဗျာမရဘူးလေအုံးစင်းရေကယဟန်လည်းမတောက်ကောင်းဘူးဥပုပ်တယ်လည်းမတောက်ကောင်းဘူးတော့ဝိကာလဘောဇနာထဲမှာပါတယ်အုံးစင်းရေကလေဟုတ် Facebook live မှာမိကွန်းပါဗျာယဟန်တစ်ပါးကိုကြည့်ပြီးသီလသမာဓိသိက္ခာရှိမရှိလူပုဂ္ဂိုလ်တဦးတယောက်အနေနဲ့စိတ်ထဲကဝေဖန်ပိုင်းကြပြီးယဟန်နဲ့မတူတဲ့ယဟန်ကိုမကိုးကွယ်မစည်းကပ်ဘူးလို့တွေးရင်ဘာအပြစ်ဖြစ်ပါလဲဗျာလို့မေးထားပါတယ်ဗျာပြင်းဖြစ်ပါဘူးဒါကတော့ကုသိုလ်မရရင်ပဲရှိတယ်လေဟုတ်တယ်လားဒါမကိုးကွယ်လို့အကုသိုလ်ဖြစ်တယ်လို့မှမရှိတာမကိုးကွယ်တော့ကုသိုလ်မရဘူးပေါ့ဦးဇင်းတို့ဟိုမှာအင်္ဂုတ္တထဲမှာအပတာဒဘဝေဒနိယတုတ်ဆိုတာရှိတယ်
တနည်းအားဖြင့်ပြောမယ်ဆိုရင်လူတွေကဘုန်းကြီးတွေကိုဆန္ဒပြတဲ့တုတ်ပဲသူကနော်လူတွေကဘုန်းကြီးတွေဆန္ဒပြတာကြီးညိုစရာမကောင်းတဲ့ဘုန်းကြီးတွေပေါ့နော်ဟိုလူဥပမာလူတွေကိုဆဲမယ်လူတွေကိုအချင်းချင်းရန်တိုက်မယ်လူတွေစီးပွားပြအောင်လူတွေလက်လာပါမရောက်အောင်လူတွေကိုတိုက်ခိုက်မယ်အဲ့လိုဘုန်းကြီးတွေမျိုးကိုဆိုလို့ရှိရင်ဘုန်းကြီးလူပုဂ္ဂိုလ်တွေဘက်ကဆန္ဒပြလို့ရတယ်ကိုမကြည်ညိုတဲ့အကြောင်းကိုထုတ်ဖော်လို့ရတယ်ဖို့ထုတ်ဖော်လဲဆိုတာ online ပေါ်တက်ရေးစရာမလိုကြော်ညာစရာမလိုဘယ်လိုလုပ်ရမလဲဆိုတော့အဲ့ဒီဘုန်းကြီးနဲ့ပတ်သက်လာရင်မလူတော့ဘူးမရှိခိုးတော့ဘူးဟုတ်လားလိုင်းလည်းမထပေးနေရမထပေးတော့ဘူးလားဒါသူ့ကိုမကြည်ညိုဘူးဆိုတာကိုကိုပြလိုက်တာပဲလေပြောနေစရာမလိုကြီးညာနေစရာမလို online ပေါ်မှာလည်းဖွနေစရာလည်းမလိုနော်အဲ့တော့ဘုန်းကြီးကိုလာတာကိုမထပေးရင်အကုသိုလ်ဖြစ်တာဆိုမဖြစ်ဘူးဒါကိုကသူ့မှာမကြည်ညိုတာအဲ့တော့အကုသိုလ်မဖြစ်ဘူးကုသိုလ်မရရုံပဲရှိမှာနေရာမထပေးတော့ကုသိုလ်မရဘူးပေါ့သူ့ကိုလက်အုပ်မရှိတော့ကုသိုလ်မဖြစ်ဘူးပေါ့အဲ့တော့အကုသိုလ်ဖြစ်သွားတယ်တော့ပြောလို့မရပါဘူးဒါမြတ်စွာဘုရားကိုယ်တိုင်ကဒါအဘဒနာဘဝေတနိယတုတ်ထဲမှာလုပ်ခွင့်ရှိတယ်လုပ်လို့ရတယ်လို့ဘုရားဟောထားပြီးသားနော်ဒါဘုရားကိုယ်တိုင်ကလုပ်နိုင်ပါတယ်လို့ဟောခဲ့တာလေအဲ့လိုဘုန်းကြီးမျိုးကိုလူတွေဘက်ကမကြည်ညိုတဲ့အကြောင်းကိုလုပ်နိုင်ပါတယ်ဆိုတာပြောထားပြီးသားဒါကြောင့်ဘုရားကိုယ်တိုင်ကခွင့်ပြုထားတာဖြစ်တော့ဒါအကုသိုလ်ဖြစ်တယ်လို့ပြောလို့မရဘူးနော်ကုသိုလ်မရရုံပဲရှိမှာပေါ့ မိကုံမေရှာခွင့်ပြုပါရှင်ဗျာ Facebook Live မှာမိကုံပါဗျာအရှင်ဗျာနတ်ပြည်မှာကောနတ်ဖုံးကြီးတွေရှိလားဗျာသူတော်စင်တွေရှိလားဗျာရှိရင်ဥပမာလေးတစ်ခုတော့သိကျင်ပါတယ်ဗျာလို့မေးထားပါတယ်ဗျာ ဟိုမှာတရားမင်းကသူတော်စင်ပေါ့သောတာပန်ပဲလေဟုတ်တယ်လားသောတာပန်ဖြစ်ရင်သူတော်စင်ဖြစ်ပြီပေါ့ဟုတ်တယ်လားသောတာပန်မှာသူတော်စင်မခေါ်ဘူးသူခေါ်မှာတော့ဟုတ်တယ်မလားအဲ့တော့တရားမင်းကသောတာပန်လေးကွယ်နတ်ပြည်မှာသောတာပန်တွေအများကြီးရှိတာပေါ့အဲ့ဒါသူတော်စင်တွေပဲပေါ့ဘုန်းကြီးကတော့ပဲရှိမလဲနော်ဘုန်းကြီးကလူပြည်မှာပဲရှိတာလေလူပြည်မှာတော့မှလူသားအလုံးကိုရဟန်းခံလို့မှမရတာအဲ့တော့နတ်ကရဟန်းမခံကောင်းတဲ့ထက်မှာပါတယ်လေခုနကပန္တိပဇံပင်စာနံဒူတန်ဥဘောပြီးဆိုတာရဟန်းမခံပြီးရတဲ့ပုံကိုယ်တွေထက်မှာနတ်လဲပါတယ်အဲ့တော့နတ်ကရဟန်းခံလို့မရအောင်အဲ့တော့နတ်ပြည်မှာဘုန်းကြီးမရှိဘူးပေါ့အဲ့တော့လူပြည်ကဘုန်းကြီးပဲနတ်ပြည်ကြွပြီးတရားဟောတာတွေရှိမှာပေါ့နော်အဲ့တော့နတ်ပြည်မှာဟိုတောတာပန်တွေရှိတော့ဒါနတ်သူတော်စင်တွေအများကြီးပါပဲနော် ရှင်ဗျာမိကုံမေးလျှောက်ခွင့်ပြုပါရှင်ဗျာတက္ကာဒိဋ္ဌိနဲ့ပတ်သက်ပြီးနည်းနည်းလောက်ရှင်းပြပေးတော့မပါရှင်ဗျာတက္ကာယဒိဋ္ဌိဆိုတာတက္ကာယဆိုတာတဆိုတာပရမတ္ထအဖြစ်နော်ထင်ရှားရှိတဲ့ကာယဒီယုံ nant ဓမ္မတွေကိုပေါ့နော်အဲ့တော့ပရမတ္ထအဖြစ်ထင်ရှားရှိတဲ့ဒီခန္ဓာကိုယ်အစုကိုသူကဒိဋ္ဌိအယူမှားနေတာနော်အဲ့တော့ဒီပရမတ္ထအဖြစ်ယုတ်တရားရှိတယ်နံတရားရှိတယ်ဒီယုတ်တွေနံတွေကိုသူ့စိတ်ထဲမှာဒါအထက်ဟိုဘယ်လိုခေါ်မလဲနော်ဒီယောက်ျားမိန်းမပုံစံနဲ့အနေနဲ့သူ့စိတ်ထဲမှာဆွဲလန်းနေတာပေါ့နော်ဟိုအတုံးတုံးနေအားဖြင့်တော့ယောက်ျားမိန်းမအနေနဲ့ခေါ်တာကိုတော့တက္ကတိတိပြောတာမဟုတ်ဘူးစိတ်ထဲမှာအဲ့လိုပဲတကယ်ထင်နေတာဟိုရုပ်တဲ့နံကိုမကွဲဘူးလေရုပ်တဲ့နံကိုမကွဲဘဲနဲ့ရုပ်နံလို့မမြင်ဘဲနဲ့ဒါယောက်ျားကြီးပဲဒါမိန်းမကြီးပဲဒါတတ္တဝါပဲပေါ့ဆိုတာမျိုးဟိုဆွဲလန်းပြီးတော့မှတ်ယူထားတဲ့သဘောကိုတက္ကတိပြောတာဟိုယုံနဲ့နံကိုကွဲတယ်ကွဲပြီးတော့ဒါပညာသဘောအနေနဲ့ယောက်ျားမိန်းမလို့ပြောတာဒါကိုတက္ကတိတော့မခေါ်ဘူးဒီနှစ်ခုကနည်းနည်းမှားတတ်တယ်နော်ယောက်ျားမိန်းမလို့တုံတုံပြောဆိုနေတိုင်းဒါတက္ကတိတော့ပြောလို့မရအောင်သူ့စိတ်ထဲမှာယုံနံကိုမကွဲဘဲနဲ့ကိုဒီလိုယောက်ျားကြီးပဲမိန်းမကြီးပဲလို့အဲ့လိုမျိုးမှတ်ထင်နေတာမျိုးကိုဆိုလိုတာတက္ကတိကနော်မိကုံမြင်ခွင့်ပြုပါရှင်ဗျာ Facebook Live မှာမိကုံပါဗျာအရှင်ဗျာတပည့်တော်ကိုရင်ဝတ်စင်က9ရက်ဆေးတဲ့အခါအိမ်ကထွက်ခိုင်းကြပါတယ်ဗျာ9ရက်ဆေးလို့ညနေမှာ9ပါးသီလခံပြီးတဲ့အခါမထွက်ချင်လို့ငိုပါတယ်ဗျာအဲ့ဒီအခါသင်္ကန်းတွေမချုပ်ခိုင်းပဲညအချိန်မှာပြန်ပြီးဆရာဘုန်းကြီးကကိုရင်ပြန်ဝတ်ပေးပါတယ်ဗျာအဲ့ဒီဂျားကောင်လာမှာသင်္ကန်းမချုပ်ပဲနေတာဟာအသွင်ခိုးယူရကြပါသလားဗျာလို့မေးထားပါတယ်ဗျာမိကုံတိတ်မရှင်းလိုက်မိဘတွေကထွက်ခိုင်းတယ်ထွက်ခိုင်းတော့ तू ကမထွက်ဘဲနေတယ်ညအချိန်မှာဆရာဘုန်းကြီးကပြန်ပြီးမထွက်ပဲနေတယ်ဆိုတာကဘာဖြစ်လို့သင်္ကန်းကြီးနဲ့နေတာမလားအဲ့ဒါကိုရင်ပဲပေါ့ထွက်မထွက်တာကြီးကို तू ကနောက်တစ်ခါဆရာသမားပြန်ဝတ်စရာလည်းအကြောင်းမရှိဘူး तू ကအဲ့ကြောင့်မျက်စိလဲထွက်သွားတယ် तू မထွက်ဘူးလဲပြောသေးတယ် तू ကပြန်ဝတ်ပဲလည်းပြောသေးတယ်ဆိုတော့အဲ့မှာလဲထွက်သွားမထွက်ဘူးဆိုရင်ကိုရင်ပဲလေ तू ဟုတ်တယ်လားအဲ့တော့ तू မထွက်မထွက်တာမိဘတွေဘယ်လောက်ပဲထွက်ခိုင်း तू မထွက်ရင်မထွက်ဘူးပဲလေဟုတ်တယ်လားအဲ့ तू မသင်္ကန်းမှမချွတ်တာသင်္ကန်းမချွတ်တဲ့မြတ်ကာလပတ်လုံး तू ကိုရင်ပဲလေနော်အဲ့ဒါကြောင့်ပြန်ဝတ်ပေးစရာတော့မလိုဘူးနော်ဟုတ်ရရှင်ဗျာမိကုံမေးလျှောက်ခွင့်ပြုပါရှင်ဗျာယဟန်တန်ဃာများဆွန့်ဖုံးပြီးရန်ကတ်လူထားတဲ့ဟင်းပွဲများမှာစွန့်ဟင်းအသားများကိုတလုံးစာအတုံးတိတိလေးများပြုလုပ်ပြီးစီမံရသည်မဲ့စီမံရတယ်ဆိုတာမှန်ပါသလားဗျာဟုတ်ပါတယ်ယဟန်တော်တွေကဟိုအသားငါးတွေကိုဖက်မစားရဆိုတဲ့ဟိုစီကံတစ်မျိုးရှိတယ်နော်အဲ့ဒါမှလည်းဝါဒကွဲတွေတော့ရှိတာပေါ့နော်တချို့ဆရာတော်တွေကလည်းဖက်စားလို့ရတယ်လို့ပြောတဲ့ဆရာတော်တွေလည်းရှိတယ်အဲ့အများစုကတော့လက်မခံပါဘူးအဲ့တော့ဆုံးလုတ်ကိုအစုပ်ကလေးလုပ်ပြီးတော့ကြိုက်ဖြတ်စားတယ်မအပ်ဆက်ဘူး
နော်နောက်တော့အသားကိုလည်းလက်နဲ့ကင်ပြီးတော့ဖက်ကိုက်ဖက်စားရတယ်ပါးစပ်နဲ့ကိုက်ဖက်စားတယ်မအပ်ဘူးလက်နဲ့ပဲဖက်စားရတာအဲ့တော့ဟိုအတုံးကြီးတွေဆိုလက်နဲ့ဖက်ရတာခတ်မှာဆိုလို့ဒကာဓမ္မတွေကတေးသေးနဲ့တခါတည်းဖက်ပြီးသားကိုကတ်ခိုင်းတာအတုံးနိုင်ကတ်လို့ပြစ်မရှိသွားပါဘူးတန်ဃာတော်တွေပိုလွယ်ကူသွားအောင်လို့ပါတန်ဃာဝီနီးမှာကဟိုလက်နဲ့ကင်ပြီးတော့ပါးစပ်နဲ့ဖက်စားတာမျိုးမအပ်ဘူးဆိုတာရှိနေလို့ပြောတဲ့စကားဟိုဇုံးနဲ့ဖုံးပေးတဲ့ပုံကိုဆိုပို့ဆိုးတယ်လေဖက်ခတ်သွားပြီလေအဲကြောင့်လူတွေကတခါတည်းဖက်ပြီးသားဆိုရင်ပိုအဆင်ပြေတယ်ဟိုကျွန်တော်ကျောင်းမှာဆိုရင်လည်းခောက်ဆွဲလို့မုံရင်းကားလို့ကတ်မယ်ဆိုရင်မှားထားတယ်ကကြီးနဲ့တခါတည်းဖြတ်ထားပါလို့ဟိုအမြင်လိုက်ကြီးအရှည်ကြီးဖြစ်နေတာလေအဲဇုံးနဲ့မုံရင်းကားကတ်တယ်မုံတီကတ်တယ်ခောက်ဆွဲကတ်တယ်ဆိုရင်ဟိုလက်နဲ့စားတဲ့ပုံကတော့ဟိုကိုကလက်နဲ့ဖြတ်ပလိုက်လို့ရတယ်ဇုံးနဲ့စားတဲ့ပုံကဖြတ်ရခတ်တယ်ဒီတိုင်းအရှည်လိုက်ကြီးပါလာအဲ့တော့ဗဇက်ကြီးမှာထည့်ပြီးတော့အမြင်လေးတွဲကြနေတယ်ကြည့်မကောင်းဘူးအဲ့ဗဇက်နဲ့ကိုက်ဖြတ်လိုက်လို့ရှိရင်လည်းအဘက်ကတင်အောင်မယ်သူကတွဲကြနေတဲ့ဟာကိုကိုက်ဖြတ်လို့မရပြန်ဘူးအဲဒီတိုင်းအမြင်လိုက်ကြီးကိုထည့်ပါဆိုတော့လည်းကြည့်မကောင်းမြင်အောင်တော်တော်ခက်တဲ့ကိစ္စဒါကြောင့်ဟိုမုံတီတွေမုံရင်းကားတွေလောင်းမယ်ဆိုလို့ရှိရင်မုံတီအဖက်တွေမုံရင်းကားဖက်တွေကိုအရင်ဆုံးကကြီးနဲ့ဓာတ်တွေနဲ့ပိုင်ဖြတ်ပြီးပါလောင်းပါဒါလို့ဆိုရင်ကိုရင်တွေဥစဉ်တွေဇုံးနဲ့ယူစားရတာလွယ်တယ်လို့ပြောတာအဓိကတော့ရဟန်းတော်ဒီမှာကိုက်ဖြတ်မစားရဆိုတဲ့ဥပဒေရှိနေလို့ပြောတာနော်ရှင်ဗျာဆက်မေကုံမေးလျှောက်ခွင့်ပြုပါရှင်ဗျာဒီလိုပညာချက်တွေဘာကြောင့်ပညာရတာလဲရှင်ဗျာဘာကြောင့်ပညာအဓိကတရားခံလူတွေပဲလူတွေကချစ်ကရဟန်းတွေကိုလူတွေရဲ့အမြင်ပါလေအရင်သူတော်စင် sensational ငြိမ်းချမ်းပြီးတော့နော်လူနဲ့ပတ်သက်လာရင်ဘာမှမပတ်သက်စေချင်တဲ့သဘောရှိတယ်နည်းနည်းလေးမှလူမဆန်စေနဲ့အဲ့လိုမျိုးတဲ့တော့နည်းနည်းမှကြည်ညိုမကောင်းဝင်လူတွေကအပြစ်တင်တော့တာပဲအပြစ်တင်တယ်ဘုရားလည်းဥပဒေပညာတာပဲဘုရားလည်းအဲ့တော့အကုန်လုံးကလူတွေရဲ့တရားခံပဲလူတွေကကဲရတယ်ဘုရားကပညာတယ်အဲ့ဒါပါပဲနော်ရှင်ဗျာမေကုံမေးလျှောက်ခွင့်ပြုပါရှင်ဗျာမြတ်စွာဘုရားကိုယဉ်မှန်းပြီးတော့ကတ်လှူထားတဲ့ဝါဆိုသင်္ကန်းထီဖနက်တို့စွန့်ပြီးတော့ယဟန်များကိုပြန်၍လှူလို့ရပါသလားရှင်ဗျာအဲ့ဒါကလေစာထဲမှာကဟိုဖယားအမှုရှိသောတန်ဃာကိုလူပါဤဆိုတဲ့စာထဲမှာရှိတယ်ဖယားအမှုရှိသောတန်ဃာကိုလူပါဤဆိုရင်ဖယားကိုလည်းဝေစုတစ်ခုပေးရတယ်အဲ့တော့ဘုရားတတော်တရားရှိတယ်ဆိုတော့ဘုရားတတော်တရားပေးရမှာပေါ့လေဒီနေ့ကဘုရားတတော်တရားမရှိဘူးအဲ့ဆိုရင်ဘုရားမှုရှိသောတန်ဃာကိုလူရင်းနဲ့ဖယားဆင်းလူတော်မှာသုံးပေးရမှာပေါ့နော်ဘုရားရဲ့ဟိုမျက်နှာချက်တို့လိုက်ကာလို့ပုံစံမျိုးနဲ့သုံးပေးရတယ်ဖျောင်းနိုင်ဆိုရင်ဘုရားမှာထုံးပေးရတယ်အကယ်၍ဘုရားအတွက်အသုံးမဝင်ဘူးဆိုလို့ရှိရင်တန်ဃာကိုစွန့်လို့ရတယ်ဟိုစာထဲမှာပါတာကဟိုအဖေရဲ့ဥစ္စာကိုသားကအမွေရတယ်လို့ပဲပေါ့နော်အဲ့တော့ဘုရားပစ္စည်းကိုဘုရားသားတော်တန်ဃာတော်တွေကအမွေရပိုင်ခွင့်ရှိတယ်ပေါ့ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့စာထဲမှာတော့ဝေယဝိဇ္ဇလောက်ရမယ်ပေါ့နော်ဘသူယဟန်တွေအားလုံးရမလားဆိုတော့ယဟန်တွေအားလုံးတော့မဟုတ်ဘူးဝေယဝိဇ္ဇလောက်တဲ့ပုဂ္ဂိုလ်လို့ပြောထားတယ်အဲကြောင့်ခဏကဖယားရှင်ရဲ့ကိုကတ်ထားတဲ့ဖနက်တို့ထီတို့သင်္ကန်းတို့ကိုနော်ဟိုစွန့်ပြီးတော့တန်ခါတစ်ပါးကတ်ချင်တယ်ဆိုရင်တော့မိမိအနေနဲ့ဝေယဝိဇ္ဇလုပ်ပြီးတော့စွန့်တာပိုကောင်းတယ်ကိုယ်အနေနဲ့ဘုရားဝေယဝိဇ္ဇဘုရားတန်ရှင်းတွေလုပ်ပြီးမှကိုယ်အနေနဲ့စွန့်ပြီးလို့ရှိရင်တန်ခါတစ်ပါးကိုကတ်ရင်ပိုအဆင်ပြေပါတယ်ဆိုတော့ကတော့ဝေယဝိဇ္ဇလုပ်ပြီးခါကြမှာစွန့်တင်တယ်လို့ပြောချင်တာပါနော်ရှင်ဗျာမေကောင်းမေးလျှောက်ခွင့်ပြုပါဗျာရှင်ဗျာမေကွန်းဟိုကကုသိုလ်တွေအစုစုထဲမှာဗျာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အဲ့မှာအဘယ်ကုသိုလ်တွေကအစစ်စစ်ဟိုကပို့ပြီးတော့အစွမ်းထည့်ပြီးတော့ပို့ပြီးတော့ကြီးမားလဲဆိုတာသိပြစီဗျာကုသိုလ်တွေအစစ်စစ်ပါဗျာဘာဝနာကုသိုလ်ကတော့အမြင့်ဆုံးပေါ့ဒါနကုသိုလ်ကတော့ရောက်လျာဘဝမှာသူကချမ်းသာမှုကိုပေးနိုင်တယ်လူဖြစ်ရင်လူချမ်းသာနတ်ဖြစ်ရင်နတ်ချမ်းသာတိရစ္ဆာန်ဖြစ်ရင်တိရစ္ဆာန်ချမ်းသာဒါနကသူကဂတိကောင်းဖို့တောင်းမယူနိုင်ဘူးသူကချမ်းသာမှုကိုပဲပေးနိုင်တယ်သီလကြတော့ဂတိကောင်းမှုတောင်းယူတယ်ဂတိကောင်းမှုဆိုတာသီလရှိတဲ့ပုဂ္ဂိုလ်ဒုက္ခတိအပေဘုံကိုမရောက်နိုင်ဘူးသူဂတိကိုရောက်နိုင်တယ်အဲ့တော့ဟိုသူဂတိကိုရောက်နိုင်ပြီးတော့ဒါနကအကျိုးပေးတယ်ဆိုရင်အဲ့ရောက်တဲ့ပုံမှာသူချမ်းသာတယ်ပေါ့အဲ့တော့ဆိုတာကဂတိကိုကောင်းအောင်လုပ်ပေးနိုင်တဲ့ကြောင့်သီလကပိုဖြတ်တယ်ပေါ့နော်နောက်တစ်ခါဟိုသမထဝိပဿနာတွေရဲ့အခြေခံလည်းဖြစ်တယ်သီလကလေအဲကြောင့်ဒါနတဲ့သီလကမြတ်တယ်ပေါ့နော်အဲကြောင့်ဒါနတော်သီလံပရိတတရံစာထဲမှာဟောတာဒါနတဲ့သီလအစအများကြီးတာတယ်သီလတဲ့ဘာဝနာကပိုတာတာပေါ့သီလကဟိုဒါနတဲ့စာရင်တာတယ်ဆိုပေမဲ့လည်းတန်ត្រာမှာကျင်လည်သေးတာပဲလေဒီသီလကဘာဝနာကြတော့မဖို့နိဗ္ဗာန်ကိုရပြီးတော့တန်ត្រာကလွတ်မြောက်သွားစေလို့သူကပုံမြတ်တယ်လို့ပြောတာနော်ဟိုကုသိုလ်အပြင်ကြည့်မယ်ဆိုရင်တော့ဟိုအဘိဓမ္မာမှာမဟာကုသိုလ်တွေကြီးပဲဒါနဖြစ်ဖြစ်သီလဖြစ်ဖြစ်ဘာဝနာဖြစ်ဖြစ်မဟာကုသိုလ်စိတ်ဟိုဘာဝနာကတော့နောက်ကမဟကုတ်စိတ်တွေမက်စိတ်ဖို့စိတ်တွေရှိတာပေါ့နော်မက်ဖို့တွေရှိသေးတယ်ပုံမှန်ဝိပဿနာစိတ်ဆိုရင်မဟာကုသိုလ်စိတ်ပဲအဲ့တော့အားလုံးကမဟာကုသိုလ်တွေတူနေပေမဲ့လည်းအကျိုးပေးပုံချင်းကကွာသွားပြန်တယ်အကျိုးပေးပုံကိုကြည့်ပြီးတော့ကျွန်တော်မြတ်တယ်လို့ပြောတာစိတ်ကတော့အတူတူပဲဝိပဿနာစိတ်လည်းမဟာကုသိုလ်ပဲဒါနလည်းမဟာကုသိုလ်ပဲသီလလည်းမဟာကုသိုလ်စိတ်ပဲအဘိဓမ္မာမှာကုသိုလ်စိတ်ကအတူတူပဲဒါပေမဲ့အကျိုးပေးတာကွာသွားတယ်
ဒါနအကျိုးပေးပုံနဲ့သီလအကျိုးပေးပုံမတူတော့သီလကပုံမြတ်တယ်လို့ပြောတာသီလအကျိုးပေးပုံနဲ့ဘာဝနာအကျိုးပေးပုံမတူတော့ဘာဝနာအကျိုးကပုံမြတ်တယ်လို့ပြောတာသီလရှိတဲ့ပုဂ္ဂိုလ်တရားအထုတ်ပြီးသီလမရှိဘူး sorry သီလရှိပြီးတရားအမထုတ်ရင် तू ကဒီတဘွားမှာတော့သီလရှိတဲ့အတွက်ကြောင့်လက်ပြရောက်ပြီမယ်နောက်ဘွားမှာ तू မိစ္ဆာဒိဋ္ဌိဖြစ်သွားနိုင်သေးတယ်ဟုတ်လားဘာဝနာမှမပါတာနောက်ဘွားမိစ္ဆာဒိဋ္ဌိဖြစ်ပြီးတော့အပယ်ကြရင်ကြမှာပဲအဲ့တော့ဘာဝနာရှိတဲ့ပုဂ္ဂိုလ်ကနောက်ဘွားလည်းခိုင်မာသွားတယ်ဒီဘွားသောတာပန်ဖြစ်သွားပြီဆိုရင်နောက်ဘွား तू တန်ត្រာတစ်ချောင်းလုံးမှာအပယ်မကြနိုင်တော့ဘူးဒါကြောင့်သီလတဲ့ဘာဝနာကမြတ်တယ်လို့ဆိုလိုတာစိတ်ကတော့တူတယ်အကျိုးပေးပုံချင်းကွာသွားတာပေါ့နော်ဟုတ်ဒါနတယ်မှာဆိုရင်ဘယ်ဟာအကြီးမားဆုံးလဲဗျာသီလတယ်မှာကျတော့ဘယ်သီလအကြီးမားဆုံးလဲဗျာဘာဝနာထဲမှာရောဘယ်လိုဥမာဘယ်ဘာဝနာအကြီးမားဆုံးလဲဗျာမေတ္တာဘာဝနာလားဒါမှမဟုတ်ရင်တဏှာကုံစောက်တည်တာလားဟိုဟာဒါမှမဟုတ်ရင်ဟိုဟာဗုဒ္ဓသုတိပွားလားဗျာအဲ့အလေးအစစ်စစ်ကြီးမားသွားပုံလေးနဲ့သိပြသေးဗျာဒါနထဲမှာအမြတ်ဆုံးဒါနဆိုဖျားကိုလူတဲ့ဒါနအမြတ်ဆုံးပဲနော်ဟိုစလို့တန်ခိကအလူကအမြတ်ဆုံးလို့ပြောတယ်ဟိုတန်ဃာကိုလူတာတဲ့ဖျားကိုလူတာပုံမြတ်တယ်တော်တော်များများကထင်နေတာကအဲ့ဒါဟိုတခါဟိုတော်တော်ကြာပြီအဲ့ဒါရေးဘူးတယ်တန်ဃာကိုလူတာနဲ့ဖျားကိုလူတာဘယ်ဟာပိုတာလဲဆိုတော်တော်များများကတန်ဃာကိုလူတာတာတယ်လို့ပြောတယ်တကယ်တော့အလူခံပုဂ္ဂိုလ်တွေထဲမှာဖျားအမြတ်ဆုံးပဲဖျားတက်တာတဲ့အလူခံပုဂ္ဂိုလ်လောကမှာမရှိဘူးဒါကြောင့်အကျိုးတစ်ခုလုံးရစေချင်တယ်ဆိုရင်ဖျားအမှုရှိသောတန်ဃာကိုလှူရင်ပိုကျေးဇူးပိုများတယ်နော်ဖျားကိုလူပါတယ်ဆိုရင်ဖျားအတွက်ပဲကုသိုလ်တစ်မျိုးပဲရမယ်တန်ဃာကိုလူပါတယ်ဆိုရင်တန်ခိကကုသိုလ်တစ်မျိုးပဲရတယ်အဲ့တော့ဖျားရောတန်ဃာတစ်ခုလုံးပါအောင်ဖျားအမှုရှိသောတန်ဃာကိုလူပါ၏ဆိုရင်ဒါကုသိုလ်နှစ်ခုလုံးပါသွားတယ်အဲကြောင့်ဟိုဖျားမှုရှိသောတန်ဃာလူတဲ့ကုသိုလ်ကအများဆုံးပဲပေါ့နော်နောက်တစ်ခါသီလထဲမှာဆိုလို့ရှိရင်တော့ဆိုလို့ဒါယဟန်တော်တွေရဲ့သီလတော့အများဆုံးပေါ့ယဟန်တော်တွေရဲ့ပါဠိမောက္ခသမ္မနာသီလခေါ်တယ်129တဲ့လူတွေမှာဆိုရင်တော့ဒါ10ပါးသီလပေါ့လူတွေမှာ9ပါးရှိတယ်10ပါးရှိတယ်10ပါးရှိတယ်လေ10ပါးသီလတော့လူတွေမှာအများဆုံးပဲယဟန်တော်ဒီမှာကတော့ဒါเนาะဒီဝိနည်းသီလတွေကအများဆုံးပဲဒါသာသနာတွင်းသီလခေါ်တယ်ဒါ9ပါးသီလလို့ကြတော့သာသနာ့ဘသီလဥပုသ္သီလတော့သာသနာ့ဘသီလလေဒီယဟန်တို့ရဲ့သီလကြတော့ဒါသာသနာတွင်းသီလ तू ကအများဆုံးဖြစ်တယ်ပေါ့နော်ပို့ပြီးတော့ရှင်းပြမယ်ဆိုလို့ရှိရင်ဝိပဿနာအခြေခံတဲ့သီလပိုမြတ်တယ်နော်ဒီသီလဒီလောကီကာယုံကိုအာယုံတွေအတွက်မဟုတ်ဘဲနဲ့ဝိပဿနာအတွက်ထောက်ပံ့ဖြစ်တဲ့သီလမျိုးဆိုရင် तू ကပိုအများဆုံးပဲနော်အဲ့လိုပဲဘာဝနာမှာလည်းအဲ့တိုင်းပဲသမထတွေအားထုတ်တယ်ဟိုသာသနာ့ဘကာလမှာအားထုတ်တဲ့သမထနဲ့သာသနာတွင်းမှာအားထုတ်တဲ့သမထမတူပြန်ဘူးသာသနာ့ဘမှာသမထကြတော့ तू ကမဖို့နိဗ္ဗာန်အတွက်ထောက်ပံ့မဖြစ်ဘူးသာသနာတွင်းမှာအားထုတ်တဲ့သမထကြတော့ဝိပဿနာအတွက်ထောက်ပံ့ဖြစ်တယ်ဇန်တွေပါတွေဝင်စားတယ်ပြီးအဲ့ဒီဇန်ကိုဝိပဿနာစိတ်နဲ့ပြန်ရှုတယ်အဲကြောင့်ဝိပဿနာရဲ့အရှုခံဖြစ်တဲ့ဇန်တမာတိကမြတ်တယ်တမာတိထဲမှာဆိုရင်ပေါ့အဲ့တော့ဝိပဿနာပညာထဲမှာဆိုရင်တော့ဝိပဿနာပညာပြီးမှမက်ပညာဖို့ပညာဆိုတာလာတယ်အဲ့တော့ဝိပဿနာပညာတဲ့မက်ပညာပိုပြတ်တယ်မက်ပညာတဲ့ဖို့ပညာကပိုမြတ်မှာတော့နော်နောက်ဆုံးအမြင့်ဆုံးကတော့ရက်တက်ဖို့ပညာအမြတ်ဆုံးပါပဲနော်ဟုတ်မိကွန်မေရှောက်ခွင့်ပြုပါရှင်ဗျာသာသနာ့ဘောင်မှာမပြောတဲ့စိတ်နဲ့ရေချွင်းရင်သင်္ကန်းကိုအကုန်ချွတ်မိရင်ကိုရင်ဟာလူဖြစ်သွားပါသလားဖေရလို့မေးထားပါတယ်ဗျာမပြောတဲ့စိတ်နဲ့လည်းမကောက်တော့လူထွက်ခြင်းတဲ့စိတ်ပါမှဟိုလူဘောနော်ဘယ်လိုခေါ်မလဲလူထွက်မယ်ဆိုတဲ့စိတ်နဲ့သင်္ကန်းကြီးကိုချွတ်ပလိုက်တာအဲ့ဒါမျိုးဆိုရင်တော့လူဖြစ်သွားတာလူထွက်လို့တဲ့စိတ်မပါဘူးဆိုရင်တော့လူမဖြစ်သေးပါဘူးလူထွက်လို့တဲ့စိတ်ကအဓိကကြတယ်နော်ဟုတ်မိကွန်မေရှောက်ခွင့်ပြုပါရှင်ဗျာ Facebook Live မှာမိကွန်ပါဗျာအရှင်ဖေဖျားဆင်းသူတော်ကိုအနေကစားမတင်ပဲကိုးကွယ်လို့ရပါသလားဖျားလို့မေးထားပါတယ်ဗျာရတယ်လေဒါဖျားကဥဒိဋ္ဌဇေဒီလို့ခေါ်တယ်လေဇေဒီတို့ဆင်းသူတော်တို့ဆိုတာကဦးဇင်းတို့တတ်တော်တင်ကြမြတ်စွာဘုရားကိုရည်စူးပြီးတော့ပူဇော်ကြတာဖြစ်တယ်ကိုအနေကစားတင်လိုက်မှဖျားဖြစ်သွားတာမှမဟုတ်တာမိမိတို့ကကြောက်တုံးကိုကိုးကွယ်တာမဟုတ်ဘူးဥပုံကိုးကွယ်တာမဟုတ်ဘူးတတ်တော်တင်ကြဘုရားရှင်ကိုနော်ကိုးကွယ်တာပူဇော်တာဖြစ်တယ်ဘုရားရှင်မရှိတော့ဘုရားရှင်ကိုယ်စားအာယုံပြုရမှန်းဆလွယ်အောင်လို့ရုပ်တုထုကြတဲ့သဘောပဲအနေကစားတင်တာကတော့အနေကစားတင်တဲ့ကုသိုလ်ရဖို့အတွက်ပဲဘုရားပူဇော်ဖို့အတွက်မဟုတ်ဘူးเนาะအဲ့တော့ဇင်းတို့တော်ကအနေကစားတင်မတင်ဘုရားဟာဘုရားပါပဲเนาะဟုတ်မေကုံမေရှောက်ခွင့်ပြုပါဗျာတန်ကိကနဲ့မဟာတန်ကိကမိတို့ကွာပါတနည်းလို့မေးထားပါတယ်ဗျာတန်ကိကမဟာတန်ကိကလို့မရှိပါဘူးเนาะတန်ကိကတန်ကိကပါပဲမဟာတန်ကိကလို့တော့မရှိတော့ပါဘူးเนาะမေကုံမေရှောက်ခွင့်ပြုပါဗျာလောင်းကစားပြုလုပ်ခြင်းကြောင့်အပယ်လေးပုံကြားရောက်နိုင်မှာသလားဖေလို့မေးထားပါတယ်ဗျာကြားနိုင်တယ်ပြောရမှာပဲစာထဲမှာလည်းအဲ့လိုမျိုးတော့ရှိပါတယ်လောင်းကစားမှုတွေကြောင့်ပိစုံပံဘဝမှာလည်းဆုံးရှုံးပြီးတော့အဲ့ဒီအာကုသိုလ်စိတ်တွေကြောင့်ပေါ့လောင်းကစားလုပ်တယ်ဆိုတာလည်းအာကုသိုလ်ပဲလीအဲ့ဒီစိတ်တွေကြောင့်အပယ်ကျသွားတယ်လည်းရှိပါတယ်ဟုတ်မေကုမေရှောက်ခွင့်ပြုတော်မူပါဖေအရှင်ဖေတရင်ကျိုးလာပြည့်နေ့ကနေပြီးတစောင်းမုံလာပြည့်နေ့ထိလှူတဲ့သင်္ကန်းကဝ
ဝါဆိုသင်္ကန်းဆိုရင်ကထိန်သင်္ကန်းနဲ့ဝါဆိုသင်္ကန်းမြည်တို့ကွဲပြားပါတယ်လေဖေလို့မေးထားပါတယ်ဖေ။ ဟုတ်ပါဒါမေးတဲ့မေးကုန်မယ်နော်ခုနကပြောတဲ့ထက်မှာထပ်သွားတာကိုစကားကနော်ဟိုသတင်းကြွမှလူရင်လဲဝါဆိုသင်္ကန်းဖြစ်တယ်ဆိုတော့ကထိန်နဲ့ဝါဆိုဘလို့ကွဲတယ်လဲဆိုတော့ဝါဆိုသင်္ကန်းကပုဂ္ဂလိကလှူတဲ့သဘောနော်ဥပမာဒီเจ้าဒါကရဲထုံလို့เจ้าဟုတ်လားရဲထုံရဲ့ရဲထုံအလုပ်ချုပ်သွားပြီဒါရဲထုံเจ้าအဲ့တော့ရဲထုံเจ้าမှာဦးစင်းကဝါဆိုမယ်ဆိုရင်အရှင်မြတ်ဒါအရှင်မြတ်ဒီเจ้าတိုင်းမှာဝါဆိုလို့အရှင်မြတ်ဝါဆိုသင်္ကန်းလှူပါတယ်ဆိုရင်ဒါဦးစင်းကပုဂ္ဂလိကလှူတာနော်ပုဂ္ဂလိကလှူတာဝါဆိုသင်္ကန်းကကထိန်သင်္ကန်းကြတော့အဲ့လိုပုဂ္ဂလိကလှူလို့မရအောင်တန်ခါကိုအာယုံပြပြလှူရတာအဲ့တော့ကထိန်သင်္ကန်းဆိုတာကတန်ခါပိုင်ဖြစ်ရမယ်ဝါဆိုသင်္ကန်းဆိုတာပုဂ္ဂလိကကိုလှူတာအဲ့ဒါကွာသွားတာပဲနော်အဲ့တော့တန်ခိကလှူမှသာကထိန်သင်္ကန်းဖြစ်တယ်ပုဂ္ဂလိကလှူရင်ဝါဆိုသင်္ကန်းမဖြစ်ဘူးအဲ့ကထိန်သင်္ကန်းမဖြစ်ဘူးပေါ့နော်ပုဂ္ဂလိကလှူလို့ရှိရင်ကထိန်သင်္ကန်းမဖြစ်ဘူးအဲကြောင့်ဝါဆိုသင်္ကန်းဆိုတာကပုဂ္ဂလိကလှူတာကထိန်သင်္ကန်းဆိုတာတန်ခါကိုလှူတာအဲ့ဒါကွာသွားပါတယ်နော်ဟုတ်ဒီမှာဖေမိကုမေရှာခွင့်ပြုတော်မူပါဖေဝါဆိုသင်္ကန်းကလူရခြင်းရေလဲသင်္ကန်းကလူရခြင်းအကျိုးကျေးဇူးများကိုဟောကြားပေးတော်မူပါဖေလို့မေးထားပါတယ်ဖေသင်္ကန်းလှူတာဝါဆိုသင်္ကန်းတွေလှူတာနော်ကထိန်သင်္ကန်းတွေကတ်တယ်ဆိုတော့ဒါစီဝရဒါနပဲလေနော်စီဝရဒါနပဲသင်္ကန်းအလှူပဲလေအဲ့တော့သင်္ကန်းလှူပဲဆိုတော့သူနဲ့ဇနီးလေးသတိတံပါကံဆိုလိုပေါ့ဒါနရဲ့အစွမ်းတတိအတိုင်းပဲဒါကောင်းရာသူကတိအကျိုးပေးနိုင်တယ်ပြင်ဒီဒါနရဲ့စွမ်းအားတွေကြောင့်နောက်မတ်ဖို့နိဗ္ဗာန်ကိုရရှိနိုင်စေနိုင်တယ်လေနော်အဲ့တော့နောက်ရောက်လျက်ဘဝမှာလည်းအဝတ်စားတွေကဒါပေါ်များတဲ့အကျိုးတွေရှိမယ်နော်အဲကြောင့်ဒါနရဲ့ထုံးစံတိုင်းပဲပေါ့ကောင်းရာသူကတိရောက်စေနိုင်တယ်နောက်ခုနကမတ်ဖို့နိဗ္ဗာန်ရထောက်ပံ့ဖြစ်စေနိုင်တယ်နော်ဒါသင်္ကန်းဟိုဒါနရဲ့ထုံးစံအတိုင်းပါပဲဒါတွေကအရှင်မြတ်တပည့်တော်မေးခွန်းမေးလျှောက်ခွင့်ပြုပါဗျာမြမထုံးတန်းဥပဒေအရခင်မွန်းတရားရဟန်းဝိနေချိန်မှာ9ရက်ထက်ကျော်ပြီးမိမိဇနီးနဲ့ခွဲနေပါတယ်ဖေဟာအဲ့လိုမျိုးခွဲနေလို့ရှိရင်ဇနီးတရားဖောက်ပြန်ရင်တရားစွဲလို့မရဘူးလို့သိထားရပါတယ်ဖေဟာဒါကြောင့်အိမ်နောင်တွေရဟန်းခံတဲ့အခါဇနီးတဲ့စီမှာခွင့်ပြုချက်ရောလိုအပ်ပါသလားဖေဟာဘယ်နှစ်ရက်ရဟန်းခံတင်ပါတယ်လေဖေဟာတိမ်ဝင်ပေးတဲ့ဆရာတစ်လုံးခံလို့ရတစ်လုံးခံလို့ရတယ်နော်ဘာမှမဖြစ်ဘူးနော်အိမ်ထောင်ရှင်မကခွင့်ပြုသေးဖြစ်စေမပြုခွင့်သေးဖြစ်စေရတယ်နော်ဘာမှမဖြစ်ဘူးနော်ဥသိစီလာဝဲလို့ရတယ်နော်ဟိုသူကမိဘနဲ့ပဲဆိုင်တာပါနော်အိမ်ထောင်ရှင်မနဲ့မဆိုင်တော့ဘူးမြတ်စွာဘုရားကရဟန်းခံတဲ့အခါမှာမေးခွန်းမေးရတဲ့ထက်မှာအနုညာတောတိမာတာပိတုဟိမိဘတွေကခွင့်ပြုသလားပဲပါတယ်အိမ်ထောင်ရှင်မခွင့်ပြုသလားလို့မပါဘူးနော်အဲ့ဒါကြောင့်အိမ်ထောင်ရှင်မသဘောမတူလဲဝဲလို့ရတယ်ဘာမှမဖြစ်ဘူးနော်ဟုတ်ဆက်မေးခွန်းမေးလျှောက်ခွင့်ပြုပါဗျာဒီတပည့်တို့လည်းအဲ့လိုပေါ့နော်တန်တရားဖြစ်တဲ့ကိစ္စတစ်ခုပါဗျာဟိုသာသနာပြုဖို့ရည်ရွယ်ချက်တော့ရှိရပေါ့နော်ဒါပေမဲ့လည်းစိတ်ကမပြတ်သေးတဲ့အခါကျတော့အဲ့လိုမျိုးဘာလဲဆိုတော့အဲ့လိုအိမ်အောင်ပြုပြီးမှပဲဟိုသာသနာပေါင်းဝင်တာနဲ့မပြုပဲတခါတည်းဝင်တာပေါ့နော်အဲ့ရဘလို့ကွဲကြမှုရှိရလို့ထင်ပါလေဗျာကွဲကြမှုရှိတာပေါ့နော်သူကငယ်တဲ့အချိန်မှာပြုတာအကောင်းဆုံးပဲလေကျမ်းမာရေးကောင်းတဲ့အချိန်ဟုတ်တယ်မလားတန်ရောစင်မများသေးတဲ့အချိန်ပေါ့အခုချိန်မှာကိုကငါတော့ဘယ်ချိန်မှာယဟန်ဝတ်မယ်လို့ရည်ရွယ်ထားပေမဲ့သားနဲ့သမီးနဲ့မယားနဲ့ဖြစ်လာပြီဆိုရင်အမွာတွေကများသွားပြီအမြင့်တွေပေါ့နော်တန်ရောစင်တွေကများသွားပြီအဲ့ခါကျရင်အဲ့ဒီစိတ်ကပျောက်သွားပြီခုနကကြည့်လေဟိုဝိတာခါရမြေးတော်မှာကြည့်ပါလားဝါမဆိုခင်ကဝတ်မယ်ဆိုတဲ့ပုဂ္ဂိုလ်ကဝါကျွတ်တော့မဖြိုးတော့ဘူးဖြစ်သွားပြီအိမ်ထောင်မကြသေးဘူးဒါတော့မှနော်အဲ့တော့ဆိုတာစိတ်ကအများကြီးပြောင်းလဲသွားတယ်ဦးဇင်းတို့အတိတချို့ဆိုရင်လည်းအဲ့လိုပဲလေတပည့်တို့10တန်းအောင်ဝိမဲ့ပြ10တန်းအောင်ဘုတက်ကတူရောက်သွားတယ်မဝဲတော့ဘူးအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါကပုထုဇဉ်စိတ်ကမမြဲဘူးပေါ့နော်အရန်အပြောင်းလဲမြန်တယ်နော်ဒီနေ့ဝတ်မယ်ဆိုပြီးနောက်နေ့ဝတ်ချင်မှလည်းဝတ်တာနော်ဟိုပြင်းကြီးမှုတွေပေါ့နော်ပုထုဇဉ်ရဲ့စိတ်တဘာဝကာမဂုဏ်အာယုန်တွေကဆွဲဆောင်မှုအရန်များတယ်ဥပမာကဘလို့ဟာမျိုးဖြစ်နိုင်လဲဆိုတော့တန်ဝေကစိတ်တွေအမြဲတမ်းဖြစ်နေတဲ့ပုံကိုဆိုရင်တော့သူဝတ်ဖြစ်နိုင်တယ်နော်တန်ဝေကစိတ်တွေနေ့စဉ်နဲ့အများဖြစ်နေတယ်တန်ဝေကဖြစ်စရာလည်းသူ့မှာရှိနေတယ်ဆိုရင်တော့အဲ့တန်ဝေကတွေသူ့ကိုအမြဲတမ်းတွန်းအားတစ်ခုတော့ဖြစ်နေမယ်အဲ့လိုမှမဟုတ်ဘဲနဲ့တန်ဝေကလည်းမရှိဘဲနဲ့ဟိုကြီးညိုလို့တာဝတ်ချင်တယ်ဘာမှကိုယ်မှာတွန်းအားတစ်ခုမရှိဘူးမရှိတဲ့ဂျားထဲမှာညီးစရာတန်ရောစင်တွေကပိုလာခဲ့ရင်တော့တေချာတယ်မဝတ်ဖြစ်တော့ဘူးနော်အဲ့ကြောင့်ဟိုတန်ရောစင်တွေမများခင်နောက်ကျမကြီးလည်းကောင်းတဲ့အချိန်မှာဝတ်တာကတော့ပိုအဆင်ပြေတယ်အသက်ကြီးလာတဲ့အချိန်ကျတော့ဘယ်လိုခေါ်မလဲဆိုတော့ကျမကြီးမကောင်းတော့လေကိုစိတ်ကသာရှိတာငါတရားတော့အထုတ်လိုက်မယ်ဟဲ့လို့စိတ်ရှိပေမဲ့ခန္ဓာကိုယ်ကမလိုက်နိုင်တော့ဘူးအဲ့ဒီခါကျလို့ရှိရင်စိတ်သွားတိုင်းကိုမပါဘူးလို့ခေါ်တယ်နော်အဲ့တော့တရားအထုတ်လို့စိတ်မပြေတော့တရားအလုပ်ကစိတ်အလုပ်ဆိုပေမဲ့လည်းခန္ဓာကိုယ်ကျန်းကျန်းမာမာဖြစ်မှစိတ်ကလည်းမာတာလေခန္ဓာကိုယ်ကမကျန်းမာတော့စိတ်ကလည်းပျော့ခွေသွားတာမလုံနိုင်တော့ဘူးအဲ့ဒါကြောင့်လို့မြတ်စွာဘုရားက
အသက်ကြီးမှဆိုလို့ရှိရင်တော့ပရိယပฏิပတ်တော့ကနည်းနည်းအားနည်းသွားတာပေါ့နော်ငယ်တဲ့ချိန်ကတော့ကောင်းပါတယ်ဟုတ် အရှင်ဘုရားမေကောင်းမေးလျှောက်ခွင့်ပြုပါဗျာအရှင်ဘုရားမိဘဘိုးဘွားရင်နေမကောင်းကျမ်းမှာဖြစ်ရင်ဥမာ तू ICU ခန်းထဲရောက်သွားပြီအရေးပေါ်ချိန်နေဖြစ်ပြီဆက်ဖြုတ်လိုက်ရင် तू ကအသက်ပါသွားမယ်ပေါ့နော်ဗျာအဲ့လိုအနေထားမှာတသမီတွေကဘယ်လိုဆုံးဖြတ်ချက်နဲ့ဖြုတ်ရမှာလဲဗျာဟိုဟာဆုံးဖြတ်ချက်တစ်ခုမှာပါလို့ဖြုတ်လိုက်လို့အသက်ထွက်သွားတယ်ဆိုရင်လည်းတတ်တယ်လို့မဖြစ်ဘူးလားဗျာအဲ့ဒါဘယ်လိုဆုံးဖြတ်ချက်နဲ့လုပ်သိပါလဲဗျာ မဖြုတ်တင်ဘူးလေဒါတည်သွားမယ်ဆိုတာကိုသိတယ်ဆိုဖြုတ်ကိုမဖြုတ်တင်တာဟောဆိုတော့သူ့ကသူ10မိနစ်ပဲအသက်ရှင်ရှင်2မိနစ်ပဲအသက်ရှင်ရှင်ဒါဟိုကိုကြောင့်သူ10မိနစ်အသက်ရှင်ရမှာကိုကြောင့်10မိနစ်စောတည်သွားရမယ်ဆိုရင်ပဏာတိပါဒကန်ထိုက်တာပဲလေနော်အဲကြောင့်ဆိုလို့မိဘတွေနဲ့ပတ်သက်လာရင်အဲ့ဒါသတိပြုရမှာကန်ကြီးတောင်ထိုက်သွားနိုင်တဲ့အနေအထားရှိတယ်ဒါကြောင့်အဲ့လိုမျိုးဟိုဒီလိုလှုပ်လိုက်လို့တည်သွားနိုင်တယ်ဟိုဆိုလို့ရှိရင်တော့မလှုပ်တာအကောင်းဆုံးမသိတာပြဿနာမရှိဘူးနော်ဟိုဒါကကိုကသူ့သေစတဲ့စေတနာမပါဘူးကောင်းစီတဲ့စေတနာနဲ့စိတ်ကြလိုက်တယ်စိတ်မှားသွားတယ်ဒါပြဿနာမရှိဘူးပြဿနာရှိတော့ကို့မှာတည်အောင်လုပ်တဲ့သဘောမပါဘူးလေအခုဒီပိုက်ကိုဖြုတ်လိုက်လို့ရှိရင်တည်သွားမယ်ဆိုတာကိုသိနေတယ်ဆိုရင်တော့ဖြုတ်ကိုမဖြုတ်တင်တာနော်အဲ့လိုဟုတ်ဆိုတော့အရှင်ကြဆက်ဆက်မေးကောင်းပါဗျာဟို ICU ခန်းထဲမှာဆိုရင်ဟိုကငွေကြေးမတက်နိုင်တဲ့သူတွေဆိုရင်ဈေးကအင်မတန်ကြီးပါတယ်ဗျာသူကဆက်နဲ့အသက်ရှင်ရတယ်ဆိုတော့ဗျာဆိုတော့ဟိုဟာငွေကြေးကလည်းမတက်နိုင်တော့ဘူးဆက်ဖြုတ်လိုက်မယ်ဆိုရင်လည်းကိုမိဘကူကအသက်ဆုံးမယ်ပေါ့နော်ဗျာအဲ့လိုမျိုးအနေထားတွေဆိုရင်ဆုံးဖြတ်ခက်တဲ့အနေထားတွေဖြစ်နေပြီဆိုရင်ဘယ်လိုမျိုးဆုံးဖြတ်ဖြေရှင်းသိလဲဗျာဆုံးဖြတ်ခက်တဲ့ကိစ္စကြတော့လေဘယ်လိုခေါ်မလဲအဲ့ဒါကြတော့ဒေစီလုံးနဲ့စင်နေတာတော့နော်ဟိုမပအောင်တော့စူးစမ်းမှာပဲပေါ့နော်ဟိုစလို့စေတနာကတော့အဓိကကြတယ်เจ้าမှလည်းအဲ့ဒါဟိုတလောကလည်းဟောဖြစ်တယ်နိဒီတိတ်တိရဇက်ဆိုတာခါငှက်အကြောင်းလေးပဲဟောဖြစ်တယ်ဖះလောင်းခါငှက်ကလေဟိုခါငှက်ဖြစ်တဲ့ချိန်ပေါ့လေဖះလောင်းကခါငှက်ဖြစ်တယ်ဖြစ်တော့မုတ်ဆိုးကခါငှက်ကို तू ကတဲကျက်အနေနဲ့ထားရတယ်သူ့ကိုဖမ်းပြီးတော့တင်ပေးထားတယ်អော်ဖို့တုံဖို့အတွက်ကိုအဲ့တော့ငှက်မုတ်ဆိုးကတောထဲမှာငှက်သွားဖမ်းတဲ့အခါမှာသူ့ကိုငှက်ကိုတုံခိုင်းတာတော့တုံတဲ့အခါမှာတခြားငှက်တွေလည်းရောက်လာတာပေါ့ဒါငါတို့ရဲ့အမျိုးပဲဟဲ့ဆိုပြီးတော့ခါငှက်တွေအများကြီးရောက်လာတယ်အဲ့ခါကျတော့မုတ်ဆိုးကအသားလေးဖမ်းတော့တာပိုက်ကွန်နဲ့ဖမ်းလိုက်တယ်အဲ့မှာငှက်တွေအများကြီးအဖမ်းခံရအသေးသွားတယ်အဲ့ဒီမှာဖះလောင်းခါငှက်ကစဉ်းစားတယ်ငါပယောကမကင်းဘူးငါတွန်လိုက်လို့ငါអော်လိုက်လို့ဒီငှက်တွေရောက်လာတာငါသာမတွန်မអော်ဘူးဆိုရင်ဒီငှက်တွေရောက်စရာအကြောင်းမရှိဘူးအဲ့တော့ငါမှာပါဏာတိပါဒအကုသိုလ်ဖြစ်ပြီလားဆိုပြီးတော့အဲ့မှာဖះလောင်းငှက်ကစဉ်းစားတာလေဒါကြောင့် तू ကမអော်ဖြစ်ဘူးနောက်ကြတော့ तू မអော်ဘူးမអော်တော့ငှက်မုတ်ဆိုးကသူစီဝါးကြီးထိခိုက်တော့ဖះလောင်းငှက်ကိုတော့ဝချမ်းပြားနဲ့ရိုက်တာ तू អော်အောင်လို့ဆိုပြီးတော့အဲ့တော့ရိုက်တော့နာတာပေါ့နော်နာတော့ तू អော်ဖြစ်တယ်អော်ဖြစ်တော့ထုံးစံတိုင်းပဲငှက်တွေလာတယ်ဖမ်းတယ်အဲ့လိုဖြစ်နေတာသူ့စိတ်ထဲမှာတော့အကုသိုလ်ဖြစ်တယ်လို့ယူဆနေတာပေါ့နော်ငါអော်လိုက်လို့တည်တာငါអော်လိုက်လို့တည်တာဆိုတနေ့ရသေးကြီးတအုပ်နဲ့ဂျုံတော့မေးတယ်စကားနဲ့ချုံနိုင်မယ်ရသေးကြီးကို तू မေးတော့ရသေးကြီးကတင့်မှာတည်စတဲ့စေတနာမှမရှိပဲဒီမုတ်ဆိုးနှိပ်ဆက်လို့ကိုကអော်လိုက်ရတာဆိုတော့ကိုပယောကမပါတဲ့အတွက်ကြောင့်ကံမထိုက်ပါဘူးဒီလိုပြောတယ်အခုလည်းဒီလိုပဲပေါ့နော်မလွဲတာမချောင်တာလို့ဖြုတ်ရမယ်ဆိုရင်လည်းကိုသေးဆိုတဲ့စေတနာကိုမှလုံးဝမရှိဘူးဆိုရင်တော့ဒါကတော့ကံမလားမထိုက်ပါဘူးနော်သူပတ်စံမတက်နိုင်လို့ဆရာဝန်တွေကသူဖြုတ်သွားတာတော့ကိုလည်းမတက်နိုင်ဘူးလေဒါဟုတ်တယ်မလားကိုကတော့တက်စေတက်ထားစေရှင်ပေမဲ့ကိုမှမတက်နိုင်ဘူးလေဒါကြတော့ထုံနေစင်လာရလို့တယ်လို့ပဲသဘောထားတော့မှာပေါ့နော်ကိုစေတနာမပါဘူးအဓိကပဲနော်ဟုတ်မိဂုမေရှောက်ခွင့်ပြုတော်မူပါဖေဟာအရှင်ဖေဟာဖျားတပည့်တော်ဒုံလဘဝိတုံကအိမ်ကနေစောင်းတွေဖျားတွေခြေနှောင်တွေဖက်နှက်တွေယူသွားပြီးတော့ဒုံလဘပြန်ထွက်လာတဲ့အခါအဲ့ဒီပစ္စည်းတွေအိမ်ကိုပြန်ယူလာဖြစ်ပါတယ်ဖေဟာအဲ့ဒါကအပြစ်ဖြစ်ပါသလားလို့မေးထားပါတယ်ဖေဟာမဖြစ်ပါဘူးကိုပိုင်ဥစ္စာပဲလေလူဘဝတော့ကဥစ္စာကိုဘုန်းကြီးဘဝကိုတည်လာဘုန်းကြီးဘဝဥစ္စာလူဘဝကိုတည်သွားကိုပိုင်ဥစ္စာဆိုရင်တည်သွားလို့ရတယ်နော်ပြစ်မရှိဘူးတော့တန်ခိကဟိုတန်ငါပိုင်ပစ္စည်းကိုသာတည်သွားလို့မရတာကိုပိုင်ပစ္စည်းကတည်သွားလို့ရပါတယ်မမဖေဟာမိဂုမေရှောက်ခွင့်ပြုတော်မူပါဖေဟာအရှင်ဖေဟာရဟန်းတန်ဃာကိုလူကတက်ရင်ပါဏာတိပါတာထက်ပိုကြီးရဲ့အပြစ်မျိုးရနိုင်ပါသလားဖေဟာလို့မေးထားပါတယ်ဖေဟာထိုက်တာပေါ့ကွာယဟန်တန်ဃာကတာမန်လူမမဟုတ်တာနော်သီလသမารီပညာရှိတဲ့ပုဂ္ဂိုလ်လေသူကပါဏာတိပါတာကံချင်းတူတူတောင်မှအပြစ်ကြီးအပြစ်သေးกว่าတယ်ဆိုတာသူ့ရဲ့ဒီတက်ဖြတ်တဲ့အခါမှာပါဝင်တဲ့လုံလဝိရိယအားဆိုင်မှုရဲ့အသက်ခံရတဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ်တွေရဲ့ကြည်ရတာလေဟိုတာမန်ချင်းလေးတစ်ကောင်ကိုတတ်တာနဲ့ကြက်တစ်ကောင်ကိုတတ်တဲ့အကုသို့မတူနိုင်ဘူးချင်းတစ်ကောင်ကတတ်တာအရန်လွယ်တယ်ဖြတ်ဆွေတည်သွားပြီကြက်ကြတော့နည်းနည်းအားဆိုင်ရမယ်စိတ်စေတနာအားကြီးတယ်အဲကြောင့်ကြက်ကိုတတ်တဲ့အကုသို့ကပိုကြီးတယ်သီလတော့ပါဏာတိပါတာအကုသို့ပဲအဲ့လိုပဲကြက်တစ်ကောင်ကိုတတ်တဲ့အကုသို့နဲ့ဝက်တစ်ကောင်ကိုတတ်တဲ့အကုသို့မတူနိုင်တော့ဘူးဝက်ကိုကြတော့ပို့ပြီးတော့အားဆိုင်ရမယ်ပို့လုံးလားဆိုင်ရမယ်အဲ့လိုပဲ
တရိษံတကောင်ကိုတတ်တာနဲ့လူတယောက်တတ်တာမတူပြန်ဘူးလူတောင်ချင်းလူချင်းတူတော်မှမိဘကိုတတ်တာကပိုကြီးအပြစ်ကြီးသွားပြန်တယ်နောက်တန်ဃာကိုတတ်တယ်မှလည်းယဟန်မှာပုရုဇဉ်ယဟန်ကိုတတ်တာနဲ့ယဟန်တာကိုတတ်တာကပိုအပြစ်ကြီးသွားပြန်တယ်အဲဒါကြောင့်ပဏာတိပါဒအာကုတုံမှာအပြစ်ကြီးမကြီးကိုတွက်တဲ့အခါမှာတစ်ကလုံလအားဆိုင်မှုနဲမှုများမှုကိုကြည့်ပြီးတော့အပြစ်ကြီးသေးကိုခွဲတယ်နောက်အသက်ခံရတဲ့ပုံကိုရဲ့ဂုံကိုကြည့်ပြီးတော့အပြစ်ကြီးသေးကိုခွဲပါတယ်နော် ရှင်ဗျာမိကုံးမေးလျှောက်ခွင့်ပြုပါရှင်ဗျာဒီယဟန်တော်တွေထီထိုးလို့ရပါသလားဗျာ ထီမထိုးကောင်းပါဘူးအရင်လဲဦးဇင်းတို့ရေးဘူးပါတယ်ဝိသောတာယုံဆရာတော်ကြီးရဲ့ထီဝိနည်းဆရာဆိုတာလည်းရှိပါတယ်သူကထီကလောင်းကစားထဲမှာပါတယ်လောင်းကစားထဲမှာပါတော့တဲ့ကြောင့်ထီကိုဦးဇင်းတို့နိုင်ငံတော်ကတရားဝင်ခွင့်ပြုပေမဲ့ရဟန်းတော်တွေနဲ့မလုပ်ကောင်းပါဘူးနော်ထီမထိုးကောင်းပါဘူးဟုတ်တင်ပါဗျာဒီဘက်တော့မိကုံးမေးလျှောက်ခွင့်ပြုပါရှင်ဗျာဒီဟိုတန်ကြီးကမဟုတ်ဘဲနဲ့ဒီပုဂ္ဂိုလ်အတွက်ရည်စူးပြီးတော့လှူတဲ့ဝိထုငွေကိုဒီယဟန်ကစွန့်လို့ရပါသလားဗျာဥမာကိုမိဘဆွေမျိုးပေါ့နော်တက္ကမတွေကိုပြန်ပြီးတော့စွန့်လို့ရပါသလားဗျာမိဘကိုစွန့်လို့ရတယ်စွန့်ကောင်းတဲ့ပုဂ္ဂိုလ်ထဲမှာမိဘပါတယ်ဝေယဝိဇ္ဇပြုတဲ့ပုဂ္ဂိုလ်တွေပါတယ်ကပ္ပိယတွေပါတယ်သူတို့ကိုစွန့်လို့ရပါတယ်အဲ့တော့ကပ္ပိယလည်းမဟုတ်ဘူးဝေယဝိဇ္ဇလည်းမဟုတ်ဘူးမိဘလည်းမဟုတ်ဘူးဆိုတော့မစွန့်ကောင်းဘူးပေါ့နော်ဟုတ်တင်ပါဗျာမေကုမေရှာခွင့်ပြုတော်မူပါဗျာအရှင်ဖေဟာရဟန်းတွေကမိန်းကလေးဆိုခလေးမိန်းကလေးကိုတော့ခြေခွေးမရဘူးထိခွေးမရဘူးအာဘတ်တဲ့နယ်လို့အရှင်ဖေရဲ့ live video မှာဖြေထားတာနားထောင်ရပါတယ်ဖေဟာတကယ်လို့ရဟန်းရဲ့မေတော်ယောဂဗျာဖြစ်လို့ရဟန်းကပြုစုပြီးရှော့ဖို့ချက်ပြုတ်ကျွေးမွေးဆောက်ရှောက်ရင်ရောအဲ့ဒီရဟန်းမှာအပြစ်ဖြစ်ပါသလားဖေဟာလို့မေးထားပါတယ်ဖေဟာအဲ့လေ तू ကမြတ်စွာဘုရားကအမျိုးသမီးနဲ့ပတ်သက်လာရင်ခွင့်ပြုတာရှိတယ်တားမြစ်ထားတာရှိတယ်လေအဲ့တော့အမျိုးသမီးကိုဆိုရင်အမေတော်မှထိလို့မရဘူးဆိုတော့နေမကောင်းဖြစ်လည်းမထိရဘူးပေါ့အဲ့တော့ဟိုမိဘရှိုးဖို့အတွက်အမေရှိုးဖို့အတွက်ရေတွေခက်ပေးတာဒါပြဿနာမရှိဘူးရတယ်ရဟန်းဘက်ကလှုပ်လို့ရတဲ့အပိုင်းတွေရှိတယ်လှုပ်လို့မရတဲ့အပိုင်းရှိတယ်နော်အဲ့တော့ရဟန်းတော်လေးအနေနဲ့အမျိုးသမီးဖြစ်တဲ့အမေကိုဟိုရေချိုးပေးတာရှေ့လက်နှိမ့်နယ်ပေးတာမျိုးနော်အသားခန္ဓာကိုထိရတဲ့အပိုင်းကြတော့ဒါမအပ်ဆက်ဘူးလေအဲ့တော့အဲ့ဆိုတချို့ကမေးတယ်လဲဆိုရင်ဘယ်လိုလုပ်ကြွေးမလဲပေါ့နော်အမေတူတီတော်သားဖြစ်နေမယ်ညီကောင်မောင်နှမလည်းမရှိဘူးအမေကလည်းမကြမ်းမမာဖြစ်နေဘယ်လိုလုပ်မလဲဆိုရင်ဒါအင်းနာချင်းတွေအကူကြီးတောင်းလို့ရတယ်လေလိုအပ်တဲ့ဟာကိုထောက်ပံ့ပေးမယ်ချပေးမယ်နော်ကိုဆုံးခံပြီးတော့လိုအပ်တဲ့ပစ္စည်းလေးပါးကိုချမိပေးမယ်ဘေးကအင်းနေချင်းတွေအကူကြီးတောင်းလို့ရတယ်ပေါ့နော်ကျွန်တော်ဦးစင်းအမေကိုခဏလောက်ပြုဆိုင်ပေးကြပါဆိုရင်တော့ရပါတယ်ဟုတ်နော်လုပ်ပြီးခိုင်းလို့ရပါတယ်အဲ့တော့ကိုယ့်ဘက်ကရဟန်းတော်နဲ့အဆက်တဲ့အပိုင်းကိုလုပ်ပေးလို့ရတယ်ရဟန်းတော်တွေလုပ်လို့မရတဲ့အပိုင်းကိုပတ်ဝန်းကျင်ကိုအကူကြီးတောင်းလို့ရပါတယ်ဘယ်သူမှဒီလူကြီးကိုပြစ်မထားကြပါအောင်လောကမှာလေနောက်ကိုယ့်ရဲ့အကြောင်းမှရှိတဲ့ကပ္ပိယတွေရှိရင်ကပ္ပိယတွေကိုခိုင်းလို့ရတာပဲလေကပ္ပိယတွေလုပ်ခိုင်းလို့ရတယ်ဒါကြောင့်ဦးဇင်းတို့ရဟန်းတော်တွေနဲ့ကအမျိုးသမီးကိုထိရမယ်လို့ဆိုတော့လုံးဝမလုပ်ကောင်းပါဘူးနော်မိကုံးမေးလျှောက်ခွင့်ပြုပါဗျာဆက်မိကုံးပါဗျာအာကုသိုလ်အပြည့်ကြီးသေးကလုံးလာဆိုင်ရတဲ့မှာမူတည်ပြီးတော့အပြစ်ပိုကြီးရဲဆိုတော့တကယ်လို့လေဟိုကြောင်နှကောင်လည်းတနက်နဲ့ပဲပြစ်တတ်မယ်ဘွက်ကိုလည်းတနက်နဲ့ပဲပြစ်တတ်မယ်ဆိုရင်ရောအားဆိုင်ထုံးမှုကတူပါ යි ဆိုတော့အပြစ်ကတော့တူပြီလားဗျာအေးပေါ့အားဆိုင်မှုကတူရဆိုတူမှာပေါ့နော်ဟုတ်ပါတယ်အကောင်ကြီးသေးတယ်ဆိုတော့သူအားဆိုင်မှုနဲ့ဆိုင်ပါတယ်ဟုတ်ပါတယ်အေးပေါ့ဟာလေပြီးတော့ရဲ့အတော်ကအုံးစိမ့်ရေကိုဥပိုးဆောင်နေတဲ့အချိန်မှာတောက်လို့ရမှန်းမသိလို့တောက်တယ်ဗျာအေးအဲ့ဒါကိုအတော်ရဲ့သမီးကတိတယ်တိပေမဲ့သူ့အမေရဲ့ကျမ်းမာရေးထိခိုက်မှာဆိုလို့လိမ်ပြီးတော့တိုက်တယ်ဗျာအဆင်ပြေရပေါ့အဲ့တော့သမီးကဘယ်လိုပြည့်ဖြစ်မလဲဗျာသူကလေတီလပြက်စင်လို့တဲ့စေတနာနဲ့မဟုတ်ဘူးကျမ်းမာရေးကောင်းအောင်တိုက်တာရည်ရွယ်ချက်ကလေရည်ရွယ်ချက်ဆိုင်သွားတယ်သိလားသူ့ရည်ရွယ်ချက်ကဒီလူကြီးတီလပြက်ပါသေးဆိုရင်သူ့မှာမပါဘူးသူကကျမ်းမာရေးကောင်းစေခြင်းလို့လိန်တိုက်တာလေပြီးတော့ဒါကြီးကဟိုဘယ်လိုခေါ်မလဲတီလပြက်စေတယ်ဆိုပေမဲ့လည်းအကုသိုလ်ဖြစ်တဲ့လုပ်ငန်းတစ်ခုတော့မဟုတ်ဘူးလေဒါကြောင့်သူတိုက်တဲ့ပုဂ္ဂိုလ်မှာဟိုအကုသိုလ်မဖြစ်ဘူးတောက်တဲ့ပုဂ္ဂိုလ်မှာတော့ဥပုသ္တိလာကျိုးသွားတာပေါ့နော်ဦးဇင်းတို့စာပေထဲမှာရှိတယ်လေရဟန်းတော်တွေမစားကောင်းတဲ့အသားကိုတရားဓမ္မတွေကလိန်ပြီးတော့စားသိခြင်းလို့လောင်းတာဆိုတော့အဲ့ဒါအကုသိုလ်ဖြစ်သလားဆိုတော့ဖြစ်ဘူးတဲ့စာထဲမှာသူကလိန်လောင်းတယ်ဆိုမှလည်းဘုန်းကြီးတွေဒုက္ခရောက်လို့တာမဟုတ်ဘူးနော်အဲ့တော့ဘုန်းကြီးတွေဒုက္ခရောက်လို့တာပေါ့စားသိခြင်းလို့လှူတာဖြစ်တော့သူစိတ်တနာကောင်းတယ်စေတနာမှန်းတယ်ဒါကြောင့်အကုသိုလ်မဖြစ်ဘူးဆိုပြီးတော့စာထဲမှာပြောထားတာရှိတယ်အဲ့သဘောနဲ့သွားတူတယ်နော်ဟုတ်ရှင်ဗျာမိကုံးမေးလျှောက်ခွင့်ပြုပါရှင်ဗျာဓာတ်ကြီးလေးပါဆွန့်ကတ်တာနဲ့ပတ်သက်ပြီးရှင်းပြပေးပါရှင်ဗျာဦးစင်းလည်းအခုမှကြားဘူးလား
တကြီးလေးပါဆုံးခဲ့တာခါမကြဘူးဦးစင်းမဘုဒ္ဓရတော့နေတာပဲလားဆိုနော်အေးမသိဘူးအဲ့ဒါဟုတ်တယ်တကြီးလေးပါဘယ်လိုဆုံးခဲ့လဲကြားဖို့နည်းနည်းပြောကြပါအောင်သိတဲ့ပုဂ္ဂိုလ်တွေနည်းနည်းပြောပြပါလားတကယ်မသိတာတကြီးလေးပါဆုံးခဲ့တယ်ဆိုတာအရှင်ဗျာမိကုံမိချခွင့်ပြုပါရှင်ဗျာရဟန်းတော်များအကြောင်းစုံအောင်ကြောင့်စွန့်ဖုံးပေးချိန်ကြော်လွန်ပြီးတရားဓမ္မများမှစွန့်ကပ်ရာတွင်ဆရာတရားများမြည်တို့သောအပြစ်ဖြစ်ပါသလဲဗျာရှင်းနေပြတော်မူပါဗျာစွန့်ဖုံးပေးရင်ကြော်သွားတာလားကြော်လွန်သွားရင် तू ကဝိကာလဘောဇနာက तू ကမသိရင်လည်း तू ကအဘက်လွတ်မလွတ်ဘူးလေ तू ကသိတယ်လေအဲ့တော့အချိန်ကြော်သွားမှ तू မသိရင်လည်းအဘက်ကသိတာပဲလေအဲ့တော့တမင်တကာစေတနာဇိုးနဲ့စားတာမဟုတ်တော့အာဟုတော်တော့မဖြစ်ဘူးပေါ့နော်သူအာဟုတော်မဖြစ်ဘူးဒါပေမဲ့တီလာတော့ပြတ်သွားတာလေဝိကာလဘောဇနာတီလာတော့ကျိုးသွားတာအချိန်ကြော်သွားရင်လည်းအဘက်တော့တက်ပါတယ်မိကိုမေးစားခွင့်ပြုပါရှင်ဗျာနောင်ကစားပြုလုပ်ခြင်းကအာဟုတော်ဖြစ်စေနိုင်ခြင်းသည်မဟုတ်မမှန်ပြုလုပ်မှဖြစ်စေနိုင်တာလားဒါမှမဟုတ်မှန်ကန်ကန်လုပ်တော်လဲအာဟုတော်ဖြစ်စေနိုင်တာလားဗျာအဘယ်ကြောင့်အာဟုတော်ဖြစ်ရတာပါလဲဗျာလို့မေးထားပါတယ်ဗျာမကန်လောက်တာတော့ပြောကြမလို့ပေါ့နော်မကန်လောက်တဲ့ခါမှာလည်းပဲသူမလို့မတရားလိုချင်တဲ့လောဘကိုအဓိကညွှန်တာပါတာမန်ကိုတမာရိုးကြစီးပွားရေးတစ်ခုအနေနဲ့လောက်တာမျိုးဆိုလိုတာမဟုတ်ဘူးလေမတရားလိုချင်တဲ့လောဘကိုအဓိကရည်ညွှန်းတဲ့သဘောပြောတာပါနော်ဟုတ်အရှင်ဗျာမိကုံမိချခွင့်ပြုပါရှင်ဗျာမိမိအိမ်မှာဟောနော်ဖျားမှာမိမိအိမ်ကဖျားမှာစံစီစားကတ်လှူပါတယ်ရှင်ဗျာFacebook မှာလည်းမကြာခဏတွေ့မြင်ရလို့2ကြိမ်3ကြိမ်လောက်ကတ်လှူပူပါဗျာကတ်လှူကောင်းပါသလားဘလို့အကျိုးကျေးဇူးကုသိုလ်ရပါသလဲစံစီစားကအစိမ့်သက်သက်မို့ကတ်လှူသင့်ပါသလားသိချင်တာလေးရှိလို့မေးလျှောက်တာဖြစ်ပါတယ်လို့ Facebook Live ကမေးထားပါရှင်လှူလို့ရပါတယ်နော်ဘာလို့ဆိုတော့ဟိုဖျားကိုညစာကတ်တာမျိုးမဟုတ်ဘူးလေကိုကဟိုဘယ်လိုခေါ်မလဲဟိုဒီဟာလှူကောင်းတယ်ထင်လို့ပေါ့နော်ဒီစံဒီစီတွေဖျားကိုကတ်ကောင်းတယ်ဆိုလို့ကုသိုလ်ရခြင်းနဲ့စိတ်နဲ့ကတ်တာဟိုလိုမျိုးမအဆက်တာကြီးကိုတမင်တကာဘုရားကိုကတ်တာမျိုးလည်းမဟုတ်ဘူးကိုယ်စိတ်ထဲမှာဘာပြောတာကုသိုလ်လိုချင်တယ်ကုသိုလ်ရတယ်ဆိုတဲ့စိတ်နဲ့ကတ်တာမို့လို့ဒါဒါနကုသိုလ်ပါပဲနော်ဟိုတင့်တော်တာမတင့်တော်တာတစ်ပိုင်းနေတာကနော်ဆိုင်စိတ်သက်သက်ကြီးကိုကတ်တာဆိုတော့ဥစဉ်တို့ရဟန်းတော်တွေကိုလည်းမှမနေ့ပိုင်းဆိုင်လာကတ်မယ်ဘုန်းကြီးကတ်ခံတယ်ဒါရတယ်လေအာဘမတို့မနေ့ပိုင်းဘုန်းကြီးမှလည်းအာဘမတင်ဘူးလူတဲ့ပုဂ္ဂိုလ်မှလည်းဘာမှအကုသိုလ်မဖြစ်ဘူးနောက်တစ်နေ့သာစားလို့မရတာလေဆန်ကတ်လို့ရတယ်နောက်တစ်နေ့တော့စားလို့မရတော့ဘူးပေါ့အဲ့သဘောပဲပေါ့ဘုရားကိုကတ်တာပဲလေဘုရားလည်းနောက်နေ့မစားဘူးဒီဆန်ကိုဟုတ်တယ်မလားအဲကြောင့်ပြစ်မဖြစ်ပါအောင်နော်အရှင်ဘုရားမေကောင်းမေးလျှောက်ခွင့်ပြုပါဗျာအရှင်ဘုရားဘုရားရုပ်တုဟောင်းအပြက်တွေဓာတ်ပုံတွေကြတော့ဟိုဟာလှစ်ပြချင်းဘယ်လိုမျိုးလှစ်ပြလို့ရလဲဗျာအဲ့အရာလေးတွေကြတော့ဘယ်လိုလုပ်သေးပါလဲဗျာဘုရားဟိုဟာတွေနော်ရုပ်ပုံကားချက်တွေစနုတော်တွေကဟိုမိပူဇော်လို့ရရင်မိပူဇော်ပေါ့နော်မိပူဇော်လို့မရဘူးဆိုရင်လည်းလူသူအရောက်နေတဲ့နေရာတွေမှာဟိုတိတိကျကျနော်မြေမြုပ်ပြီးတော့ပူဇော်လိုက်တာအဆင်ပြေတယ်ဒီတိုင်းလွတ်ပြလိုက်တာမျိုးကြတော့လူမြင်ကလည်းအဆင်မပြေဘူးဒါမှတခြားသူတွေမတော်တဆဟိုတိတိနဲ့နင်းရပြရတာဆိုလည်းအဆင်မပြေဘူးလေအဲကြောင့်မီးရှို့လို့ရတာဆိုလည်းမီးရှို့ပူဇော်ပေါ့ဦးဇင်းတို့မြတ်စွာဘုရားပြိဋိဘံဆိုင်တဲ့အခါမှာဘုရားရှင်ရဲ့ရုပ်ကလပ်ကိုမီးရှို့ပူဇော်တယ်လို့ပေါ့နော်ပျက်စီးသွားပြီဆိုတော့လေဒါဘုရားဟိုတတ်တော်တင်ကြားရှိတဲ့ဟာမျိုးတော့မိပူဇော်လို့ရသေးတယ်ဆိုရင်ဒီရုပ်ကလပ်ကိုလည်းပူဇော်လို့ရတာပေါ့နော်ဒါကြောင့်ပျက်စီးသွားတဲ့ဘုရားအကျိုးပဲတွေကိုမိပူဇော်လို့ရရင်ပူဇော်မရဘူးဆိုရင်လည်းတဏှာမှာလူသူမနှင်းမပဲ့နိုင်တဲ့ရောက်နေရာတစ်ခုခုမှာမြေမြုပ်ပြီးတော့ပူဇော်လိုက်ပေါ့နော်ရတာအရှင်ဘုရားဆက်မိကောင်းပါဗျာဖះရဲ့ခေါင်းပြတ်ပုံလေးတွေ decoration တွေနဲ့အလှဆင်ပြီးတော့သုံးလာကြတယ်ဗျာဟိုဟာနိုင်ငံသားတွေမှာဗျာအဲ့လိုကြတော့အရှင်ဗျာဟိုဟာဘယ်လိုမျိုးဟိုဟာအကုသိုလ်ဖြစ်နိုင်လဲဗျာသူတို့ဟိုဘယ်လိုခေါ်မလဲသူတို့ကတော့ဘာသာကြားပေါ့နော်ဘာသာကြားတွေကြတော့ဒီဖះကိုသူတို့ကတော့ဖះလို့ထင်ချင်မှလည်းထင်မှာယူဆချင်မှယူဆမှာသူတို့ကတော့အလှသဘောအနေနဲ့လုပ်မယ်ဆိုရင်ဟိုမယုံမသေးတဲ့သဘောပါရင်တော့သူတို့မှာအကုသိုလ်ဖြစ်မှာပဲလေဒါတခြားနိုင်ငံမှာဥပမာထေရဝါဒနိုင်ငံတွေကဒါကိုဗုဒ္ဓဘုရားဖြစ်နေတဲ့ကိုယ်ကွယ်နေကြတယ်ဆိုတာကိုသိနဲ့သူတို့ကသမင်တကာအလှသဘောလုပ်ရင်တော့အကုသိုလ်ဖြစ်မှာပဲနော်သူတို့မသိဘူးဒါကိုဟိုခြားဒီကဘာမှာဒီလိုကိုယ်ကွယ်တဲ့လူတွေရှိတယ်ဆိုတာသူတို့မသိဘူးဒါအလှလိုပဲတုံးနေတယ်ဆိုရင်တော့သူတို့အကုသိုလ်တော့မဖြစ်နိုင်ဘူးပေါ့သမင်တကာသိနဲ့လုပ်တယ်ဆိုရင်တော့မယုံမသေးအာဃာတော်ဝါဖြစ်တယ်ခေါ်တယ်နော်မယုံသေးတဲ့စိတ်ကအဓိကကျသွားတယ်နော်ရှင်ဗျဟိုဆက်မိကုန်လေးထပ်ပြီးတော့မေးပြစီဗျဟိုယူရီးယားနိုင်ငံမှာအဓိကပေါ့နော်ဗျာယဟန်နဲ့ပတ်သက်ပြီးတော့ဖုန်ကြီးဆောင်းခံထဲမှာဟာတာလေးထည့်ပြီးတော့ဗီဒီယိုရိုက်ကြတယ်ဗျာအဲ့ဒီအရာကိုတချို့တွေကလည်းသဘောကျပြီးတော့ရည်မိတာတွေရှိတယ်ဗျာအဲ့လိုမျိုးတွေကြတော့ဟိုဟာဘယ်လိုမျိုးဖြစ်နိုင်ရလဲဗျာအဲ့ဒါတော့မကောင်းဘူးတနေ့လည်းအဲ့ဒါစားလဲကြီးရအောင်ဟောလဲဟောအောင်ပဲကိစ္စသူကဖျားတရားတန်ခါနဲ့ပတ်သက်လာရင်လုံးဝရည်စရာမလုပ်ရအောင်တလားအပြစ်ကြီးတယ်
ဘုရားတားထားတယ်လေအဲ့ဒါဗုဒ္ဓံဝါဓမ္မံဝါသံဃံဝါအာရဘတဘောနာကတဘောဆိုတာဘုရားဟောတာရှိတယ်နော်ဘုရားနဲ့ပတ်သက်လာရင်ဘယ်တော့မှဟာတာမလုပ်အောင်အဲ့ဒါ online ပေါ်မှာလည်းနောက်ပိုင်းတွေ့လာတာကြီးကာတွန်းနေပါလေဆွဲကြတာတွေ့တယ်မလုပ်အောင်လေဗုဒ္ဓနဲ့ပတ်သက်လာရင်သံဃာနဲ့ပတ်သက်လာရင်ရည်စရာမလုပ်အောင်မလုပ်ကောင်းဘူးဒါကနော်သံဃာဘုရားတရားသံဃာဆိုတာယတနာထိုက်တယ်လေယတနာထိုက်တဲ့ယတနာ၃ပါးကိုယတနာနဲ့တူအောင်ထားမှာအဲ့တော့ရည်စရာအနေနဲ့ဟာတာတွေအနေနဲ့မလုပ်အောင်ကာတွန်းနေပဲဖြစ်စီခုနကလိုဒီရုပ်ရှင်တွေမှာဖြစ်စီပေါ့နော်အဲ့လိုဟာတာအနေနဲ့မလုပ်သင့်ဘူးအဲ့တော့ရုပ်ရှင်တွေမှာထည့်ရိုက်မယ်ဆိုရင်တော့ကြီးညိုစရာကောင်းတဲ့ပုံစံမျိုးပဲရိုက်တင်တယ်ပေါ့နော်တန်ခါဆိုတာကြီးညိုစရာကောင်းတယ်ဘုရားဆိုတာကြီးညိုဒီလိုပဲရိုက်တင်တာအဲ့တော့ရည်စရာအနေနဲ့မလုပ်တင်ဘူးဒါတွေကကျွန်တော်စက်ညင်တဲ့ကိစ္စတားမြစ်တဲ့ကိစ္စတွေဖြစ်ပါတယ်နော်မိကိုမေရှောက်ခွင့်ပြုတော်မူပါဗျာအရှင်ဖေဟာ online ဗီဒီယိုတစ်ခုမှာတိုင်းဆရာကြီးတယောက်ကတိုင်းတင်ပေးရင်တာသနာပြုတယ်ဆိုပြီးပြောထားပါရဲ့ဖေဟာအဲ့လိုတာသနာပြုတာကအမှန်တကယ်တာသနာပြုတာရောက်ပါသလားဖေဟာဘိုးတော်မဲတော်ခံယူထားတဲ့သူတွေကလည်းအဲ့လိုတာသနာပြုရဲဆိုတဲ့စကားမျိုးအခါခါသုံးတာကြားဘူးပါတယ်ဖေ။ဖြေချပေးဥပမာပေး၍ဖြေချပေးတော်မူပါဖေလို့မေးထားပါတယ်ဖေ။သာသနာပြုတာမဟုတ်ဘူးလေအဲ့ဒါသာသနာဖြတ်တယ်လို့ခေါ်တယ်လေနော်။သာသနာပြုဆိုတာကဘုရားရှင်ရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးတာကိုသာသနာပြုတယ်ခေါ်တာ။သူတို့ကဘုရားရှင်ရဲ့အဆုံးအမနဲ့ဆန့်ကျင်ဘက်ဘုရားကဒါတွေမလုပ်ရပါဘူးဆိုတော့သူတို့ကလုပ်တယ်လေ။ဒါသာသနာပြုတာမဟုတ်ဘူး။အဆုံးအမကိုဆန့်ကျင်သွားပြီဆိုတော့သာသနာဖြတ်တာဖြစ်သွားပြီ။တာရကပြပါဆိုရင်ဦးဇင်းတို့ကိတာဂရိဇဏဘုတ်ကအခြေအနေကိုတာရကပြမှာပဲလေကိတာဂရိယဇဏဘုတ်ကယဟန်တွေဆိုရင်မှစင်စည်းတက်တွေမြင်းစည်းတက်တွေသင်ကြတာပဲလေမြတ်စွာဘုရားဒါအကုန်လုံးတားမြစ်ထားတာဒါတွေကအဲ့တော့ဘုရားတားမြစ်ထားတာကိုလုပ်တယ်ဆိုတာသာသနာဖြတ်တာပဲပေါ့နော်ကိတာဂရိဇဏဘုတ်ကယဟန်တွေဆိုရင်အကုန်လူလုပ်တွေလုပ်ကိုအကုန်လုပ်တာသူတို့က၄အတက်တွေရောအကုန်သင်တာသူတို့ကဆိုတော့အဲ့ဒါတွေကဒါဘုရားတားမြစ်ထားတဲ့အလုပ်တွေဖြစ်တယ်အဲ့တော့ဟိုသာသနာပြုဆိုတဲ့ခေါင်းစဉ်ဘယ်လောက်ပဲတက်တယ်သူ့ရဲ့လုပ်ရက်ကသာသနာပြုလုပ်ရက်မဟုတ်ဘူးသာသနာဖြတ်လုပ်ရက်ဖြစ်နေပါတာနော်မမဖေမိကိုမေရှာခွင့်ပြုတော်မူပါဖေရဟန်တော်တွေကအမျိုးသမီးများရှိရဲ့အဆောက်အဦတမှုအောက်မှာတရင်သုံးဖို့မသင့်တော်ဘူးဆိုတာဟုတ်ပါသလားဖေရအကယ်လို့ဟုတ်ပါတယ်ဆိုရင်တရားစခန်းဝင်တဲ့အခါယောဂီတွေကဖုန်ကြီးကျောင်းတွေမှာနေတာကရနိုင်ပါသလားဖေရလို့မေးထားပါတယ်ဖေရအဲ့လေခုနစောစောကဖြေလိုက်သေးတယ်တမိုးထဲအောက်မှာဆိုရင်တော့နော်အပေါ်ထဲအောက်ထဲဖြစ်ပါစေဘုန်းကြီးကလည်းကြောခင်းအိတ်လို့မရဘူးပေါ့နော်အမျိုးသမီးကတော့လူကအပမရှိကိစ္စမရှိဘူးဘုန်းကြီးမှာကျတော့ဝီနည်းရှိတော့ဘုန်းကြီးကဝီနည်းနဲ့ညင်နေရမှာလေအဲ့တော့တရားစခန်းတွေတချို့တရားစခန်းတွေမှာဆိုရင်အပေါ်ထက်အောက်ထက်တွေရှိတယ်ဘုန်းကြီးကအပေါ်ထက်မှာနေရယောဂီလူပုဂ္ဂိုလ်တွေအောက်မှာနေရတယ်အဲ့ဒါဆိုရင်အဲ့ဒီဘုန်းကြီးနဲ့ကြောခင်းလို့မရအောင်အဲ့တော့ငုတ်တုတ်ထိုင်နေမှာရမယ်နော်ငုတ်တုတ်ထိုင်နေတော့ရတယ်အကဲအဆောင်မတူရင်တော့ရတယ်နော်အဆောင်ကအမိုးတက်တက်ဟိုဘက်အဆောင်ကတက်တက်ပေါ့အဲ့ဆိုရင်အမျိုးသမီးတွေကတက်တက်တစ်ဆောင်ဘုန်းကြီးနဲ့တက်တက်ဆောင်ဆိုရင်တော့အဖက်လွတ်သွားတာပေါ့တိုက်တစ်ခုထဲမှာဆိုရင်တော့မရနိုင်ဘူးအဲကြောင့်ရိတ်သားတွေအနေနဲ့ကြတော့ယဟန်တော်တွေကိုတိတန့်အဆောင်ပေးနိုင်မှာအဆင်ပြေမယ်เนาะတိုက်ကြီးတွေတစ်ခုထဲမှာဆိုတော့ဘုန်းကြီးနဲ့မျိုးသမီးအဆင်မပြေပါဘူးမမဖေမိကိုမေရှာခွင့်ပြုတော်မူပါဖေရဟန်တန်ဃာတွေဖေရှိခိုးရင်ဘလို့ရွတ်ဆိုရပါတလဲဖေလူတွေလိုပဲရွတ်ဆိုလို့ရပါတလားဖေလို့မေးထားပါတယ်ဖေတူတူပဲလေဘုရားရှိခိုးတယ်ဆိုတာကဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုရွတ်ဖက်တဲ့ဇာတာကိုပြောတာမြန်မာလိုပဲရှိခိုးပါဠိလိုပဲရှိခိုးအင်္ဂလိပ်လိုပဲရှိခိုးအဓိကဘုရားဂုဏ်တွေကိုရွတ်ဖက်တဲ့ဇေဖို့ပဲတပားနဲ့တပားလဲတယောက်နဲ့တယောက်လဲတူချင်မှလဲတူမှာတချို့ကတန်ဖို့တွေရှိခိုးခြင်းရှိခိုးမှတချို့ကဘဂဝါဂုဏ်တော်ရှိခိုးခြင်းရှိခိုးမှဣတိပိသောဘဂဝါရှိခိုးခြင်းရှိခိုးမှပေါ့နော်အဲ့တော့တပားနဲ့တပားတယောက်နဲ့တယောက်တော့မတူနိုင်ပါဘူးနော်တချို့ကလည်းနမကာရရှိခိုးခြင်းရှိခိုးမှအဓိကတော့ဂုဏ်တော်တွေကိုရှိခိုးဖို့ကအဓိကပါပဲမေကုံမေးလျှောက်ခွင့်ပြုပါဗျာဆက်မေကုံပါဗျာရဟန်းတော်တွေကအမျိုးသမီးတွေနဲ့တမိုးရောက်တဲ့အိတ်လို့မရဘူးပေါ့အဲ့ဆိုရင်တကယ်လို့အဆောင်ကနှစ်ထပ်ဖြစ်နေမယ်ပေါ့အဲ့အပေါ်ဓာတ်ကိုတက်လို့ရမယ်လှေကားကလည်းတခြားအောက်ကနေပြီးတော့အောက်ဆောင်ကနေတက်လို့ရတာမဟုတ်ဘဲနဲ့အပြင်မှာထုတ်ထားရဲဆိုရင်ရောအိတ်လို့ရတာဗျာရတာပေါ့ तू ကအမိုးတူပေမဲ့အကာမတူခေါ်တာအဲ့ကြတော့လေ तू ကအပေါ်ထက်ကိုတက်တဲ့လှေကားကဘေးကတက်ဖောက်ထားတာအောက်ထက်နဲ့ဘလို့မှမဆိုင်ဘူးနှစ်ထပ်ဆိုပေမဲ့အောက်ထက်ကအပေါ်တက်အပေါ်ထက်ကတက်အဲ့လိုဆိုလို့ရှိရင်တော့ဒါအမိုးတစ်ခုတည်းဆိုပေမဲ့အကာမတူတော့ဘူးခေါ်တယ်အဲ့လိုဆိုလို့ရှိရင်တော့ရတယ်နော်အဲ့ကြောင့်တချို့ကျောင်းတိုက်တွေနားနေတဲ့ဆရာတော်တွေဆိုရင်နှစ်ထပ်တိုက်တွေဆောက်လို့ရှိရင်အောက်ကိုလူထားမဲ့အစီအစဉ်လည်းရှိတယ်ဆိုရင်လေကားကိုအပြင်တိတန့်ထုတ်လိုက်တယ်အဲ့တော့ဝီနီနားနေတဲ့ဆရာတော်တွေဆိုရင်အဲ့လိုဆိုရင်တော့အပ်ပါတယ်နော်ရှင်ဗျာမေကုံမေရှောက်ခွင့်ပြုပါရှင်ဗျာအောက်ကမြေကြီးပေါ်မှာဘုန်းကြီးရေစွန့်ငံကြွပြီအပေါ်ကမိန်းကလေးတွေကထမိန်ဝစ်ပြီးတော့လေမြန်နဲ့ဖြတ်သွားရဆိုလို့ရှိရင်အပေါ်ကမိန်းကလေးတွေကငရဲကြီးပါလားဗျာအဲ့ဒါလေမြန်မစီးရတော့နဲ့ဒီ
မဆိုင်ဘူးလေကွယ်နော်အဓိကတော့စိတ်သာရှင်ဆိုဖရာဟောပဲစိတ်ကအဓိကပဲသူကသူသွားစရာရှိတော့သူကသူလိမ်မြန်နဲ့သွားနေတာအောက်ကဘုန်းကြီးသွားပြီးစွန့်ကန်ကြွနေတာမဆိုင်ဘူးလေနော်ဟိုတမင်တကာလှုပ်တဲ့လှုပ်တွေမဟုတ်ဘူးဒါတွေကသိလားသူကသူလုံရိုးလို့စင်လုံနေကြတဲ့ကိစ္စတွေဖြစ်လို့ဒါအပြစ်မဖြစ်ပါဘူးတမင်တကာငါဘုန်းကြီးခေါင်းကိုကြော်ဟာကလည်းကြော်ခွာလိုက်မယ်ဟဲ့ဆိုတဲ့စိတ်ဆိုရင်တော့အကုသို့ပေါ့နော်သူ့အလုပ်ကိုသူလုပ်နေကြတာဖြစ်လို့ဟိုစေတနာဆိုးနဲ့လုပ်နေကြတာမဟုတ်ဘူးလေဒါခီးသွားတယ်ဆိုတာလေအဲဒါကြောင့်သူကသူအပေါ်လိန်ပြန်နဲ့ပြန်တာအပြစ်မဖြစ်ပါဘူးနော်တချို့လည်းရှိတယ်လေဆက်ဆက်မေးခွန်းပြောမယ်ဆိုရင်ဟိုတချို့ကွန်ဒိုတွေအပေါ်ထက်အောက်ထက်တွေပါဆိုအောက်ထက်မှာဘုရားအခန်းထဲမှာဘုရားရှိတယ်အပေါ်ထက်ကလူတွေနေတယ်အပြစ်မရှိဘူးလားကျွန်မေးကြတာလေဒါလည်းမရှိဘူးလေသူ့ထက်နဲ့သူပဲကိုယ်ကိုယ်နေထိုင်ကြတာပဲတမင်တကာအောက်ထက်ကဘုရားကိုငါမယုံမသိလုပ်လိုက်မယ်ဟဲ့ဆိုတာမျိုးမှမရှိတာသူလည်းသူ့ထက်နဲ့သူနေတယ်ကိုယ်လည်းကိုယ်ထက်နဲ့ကိုယ်နေတယ်အောက်ထက်မှာလည်းဘုရားရှိတယ်ပေါ်ထက်လည်းဘုရားရှိတယ်အဲ့တော့တမင်တကာလုပ်တာတွေမဟုတ်ဘူးဒါတွေကအပြစ်မဖြစ်ပါဘူးနော်မိဂုမေရှာခွင့်ပြုတော်မူပါဖေဟာအရှင်ဖေဟာမြန်မာနိုင်ငံကသာသနာမှာအဦး9ပါးရှိရလို့ကြားဘူးပါတယ်ဖေဟာအဦး9ပါးကဘာတွေလဲသိပြရစီဖေဟာလို့မေးထားပါတယ်ဖေဟာသာသနာမှာအဦး9ပါးပြောတာလားဘယ်လိုလဲသာသနာမှာအဦး9ပါးရှိရလို့ပြောတာဖေဟာအော်အဲ့ဒါကဟိုပြောတာဦးစင်းအကုန်လုံးမမိတော့ဦးစင်းသူမေးတာဒီလိုဖြစ်ပါလိမ့်မယ်အဦး9ပါးဆိုတာကဟိုဒါန9မျိုးပြောတာကောက်ဦးအလှူတို့ဘာလို့သူပြောတာလယ်သမားတွေအနေနဲ့သူကကောက်ဦးအလှူတို့ဒီမှာလေလယ်တနင်းနေတဲ့အခါမှာအဦးအလှူတို့အဲ့လိုမျိုးပြောတာဖြစ်လိမ့်မယ်ကိုခုရှိတယ်ဟုတ်တယ်အကုန်လုံးတော့မမိတော့ဟုတ်တယ်တင်ပါဗျာမိဂုမေရှာခွင့်ပြုတော်မူပါဗျာသူများနိုင်ငံမှာအခုမပေးပဲခိုးနေမိရင်နေ့တိုင်းအပြစ်ဖြစ်ပါသလားဗျာလို့မေးထားပါတယ်ဗျာအခွန်မဆောင်ဘဲနဲ့နေတယ်ဆိုလို့ရှိရင်တော့ဒါနိုင်ငံတော်ကိုပေးရမယ့်အခွန်ကိုသူခိုးတာလို့ခေါ်တာပေါ့နော်ပစ္စည်းခိုးတာမဟုတ်ဘူးပေးရမယ့်တန်ဖိုးကိုမပေးချင်ဟာနိုင်ငံတော်ရဲ့အခွန်ကိုသူခိုးတယ်လို့ခေါ်တယ်အဲ့တော့တရက်အခမဲ့နေတယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုအခွန်မပေးဘဲနေတယ်ဆိုရင်တရက်ခိုးတာပဲပေါ့လေတရက်ကြတဲ့ငွေကိုခိုးတာပဲပေါ့အဲ့တော့ဒါနေ့စဉ်နဲ့များဒါအတ္တနာကံဖြစ်တယ်လို့ပြောရတော့မှာပေါ့သူကကျွန်တော်ဗီဇာတက်တန်းသမားတွေဆိုလို့ရှိရင်ဒါရက်ကြော်လို့ရှိရင်ဒဏ်ငွေရိုက်ခံရတာပဲလေရက်နဲ့အမျှပေးရတာမနေ့ရက်ကြော်ရင်ဘယ်လောက်ပေးရတာဆိုတာအဲကြောင့်နေ့စဉ်နဲ့အမျှအခွန်ဆောင်ရမယ့်ဟာကိုမပေးတာခိုးတာနဲ့တူတာပေါ့နော်မိဂုမေရှာခွင့်ပြုတော်မူပါဗျာအရှင်ဖေဟာရဟန်းတွေခန္ဓာဝန်ချရဲဆိုတာဘာကိုဆိုလိုတာပါလဲဖေဟာရှင်းပြပေးတော်မူပါဖေဟာလို့မေးထားပါတယ်ဖေဟာခန္ဓာဝန်ချရဲဆိုတာပြန်တော်မူတာကိုပြောတာပဲလေစကားလုံးလှအောင်ပြောကြတာပဲပြန်တော်မူတယ်သေတယ်ကွယ်လွန်တယ်ပြိဋိဘံဆန်းတယ်ခုနခန္ဓာဝန်ချတယ်အတူတူပဲနောက်တော့အပြင်တော့ခန္ဓာဝန်ချဆိုတဲ့စကားသုံးတာကတော့ယဟန္တာတွေကိုသုံးနေရှိကြတယ်ယဟန္တာဆိုတော့ဒီခန္ဓာ၅ပါးယုံ nant တရားလုံးဝမရှိတော့ဘူးဒါကိုစွန့်ချလိုက်ပြီဆိုတဲ့သဘောကိုသုံးကြတဲ့သဘောပဲတာမန်ဘုန်းကြီးတွေဆိုရင်တော့ပြန်တော်မူတယ်လို့သုံးပြီးတော့ယဟန္တာတွေဆိုရင်တော့ခန္ဓာဝန်ချတယ်လို့သုံးကြတာဒါမြန်မာတွေကဒီယဟန္တာတွေခန္ဓာဝန်ကိုဝန်ထုံဘိုးကြီးကိုပြစ်ချလိုက်တယ်ဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့တင်စားပြောကြတဲ့သဘောတွေပါနော်ဟုတ်မိကုံမေးလျှောက်ခွင့်ပြုပါဗျာဆက်မိကုံပါဗျာခုနကပြောပါရဲ့ပေါ့နိုင်ငံကိုပေးရရှိရဲ့အခွန်တွေမပေးရခိုးတာပဲဆိုတော့လေတကယ်လို့အဲ့နိုင်ငံအကြီးကြီးကလည်းသူတုံးရမယ့်အခွန်တကယ်တမ်းတုံးရမယ့်နေရာမှာမတုံးမနေသူ့ကိုရုပ်တော့ပဲတုံးနေရဆိုရင်ရောအဲ့ဆိုရင်သူ့ကိုအခွန်မပေးတာကရောအပြစ်ဖြစ်နိုင်ပါလားအဲ့ဒါနှစ်ပိုင်းဖြစ်သွားပြီလေကိုကတိုင်းပြည်ကိုပေးရမယ့်ဟာကိုတာဝန်တိုင်းပြည်ရဲ့ဘဏ္ဍာကိုအလွတ်သလောက်တာသူ့ရဲ့တာဝန်သဘောလားမသိဘူးသူကထက်ခိုးတာပဲသဘောလားမသိဘူးအဲ့တော့ကိုကတိုင်းပြည်ပေးရမယ့်ဥစ္စာကိုမပေးရင်ကိုခိုးတာပဲတိုင်းပြည်သူပြည်သားတွေကတိုင်းပြည်ရဲ့ဘဏ္ဍာကိုအခွန်ဆောင်တယ်တိုင်းပြည်ရဲ့ဘဏ္ဍာကိုဒီဝန်ထမ်းပုဂ္ဂိုလ်တွေကအလွတ်သလောက်လုပ်တယ်ဆိုသူကတိုင်းပြည်ဘဏ္ဍာကိုခိုးလာတာပဲလေသူ့ပိုင်းနဲ့သူဖြစ်သွားပြီဟုတ်ပါလားအဲ့တော့သူ့ပိုင်းနဲ့သူခိုးလို့ငါမပေးဘူးဆိုတာမျိုးမဟုတ်ဘူးလေဟုတ်လားမတူဘူးပေါ့နော်ဒါတော့ဟုတ်တစ်ပိုင်းခွဲပြောရမှာပေါ့မိဂုမေရှာခွင့်ပြုတော်မူပါဖေဟာအရှင်ဖေဟာဝင်လေထွက်လေမှတ်နေရနဲ့တရဏဂုံပွားနေတာကဘယ်ဟာကကုသိုလ်ပိုရပါတယ်လဲဖေဟာလို့မေးထားပါတယ်ဖေဟာသူကုသိုလ်နဲ့သူပဲဘာဝနာရှင်းကဘာမတူတဲ့ကြောင့်ဝင်လေထွက်လေရှုတာကလည်းဒါသမထဘာဝနာတစ်ခုပဲလေအဲ့တော့ဘုရားကုံတော်ကိုပွားများနေတာလည်းဗုဒ္ဓနုတ္တိကမ္မထန်တစ်ခုပဲကမ္မထန်40တဲ့ကမ္မထန်တစ်ခုပဲဆိုတော့သူ့အကျိုးနဲ့သူတော့ရှိတယ်ဗုဒ္ဓနုတ္တိကမ္မထန်တွေပွားများနေတဲ့ပုဂ္ဂိုလ်ကဘာဖြစ်လဲဆိုတော့တရားတရားတိုးပွားစေတယ်အာနာပါနကိုရှုတဲ့ပုဂ္ဂိုလ်ကြတော့စိတ်တွေအတွေးတွေနေပါစေတယ်သူ့အကျိုးနဲ့သူရှိတယ်မတူတဲ့အကျိုးတစ်ခုတော့တိုင်းလို့တော့မရဘူးပေါ့နော်သူတို့နှစ်ခုလုံးကတော့သမထကိုသွားနေတဲ့အပိုင်းတွေပဲအကေအာနာပါနရှုပြီးတော့ဝိပဿနာရှုတယ်ဆိုတော့ तू ကတာတာပေါ့လေသမထနဲ့ဝိပဿနာရှင်ဝိပဿနာတော့တာတယ်အဲ့တော့လေကိုပဲထွက်လေဝင်နေပဲရှုတယ်ဟိုဓာကြီးလေးပါးကိုရှုတာမဟုတ်ဘူးအိသဒုက္ခတတာရှုတာမဟုတ်ဘူးဆိုရင်တော့သူ့အကျိုးနဲ့သူပဲရှိတယ်နှစ်ခုနှိုင်းလို့တော့မရဘူးနော်မမဖေဟာမိဂုမေရှာခွင့်ပြုတော်မူပါဖေဟာအရှင်ဖေဟာတိလရှင်တွေမှာရှိရဲ့မုံပတ်စံ
စသည်တွေကိုတက္ကမတွေကိုစွန့်လို့ရပါသလားဖေလို့မေးထားပါတယ်ဖေ။ ဟောတီလာရှင်ကရတယ်လေတီလာရှင်မှာကျတော့ဘုရားဝီနီးမရှိတော့သူခရိယန်တွေလို့တို့လို့ပရိုက်တာလုပ်လို့ရတာပေါ့နော်ကယ်ဆယ်ရေးတွေပါလုပ်လို့ရတယ်ပေကန်ဆွန်ကျဲလို့ရတယ်ဟိုဘာကကြောင့်လည်းထောင်လို့ရတယ်နော်အကုန်လုပ်လို့ရပါတယ်မာသာသရီချာလို့လုပ်လို့ရပါတယ်ဟုတ်မမဖေမေကူမေးလျှောက်ခွင့်ပြုတော်မူပါဖေမဖို့မရခင်စัจ जा တန်တရာမှာဗုဒ္ဓဘာသာပဲဖြစ်ချင်ရင်ဘလို့ကုသိုလ်မျိုးပြုရမလဲအရှင်ဖေလို့မေးထားပါတယ်ဖေအဲ့ဒါတော့သောတာပန်ဖြစ်တော့အကောင်းဆုံးပဲနော်ဘာတော့မမြဲဘူးလေနော်တန်တရာမှာအခုအချိန်မှာသူတော်ကောင်းဖြစ်ပေမဲ့နောက်တစ်ချိန်မှာကောင်းချင်မှလည်းကောင်းတာतू ကဖယားလောင်းနေတောင်မှပါရမီဖြည့်လို့ရှိရင်တခါတလေလမ်းလွဲတာတောင်ရှိသေးတယ်လေလေးတစ်ချက်နဲ့ကဘာသိန်းပါရမီဖြည့်လာတဲ့အလောင်းတော်ကြီးတွေတောင်မှတခါတည်းမှာအပေါင်းအသင်းတွေမှားပြီးတော့လမ်းလွဲတာတွေတောင်ကြုံရတတ်တယ်ဒါကြောင့်တန်တရာမှာကဘဝအဆက်ဆက်ဒီစေတနာသုံးပါးကိုကိုယ်ွယ်စည်းကပ်သူဖြစ်ဖို့အတွက်ကအထုံအလေးအကျင့်အရန်အရေးကြီးသွားတယ်နော်အထုံအလေးကျင့်အရေးကြီးတယ်တော့သောတာပန်မဖြစ်သေးရင်တော့လုံးဝဘာမှတော့မသေးချအောင်ပြောင်းသွားနိုင်တယ်ဘာသာခြားတွေဖြစ်သွားနိုင်တယ်အရှင်ဘုရားမိကောင်းမိလျှောက်ခွင့်ပြုပါဗျာရှင်ဘုရားရီမစ်တဲ့ကမြတ်စွာဘုရားဟိုရင်ပါရမီဖြည့်စဉ်ကခေါင်းဖြတ်ပြီးတော့လှူခဲ့တယ်လို့ကြားသိရပါတယ်ဗျာအဲ့လိုမျိုးဟိုခန္ဓာကိုယ်စော့ပြီးတော့လှူတဲ့ဟာတကယ်ဆိုရင်ခေါင်းကိုဗမာမှပြန်သုံးလို့လည်းမရတာဗျာအဲ့ဟာကြတော့ဘယ်လိုကုသိုလ်မျိုးရလဲတကယ်အကျိုးရှိမရှိပေါ့နော်ဗျာဒါမှမဟုတ်လေတပည့်တော်လည်းအရှင်ဘုရားကိုခေါင်းဖြတ်ပြီးလှူရင်တပည့်တော်လည်းအဲ့လိုကုသိုလ်ရပါလားဗျာသူကအဲ့ဒါမင်းကုန်းဆရာတော်ကြီးရဲ့အဖြစ်ရှိတယ်ဦးစင်းပြောရင်ဦးစင်းပြောခံရမှာအဲ့တော့ဦးစင်းဆရာတော်ကြီးစကားပဲဦးစင်းပြောမယ်နော်အဲ့တော့မင်းကုန်းဆရာတော်ကြီးရဲ့ဒါနပါရမီအဖွင့်ကျမ်းမှာကျင့်လို့ရတယ်နည်းနည်းဆရာတော်ကြီးပြောတဲ့စကားနည်းနည်းပြောမယ်ဆိုရင်အလူခံပုဂ္ဂိုလ်မှာအကျိုးရခြင်းမရခြင်းတဲ့သူ့ရဲ့စွန့်လွတ်တဲ့စေတနာကအဓိကကြတယ်ဆိုတာကိုဆရာတော်ကြီးရှင်းပြပူးတယ်ရှိခဲ့တော့ငါဟိုလက်ညှိုးတွေဘာတွေဖြတ်ပြီးလူတယ်ပါညာဆရာတော်ကြီးအဲ့ဒီမှာရေးထားတာလေလက်ညှိုးဖြတ်ပြီးလူတယ်ဆိုတော့အဲ့လက်ညှိုးဖြတ်လိုက်တဲ့ခါမှာအဲ့လက်ညှိုးကဘာမှသုံးလို့မရဘူးပေါ့အဲ့ဒါအကျိုးရှိပါမလားဆိုတော့သူ့ရဲ့ဒီလက်ညှိုးကိုဖြတ်နိုင်လောက်အောင်ဒီစွန့်လွတ်တဲ့စေတနာအရန်အားကြီးတယ်ဆိုတာဆရာကြီးကထောက်ပြတာအလူခံပုဂ္ဂိုလ်အသုံးဝင်ခြင်းမဝင်ခြင်းကိုမကြည့်နိုင်အောင်ဒီစွန့်နိုင်တဲ့သူ့စေတနာနဲတာမဟုတ်ဘူးလူတိုင်းမလုံးနိုင်အောင်တရားမှာတယောက်လုံးနိုင်ဖို့တော်တော်ခက်တဲ့ကိစ္စစကားဖြစ်တာငါလုံးလိုက်မယ်ဆိုတာပြောနေတကယ်လုံရဲလားမလုံရဲပါဘူးနော်ခက်ပါတယ်အဲကြောင့်ကျွန်တော်သူများလုံနိုင်ခဲတဲ့အလုပ်ကိုနော်လုံနိုင်တယ်ဆိုတော့သူ့ရဲ့စိတ်ဟာတော်တော်ပြင်းထန်တယ်ဆိုပြီးတော့အဲ့မှာမင်းကုန်းဆရာတော်ကြီးကရှင်းပြထားတာရှိပါတယ်ဒါကြောင့်ကုသိုလ်မြောက်ပါတယ်ဆိုတာရှင်းပြထားတာရှိတယ်ဟိုဘုရားလောင်းဆိုလို့ရှိရင်လည်းခန္ဓာကိုယ်ကိုစီတွေလောင်းပြီးတော့ဘုရားကိုမိဖို့ဆိုတာတွေရှိခဲ့ဘူးတယ်လေအဲ့လိုမျိုးထုံးတမ်းစင်တာတွေရှိတယ်ဆိုလိုတာကအကျိုးရှိခြင်းမရှိခြင်းနဲ့သူ့ရဲ့စွန့်လွတ်တဲ့စေတနာကိုပဲဒီနေရာမှာကုသိုလ်ရတယ်ဆိုတာကိုမင်းကုန်းဆရာတော်ကြီးရှင်းပြထားပါတယ်နော်မင်းကုန်းဆရာတော်ကြီးရဲ့စာအုပ်မှာကြည့်နိုင်ပါတယ်ဟုတ်မေကွန်မေးလျှောက်ခွင့်ပြုပါရှင်ဗျာဒီကိုချစ်တဲ့ဟိုကောင်မလေးနဲ့ပေါ့နော်ဒီဘက်ခေတ်မှာဖြစ်နေကြပေါ့အဲ့လိုမျိုးဟိုခွင့်ပြုချက်ယူပြီးတော့ဒီလိုမျိုး living together နေလိုက်တယ်ပေါ့နော်အဲ့ဟာကာမေတုမိစ္ဆာစာကံမြောက်ပါသလားဗျာနောက်ဆက်မေကွန်နောက်တစ်ချက်ကကြတော့အဲ့လိုမျိုးဟိုနေလိုက်တဲ့နှစ်ယောက်ကပေါ့နော်ဟိုအကြောင်းမျိုးကြောင့်လက်မထက်ဖြစ်ပဲနဲ့တခြားအမျိုးသမီးတစ်ယောက်နဲ့အဲ့ကောင်လေးကအိမ်အောင်ပြုတ်လိုက်တယ်ဆိုရင်အဲ့အမျိုးသမီးမှာရောကာမေတုမိစ္ဆာစာကံမြောက်ပါသလားဗျာပထမဆုံးပြောရရင်တော့အမျိုးသမီးကတော့ဘာမှမဖြစ်ဘူးဒါသူကာမကိုသူကြိုက်တဲ့လူကိုသူပေးလို့ရတယ်အမျိုးသမီးအနေနဲ့ကတော့ကာမေတုမိစ္ဆာလုံးဝမထိုင်ဘူးအမျိုးသားအနေနဲ့ကကြတော့သူကအမျိုးသမီးခွင့်ညွှန်နဲ့မပေးဘူးသူရဲ့အုတ်ထင်းသူကအဓိကကြသွားတယ်နော်သူမိဘတွေအုတ်ထင်းသူရှိတယ်ဆိုရင်မိဘတွေကသဘောတူတယ်အိမ်ထောင်တရားဝင်လက်မထက်ရသေးတော့လည်းပဲဒီလိုနေရတာကိုသဘောတူတယ်ဒီလိုသမီးစားဘွားမှာပဲအတူတူနေတာကိုမိဘတွေကလက်ခံတဲ့သဘောတူတယ်ဆိုသူအနောက်နိုင်ငံမှာဆိုရှိတယ်ပေါ့နော်သဘောတူတယ်အဲ့လိုဆိုရင်တော့မိဘတွေကိုယ်တိုင်ကသဘောတူပါတယ်ဆိုရင်တော့ဒီပြဿနာဘာမှကံမထိုက်စရာအကြောင်းမရှိဘူးမိဘနဲ့သဘောတူလို့မတူတော့အမျိုးသမီးကတော့လုံးဝမထိုက်ဘူးပဲအဲ့တော့အမျိုးသားအတွက်ကိုပဲပြောရမှာဦးဇင်းတို့ကအမျိုးသားအနေနဲ့ကသူ့ရဲ့ဒကာမလေးရဲ့ကောင်မလေးရဲ့မိဘတွေကဒီလိုနေရတာကိုသဘောတူပါတယ်ဆိုရင်တော့ဘာပြဿနာမှမရှိဘူးသဘောမတူဘူးဆိုရင်တော့ကာမေတုမိစ္ဆာကံထိုက်ပါတယ်အမျိုးသားအတွက်ကတော့ဒါအမျိုးသမီးအတွက်ကတော့သူ့ပိုင်တယ်လေသူ့ပိုင်တာကိုသူ့ကသူပေးချင်တယ်လို့သူပေးတာပဲသူ့အနေနဲ့ပြဿနာမရှိဘူးเนาะအမျိုးသားကတော့အဲ့လိုခွင့်ပြုချက်နဲ့ဆိုင်ပါတယ်ဟုတ်ပြောပါဗျာမိကွန်မေးလျှောက်ခွင့်ပြုပါရှင်ဗျာစောစောကမေးထားတဲ့မိကွန်ရှင်ကပြန်မေးထားတာပါဗျာသူကြားသိဘူးတဲ့ဒီအဝူကိုပါဆိုတာကဘုရားစဖူးတာဘုရားကိုစပြီးဖူးရတာတို့အဲ့ဒါမျိုးပြောတာပါတယ်အဲ့ဒါစနော်ပထမဆုံးဆုံးကရတာမျိုးအဲ့ဒါမျိုးပြောတာပါတယ်ဗျအဲ့ဒါလေးကိုသိချင်တာပါပထမဆုံးဘုရားရှင်ကိုစပြီးဖူးရတာကလည်းဒီသဘောသားနဲ့ဗလီကညီနောင်နှစ်ပါးဆိုတဲ့အခါမျိုးစားတော့အဲ့လိုမျိုးအဝူကိုပါကိုပြောချင်တာမှပြောပါဗျအဲ့ဒါမျိုးတော့မဟုတ်ဘူးသူဟိုမှာ तू ကဟို
အလူဟိုထဲမှာပါတဲ့အူကိုပါဆိုတာကသူကဥအောင်လှူတဲ့သဘောကိုပြောတာဥကိုဖြစ်ပြလှူတဲ့ကိုမျိုးကိုစာထဲမှာမတက်နေတာဒီလိုမျိုးဟာတော့ဦးစင်းလည်းမသိဘူးပေါ့နော်စာထဲမှာဓမ္မပဒထေရထဲမှာပါတာကညီကို2ယောက်ကကာမဂုဏ်လုပ်တဲ့ခါမှာဘာပဲလုပ်လို့သူကဥဖြစ်ပြလှူလေးရှိတယ်နော်စပါးထွက်တယ်ဆိုရင်လည်းဥဖြစ်ပြသွားလှူလေးရှိတယ်အဲ့လိုမျိုးဥဖြစ်ပြလှူတာကိုဥကိုပါဆိုပြီးတော့စာထဲမှာမတက်နေတာရှိတယ်အဲ့တော့သူပြောတဲ့ဟာနဲ့တော့လွဲနေတာပေါ့နော်ဟုတ်ရှင်ဗျာမိကုံးမေးလျှောက်ခွင့်ပြုပါရှင်ဗျာအခုလိုဘာသာရေးလုပ်နေတဲ့လူတွေလူပြိုလေးတွေပေါ့နော်သမီးကြီးစားထားကြရရှင်ဗျာချစ်သူတွေထားတဲ့ခါမှာဘာသာရေးလုပ်နေလို့စိတ်ကောက်တဲ့ချစ်သူတွေဆိုရင်အဲ့ချစ်သူကအပြည့်ဖြစ်ပါသလားဗျာဘုန်းကြီးကိုစွဲမထည့်နဲ့ရေသူကတဖန်သားကုသိုလ်လုပ်တာကိုမကျင်မနှက်ဖြစ်မကျင်တဲ့ဘုကအကုသိုလ်ဖြစ်တာပေါ့ဒါကတော့လေဟိုသမီးစားလည်းမဟုတ်ဘူးလေနော်တူဟိုဆွေမျိုးတော်ဒီဖြစ်စေမတော်ဒီဖြစ်စေတငယ်ချင်းချင်းဖြစ်ဖြစ်စေလေနော်ဟိုတူတယောက်ကကုသိုလ်လုပ်တာကိုတူတယောက်ကမကျင်မနှက်ဖြစ်တယ်ဆိုမှတော့မကျင်မနှက်တဲ့ဘုကဒါအကုသိုလ်ဖြစ်နေပြီလေသူ့ဟာသူလေနော်ဟိုဆွေမျိုးတော်ဒီဖြစ်စေမတော်ဒီဖြစ်စေတော်ဆက်ဒီဖြစ်စေမတော်ဆက်ဒီဖြစ်စေလေနော်မကျင်နဲ့ရင်တော့ဒါတသက်အကုသိုလ်ပဲသူများကဒါနလုပ်နေနောက်တယောက်ကအလိုလိုမနာလိုဖြစ်နေတယ်မကျင်မနှက်ဖြစ်နေတာအကုသိုလ်ပဲလေနော်အဲကြောင့်ဒါအကုသိုလ်ကိစ္စမှာကတော့မျိုးတော်ချင်းမတော်ချင်းတော်ဆက်ချင်းမတော်ချင်းကြတော့အဓိကမကြောက်မကျင်မနှက်ဖြစ်တာတော့အကုသိုလ်သိချတယ်ဒါတော့နော်ဟုတ်